ရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာဖတ်ပြပေးစတဲ့ဇာတ်လမ်းလေးကတော့စာရေးသူမင်းမြတ်သူရာရေးသားထားတဲ့မာယာရှင်ဆိုတဲ့စိတ်ဝင်စားဖွယ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ဇာတ်လမ်းလေးမစတင်ခင်မှာပရိသတ်ကြီးတို့ကကျမတို့ရဲ့ဇာတ်လမ်းလေးကို Subscribe လုပ်ထားပေးပါအောင်ရှင်ဗီဒီယိုတစ်တင်တိုင်းမှာသိရှိနိုင်မှုအတွက်ဆိုရင်တော့ဘေးက notification လေးကိုနှိပ်ထားပေးပါအောင်နော်ကဲဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်ကြအောင်ပါဘိန်းမြို့တနေရာရှိလွန်စွာကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးရဲ့အိမ်ခန်းအတွင်းမှာရာဘာတထေးလေးချမ်းသာသည်ခိုပြာဝစ်စုံကိုအကြမ်းနာဝစ်စင်နေလေတယ်။ထိုခိုင်းမှာပင်သူ့ရဲ့အနီးကိုအိမ်ကြီးရဲ့ဗန္နာဆိုဦးတီလာရောက်ရှိလာပြီးတော့ဒီလိုဆိုတော့လေမောင်ချမ်းသာကဓာတ်ရှင်မင်းသားအရှုံးပေးလောက်တယ်ဟဲ့။သူတို့သမီးကတော့မောင်ချမ်းသာကိုမြင်မြင်ချင်းသဘောကျသွားမှာပဲ။ရာဘာတထေးလေးချမ်းသာဟာရှက်ကိုရှက်ကန်ဖြစ်သွားပြီးတော့ကျုပ်ကကောလိပ်ကျောင်းတက်ကလေးကဥရောပဝစ်စုံကိုဝစ်လက်ဝစ်ထားရှိပါတယ်ဗျာ။ထိုစဉ်အိတ်ခမ်းထဲကိုအထိန်တော်ကြီးဒေါ်သူစားကဝင်ရောက်လာတယ်။ကိုတီလာရှင်ဘာဖြစ်လို့မောင်ချမ်းသာကိုမနေတတ်အောင်နောက်ပြောင်နေရတယ်လေ။ဒီနေ့ဟာသူ့ဘဝအတွက်အရေးကြီးတဲ့နေ့တစ်နေ့ဆိုတာရှင်မသိပေဘူးလား။မောင်ချမ်းသာစိတ်လုံရှာအောင်မလုပ်ပါနဲ့။ပြောလိုက်ရာမောင်ချမ်းသာကအထိန်တော်ကြီးဒေါ်သူစားရဲ့စကားကြောင့်မျက်မှောင်ကျုပ်၍ဒီနေ့ဟာငါဘဝရဲ့အရေးပါဆုံးနေ့ဆိုပါလား။တကယ်အရေးပါတာမှဟုတ်ရဲ့လား။တကူတဲ့တွေးနေမိပါတယ်။ဒေါ်သူစားကတော့ချမ်းသာရဲ့တက်ရက်ခံညာစွာဝစ်စင်ထားပုံကိုလှည့်ပတ်ကြည့်ပြီးတော့ပြေဆုံးပါပြီမောင်ချမ်းသာသူတို့သမီးကိုကြိုးစိုးဖို့အချိန်တက်ပါပြီဒေါ်သူစားတို့မောင်ချမ်းသာနဲ့လိုက်ခဲ့ဖို့လိုသေးသလားချမ်းသာကခေါင်းခါရမ်းနေသူတို့သမီးနဲ့တွေ့ဆုံချိန်မှာကျုပ်တယောက်တည်းပဲဖြစ်နေခြင်းနဲ့ကျုပ်တို့နှစ်ယောက်လွတ်လွတ်လပ်လပ်ပဲတွေ့ဆုံခြင်းနဲ့ဒီလိုပြောတော့ဗန္နာဆိုဦးတီလာကသဘောကျဟန်နဲ့ရီမော်တယ်မောင်ချမ်းသာတို့အနှောက်အယှက်ဖြစ်မယ်ဆိုရင်ဦးလေးတို့ကလည်းမလိုက်တော့ပါဘူးကွာမင်းကလေးနဲ့တွေ့ရင်သာအဆင်ပြေဖို့ကြိုးစားပါယောက်ျားနဲ့မိန်းမပထမဆုံးတွေ့ဆုံခြင်းကအရေးကြီးဆုံးပဲဦးလေးတို့တုန်းကဆိုရင်ကဒေါ်သူစားကိုလှမ်းကြည့်ရာဒေါ်သူစားကမျက်မှောင်စုပ်ပြီးတော့အဖိုးကြီးနော်အသက်ကြီးမှရမက်ကြီးမနေနဲ့မောင်ချမ်းသာကိုယထာလုံးစီကိုလိုက်ပို့ပေးလိုက်အောင်ဦးတီလာဒီမောင်ချမ်းသာအားအိမ်ကြီးရဲ့ဆင်ဝင်အောင်မှာယထာရဲ့ယထာလုံးစီကိုလိုက်လံပို့ဆောင်ပေးလေတယ်ယထာလုံးမောင်နဲ့ကလာကယထာလုံးပေါ်မှာအတင်းဆောင်နေပါတယ်မောင်ချမ်းသာဟာယထာလုံးပေါ်ကိုလှမ်းတက်လိုက်ရာဦးတီလာကအောက်မှနေပြီးသူတို့သမီးလေးချောပါစီလှပါစီလို့ဆုတောင်းလိုက်ပါတယ်မောင်ချမ်းသာရုပ်လာဖို့တဲ့စိတ်လာဖို့ကအရေးကြီးပါတယ်ဗျာကျုပ်ကတော့လှတာမမှတ်ဘူးဗျညစာခက်လိမ့်မယ်ဒီလိုဆိုကယထာလုံးကိုမောင်းနှင်ခိုင်းလိုက်ပါတယ်ယထာလုံးဒီကျင်းဝန်းတဲ့အချမ်းကြီးထဲမှာပလန်တိုင်းမောင်းနှင်ပြီးတော့ဆံပြင်ကိုထွက်သွားလေတယ်ယနေ့ဆန်းသာသွားရောက်ကြိုးဆိုရမယ့်သူမှာမိမိနဲ့လက်ထက်မဲ့သူတို့သမီးဖြစ်တယ်ရာဘာတထေဆန်းသာကမိဘများဆုံးမသွားပြီးနောက်နှစ်ပေါင်းများစွာလူပြိုကြီးလုံးနေပြီးကမှကြီးတော်ကြီးရဲ့ဆန္ဒကိုမလွန်ဆန်ပဲအိမ်ထောင်ပြူရန်လက်ခံလိုက်ရတယ်ချမ်းသာသည်မိမိနဲ့လက်ထက်မဲ့သူတို့သမီးကိုပြင်ပမှာမြင်တွေ့ဘူးခြင်းမရှိပဲဓာတ်ပုံထဲမှာသာမြင်ဘူးတယ်။သို့တော့ကြီးတော်ကြီးပို့လိုက်တဲ့ဓာတ်ပုံမှာဝိုးတဝါသာဖြစ်တာကြောင့်ချော်မောလှပခြင်းရှိမရှိဝေခွဲနိုင်စွမ်းလည်းမရှိပါ။မြေတို့ပင်ဖြစ်စေချော်မောလှပဖို့ထက်စိတ်နှလုံးသားဖြူစင်မှုကအရေးကြီးတယ်လို့ထင်မိတယ်။မကြာမီမိမိနဲ့လက်ထက်မဲ့သူတို့သမီးကိုတွေ့ဆုံရတော့မယ်။သူမနဲ့ပထမဆုံးတွေ့ဆုံခြင်းမှာတဦးနဲ့တဦးရင်းနှီးကြုံရင်အောင်မြေတို့မဲဆက်ရမည်နီ။ကျုပ်ကခမရနဲ့လက်ထက်ရမယ်သူတို့သားလုံးပါလို့ညနာပြောင်ပြောင်နဲ့မေးဆက်ရမလားသူတို့နှစ်ယောက်စလုံးပထမအဆုံးတွေ့ဆုံခြင်းမှာရှိုးရိုးရှက်တန်းဖြစ်နေမှာတော့သေးကြတယ်မိမိတို့ဒီချစ်သူများမဟုတ်ကြတော့လေလက်ထပ်ပြီးအတူနေတဲ့အခါမှာတော့တယုံစင်ဖြစ်သွားမယ်ထင်တယ်ဤသို့ဖြစ်ချမ်းသာရထားလုံးသည်စိတ်ကန်းကိုရောက်ရှိသွားပါပြီသို့တော့စိတ်ကန်းကိုရထားလုံးရောက်ရှိသည့်တိုင်တင်မမဆိုင်သေးတာကြောင့်စိတ်ကန်းနဲ့မနီမဝေရှိတစ်ပင်ရေးအောင်မှာရထားလုံးကိုရက်ခိုင်းရတယ်အတန်းကြောင်စောင့်မျှော်နေပြီးကမှစိတ်ကန်းကိုတမောဆိုင်ကလာပါပြီ။ချမ်းသာသည်တမောစီကိုလှမ်းမြော်ခြင်းကရင်ခုန်နှုံးမြန်လာတာကြောင့်အသက်ကိုတဝါစီရှူတယ်။တုံရင်တဲ့ခြေလမ်းများနဲ့ရထားပေါ်ကဆင်းနေ။တမောပေါ်ရှိခီးတဲ့များစိတ်ကန်းကိုတယောက်ပြီးတယောက်ဆင်းသက်လာပါပြီ။ချမ်းသာသည်ကလည်းလူအုပ်ကြားရှိသူတို့သမီးလောင်းကိုရှာဖွေနေပြီ။ထို့သောရှာဖွေနေစဉ်လူအုပ်ထဲရှိအသက်30ဝန်းကျင်မိန်းမတူကိုမြင်လိုက်ရတာကြောင့်စိတ်လှုပ်ရှားသွားတယ်။ထိုမိမသည်မိမိဘက်ကိုကြည့်၍လက်ဝဲရန်နာကြောင့်မိမိလက်ကိုပြန်၍ဝေယံပြရန်စမ်းမိတယ်။သို့တော့အမျိုးသားတူကမိမိကိုကြောတက်သွားပြီးတော့ခင်ခင်ရေကိုဒီမှာအော်ရဲလိုက်တာကြောင့်ဝေယံရန်ကျင်ရွယ်ထားလက်ကိုအမြန်ချမိတယ်။ကံကောင်းထောင်းပါ၍အဆက်မကွဲခြင်းဖြစ်ပါတယ်။တင်မပေါ်ရှိလူများတပွဲပွဲဆင်းလာစေ။ထိုခိုင်းပါပြီးလူအုပ်ကြားထဲမှာလွန်စွာလှပတက်တဲ့မိမတောက်ကိုမြင်ရတယ်။သူမသည်စင်မရင်သားဟန်နဲ့ကန်ဆက်စီကိုရှောင်းလန်းလာပါပြီ။သူမရဲ့သပင်များကိုအလယ်မှခွဲထားပြီးတော့မျက်လုံးများမှလည်းဝိုင်းဆက်ကြည့်လင်တယ်။သူမရဲ့ရှည်သွဲတဲ့အရံမောင်းနဲ့စွန့်ကားတဲ့တင်သားများမှအလွန်ကြည့်ကောင်းပါတယ်
အေးမြဆွဲမဲ့ဖွဲကောင်းတဲ့မိမကမိမိရဲ့သူတို့သမီးလောင်မင်းဖြစ်ပေသလောထိုခိုင်းမှာပင်မိမလာနဲ့နည်းနည်းချင်းဆုံမိပါတယ်သူမသည်လွန်စွာတင့်တယ်တဲ့အမူအရာနဲ့ဆန်းသာအနီးကိုရှောက်လန်းလာတယ်မိမလာသည်ဆန်းသာရဲ့အနီးကိုရောက်တဲ့အခါမှာတော့ညုံငင်အားကောင်းတဲ့နှလုံးများနဲ့ကြည့်ပြီးတော့ရှင်ကကိုချမ်းသာမဟုတ်လားချမ်းသာကမကတဲ့ကောင်းညစ်ပြပြီးတော့ဟုတ်ပါတယ်ကျုပ်ကချမ်းသာပါမိန်းကလေးကမနှင်းစီလားမင်းမြတ်လိုက်ရာသူမကပြုံးရောင်တန်းတဲ့အမူအရာနဲ့ဟုတ်ပါတယ်ကျမကမနှင်းစီပါရှင်ကျမကိုမြင်လိုက်တော့အံ့ဩသွားပုံရတယ်ချမ်းသာကမနှင်းစီတကူလုံးကိုတင်းချုံကြည့်ပြီးတော့မနှင်းစီကတိတ်လာနေတာပဲဓာတ်ပုံထဲမှာမြင်တော့ကဒီလောက်မလာဘူးမနှင်းစီကဒီတိုရှိပါတယ်ကျမကိုရိုက်ပေးတဲ့ဓာတ်ပုံဆရာကညံ့လို့နဲ့တူပါတယ်ရှင်ဒါနဲ့ကျမကိုလာကြိုတာရှင်တယောက်ထဲလားဟုတ်တယ်ကျုပ်တယောက်ထဲပဲလာကြိုတာပါဟိုမှာရထားလုံးကကျုပ်ရဲ့ရထားလုံးပဲကျုပ်တို့ရထားလုံးစီကိုသွားကြရအောင်မနှင်းစီရှင်မဦးဆောင်ပြီးတော့ရထားလုံးစီကိုရှောင်းလန်းသွားတယ်မနှင်းစီမှာလေးတောင်ဆက်ဆက်တရေတစ်တာငယ်တစ်လုံးသာပါပါတယ်ထိုတစ်တာငယ်ကိုတော့ရထားလုံးကကလားကတဲမပြီးတယ်ဆန္ဒဟာရထားလုံးကြီးကိုရောက်တဲ့အခါမှာတော့သူမကိုဦးစွာတက်စီပြီးတော့မိမိကနောက်ကနေတက်တယ်ရထားလုံးပေါ်ကိုရောက်တဲ့အခါမှာတော့တုံးနဲ့တူနီးကပ်နေတာကြောင့်သူမအလားကိုတိတ်တခုလေးလာကြည့်တယ်သူမရဲ့အသားရောင်ကရွှေစင်းကဲ့သို့ဝင်းဝါဆူပြေးပြီးတော့နှလုံးအစုံမှာလည်းဝိုင်းဆက်ကြည့်လင်ပြီးနှကမ်းမှာတော့ပန်းသွေးရောင်အစင်ရှိတယ်။သူမရဲ့လက်မများဟာလုံးဝင်းနေပြီးတော့မုံမောက်တဲ့ရင်နဲ့တိမ်တဲ့အခါမှာလိုက်ဖက်ညီလာပါတယ်။ခါအုပ်ကိုကြည့်လိုက်ရင်တော့စွန်ကားရဲ့တင်သားများကတင်းမာနေစေဖြစ်တယ်။မနှင်းစီသည်မိမိမျောလင်းထားသည့်ထက်များစွာပုံမ၍ချောမောနေပါလား။ကြီးတော်ကြီးဟာမိမအရွေကောင်းတယ်လို့စိတ်ထဲကကြိတ်ပြီးတော့ချီးမွမ်းမိပါတယ်။မနှင်းစီသည်ဆန္ဒခိုးကြည့်နေခြင်းကိုရိပ်မိဟန်မတူဘိမ်းမျိုးရဲ့တာယာလှပရဲ့ရှုခဲများကိုကြည့်ရှုပြီးတော့လိုက်ပါလာပါတယ်။အတန်ကြာတဲ့အခါမှာတော့ရထားလုံးသည်ကုန်းမြင့်ထပ်မှတိဆောက်ထားတဲ့ခံညာလှပတဲ့ဆန်းကြီးရှိကိုရောက်ပြီးဆန်းဆောက်ဂေါ်ရခါကြီးသည်ရထားလုံးကိုမြင်တဲ့အခါဆန်းတကားကိုကမန်းကရန်ဖွင့်ပေးပါတယ်။မနှင်းစီကဆန်းသာရဲ့ထဲဝခံညာရဲ့ဆန်းကြီးကိုအံ့ဩဟန်နဲ့ဟဲရှင့်ရဲ့ချမ်းကခံညာလာကြီးလားရှင်ဟာကျမထင်ထားတာထက်တောင်ပို့ပြီးတော့ကျဲဝါချမ်းသာပုံရတယ်။ဒီလိုရေရွတ်လက်လီရချမ်းသာကသူမစကားကိုကျင်းနေသွားသလိုရှိပါတယ်။အိမ်စီများကစီတန်းပြီးတော့ကြိုးစိုးနေပြီးလက်ထက်တိုက်ကြီးကလည်းအလင်းကိုခံနာပါတယ်။အမလေးလေးအလုသမားတွေဟာလည်းမနှဲပါလား။ချမ်းသာကရထားလုံးပေါ်မှာဥစွာဆင်းပြီးတော့မနှင်းစီစင်းသက်နိုင်ရန်လက်ကမ်းပေးတယ်။ချမ်းသာဟာအနီးကိုရောက်ရှိလာတဲ့ဗန္နာဆိုကြီးဦးတီလာတို့လက်မယားနဲ့မနှင်းစီကိုမိတ်ဆက်ပေးလိုက်တယ်။ဗန္နာဆိုကြီးဦးတီလာကမနှင်းစီကိုကြည့်ပြီးတော့ကျိုးဆိုပါတယ်ဘိမ်းမျိုးမှာတော့မနှင်းစီလောက်ချော်ရလှတဲ့မိမမျိုးရှိမှာမဟုတ်ဘူးမောင်ချမ်းသာနဲ့ရှေ့သွားနောက်လည်းညီးပါပြီးတဲ့ကွယ်နေနဲ့လားရွှေနဲ့မြလိုပါပဲဒေါ်သူစာကလည်းချီးမွမ်းပါတယ်မနှင်းစီကတော့ဗန္နာဆိုကြီးလင်များကိုအိမ်နေရမူရနဲ့ပြန်လဲနှုတ်ဆက်ပါတယ်ချမ်းသာဟာအိမ်ကြီးရဲ့အပေါ်တက်မနှင်းစီနေထိုင်ရမယ့်အိမ်ခန်းကိုပြသလိုက်ပါတယ်ကျမရဲ့အိမ်ခန်းကတိတ်ကောင်းပါလားရှင်ကိုတော့ကျေးဇူးတင်ပါတယ်မနှင်းစီခီးပန်းလာတဲ့နဲ့တူပါတယ်ဒီတမောအိပ်ပြီးတော့မှရေချိုးလိုက်ပါလားနနေ့ကျရင်တော့ချမ်းထဲမှာအိတ်ခံမွေးလေးတစ်ခုလှုပ်ထားတယ်မနှင်းစီကိုတော့မြို့ကဧည့်သည်တွေနဲ့မိတ်ဖွဲ့ပေးမလို့ပါမနှင်းစီဟာမြို့ဒီနေ့ပဲရောက်တယ်ဒီနေ့ပဲဧည့်ခံပွဲလုပ်ရတော့မှာလားမြို့ပေါ်ကကျုံမိတ်ဆွေလူကုန်တဲ့နည်းနည်းလေးကိုပဲဖိတ်ကြားတာပါမနှင်းစီဘယ်လောက်လာတယ်ဆိုတာမိတ်ဆွေတွေကိုကြွားကျင်လို့ပါမနှင်းစီဒီသဘောကျဟန်နဲ့တခိခိရီမောနေပြီးတော့တယ်ညနေဆောင်တဲ့အခါမှာတော့အလားပါဆုံးဝေးစင်ပြီးအင်ကြီးအောက်ကိုဆင်းလာတယ်ရွှေဝါရောင်ချစ်လုံကြီးနဲ့နတ်သားရောင်ဘိုးရဲ့အင်ဂျင်လက်ရှိကိုဝစ်ဆင်ထားပါတယ်။ထို့ပြင်မဟာဆဆစရုံးကိုလည်းထုံထားသေးတယ်။ချမ်းသာဒီမနှင်းစီရဲ့အလားကိုကြည့်ပြီးတော့ရင်ထဲမှာကြိတ်ပြီးတော့ဂုဏ်ယူနေပါတယ်။ခဏကြာရင်တော့မြို့ပေါ်ရှိလူကုန်တဲ့မိတ်ဆွေများကြီးချမ်းသာရဲ့အင်ဂျီဘော်ကိုတယောက်ပြီးတယောက်ရောက်ရှိလာကြတယ်။၎င်းတို့ကတော့ရာဘာချမ်းများတက်တုတွင်များကိုပိုင်ဆိုင်တဲ့ကုန်သည်ကြီးများလည်းပါတယ်။အားလုံးသောမိတ်ဆွေတွေကမနှင်းစီအလားကိုချီးမွမ်းကြတယ်။မိမာယာကံကောင်းတယ်လို့လည်းချီးမွမ်းကြပါတယ်။မင်္ဂလာပွဲကိုမြည်သူကျမမီကိုလည်းမေးမြန်းကြတယ်။ကျမတို့မင်္ဂလာပွဲကျင်းပမယ့်ရက်ကိုတော့အတိအကျမပြောနိုင်သေးပါဘူး။ဒါပေမဲ့ကျမတို့မင်္ဂလာဧည့်ခံပွဲဟာဂုံပကာသနာတွေနဲ့ဖုံးလွှမ်းထားတဲ့မင်္ဂလာပွဲမျိုးမဟုတ်ဘူးဆိုတာတော့ကြိုတင်ပြီးတော့ပြောနိုင်ပါတယ်။ကျမကတော့မင်္ဂလာပွဲကိုဒင်နာပွဲလိုမျိုးအကျဉ်းချုပ်ပြီးတော့လုပ်လိုက်ချင်တာပါပဲ။ချမ်းသာဒီမနှင်းစီရဲ့စကားကြောင့်အနေငယ်တော့အံ့ဩရပါတယ်။ထို့အခါအယံမူးနေတဲ့ရာဘာတထေတူကဒီလိုလုပ်လို့ဘယ်ဖြစ်မလဲဗျ။ခမရယောက်ျားကိုချမ်းသာဆိုတာကျုပ်တို့မြို့မှာလူကုန်တဲ့မျက်နှာကြီးတယောက်ဗျကိုချမ်းသာရဲ့မင်္ဂလာပွဲဟာခမ်းနားထဲဝါမှုမရှိဘူးဆိုရင်ကျုပ်တို့မြို့ရဲ့ဂုဏ်ကပြတ်မှာပေါ့ဗျာလူသားတိုင်းမှာမိမိဆန္ဒအတိုင်းနေထိုင်လောက်ကန်နေတဲ့ခွင့်ရရှိပါတယ်ကျမတို့မင်္ဂလာပွဲကိုကျမတို့စိတ်တိုင်းကြစီစဉ်နိုင်တယ်မြို့ရဲ့ဂုဏ်တွေပါပြီးကျမနားမလည်ဘူး
မြို့ပေါ်ရှိလူကုန်တဲ့အချို့ဟာမနှင်းစီရဲ့စကားကြောင့်မျက်နှာထားရခတ်သွားပါတယ်။လူကုန်တဲ့စပွဲဝိုင်းနဲ့မလန်မကမ်းမှာရှိတဲ့ဗန္နာဆိုကြီးတို့လင်များဟာလည်းတယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်။ထို့နောက်တော့၎င်းတို့အားလုံးမင်္ဂလာပွဲအကြောင်းကိုမပြောဘဲနဲ့စကားလမ်းကြောင်းလွှဲသွားပါတယ်။မြို့ပေါ်ရှိလူကုန်တဲ့များကတော့ချမ်းသာဇနီးလောင်ဟာရုပ်ရည်ချုံပေါ်လှပတော့လေလူမှုရေးနားမလဲသူလို့ယူဆသွားတယ်။ဧည့်သည်များပြန်သွားတဲ့အခါမှာတော့မနှင်းစီကချမ်းသာအနီကိုတိုးကပ်ပြီးတော့ရှေ့ရဲ့မိတ်ဆွေတို့ဘူးကလန်ပြောလိုက်လို့ကျမကိုစိတ်ဆိုးသွားသလားပွင့်လင်းတဲ့စိတ်ဓာတ်ကိုသဘောကျသလိုရှိပြီးတော့၎င်းကိုယ်တိုင်ဘိန်းမျိုးရှိလူကုန်တန်းများရဲ့ကြားဝတဲ့မင်္ဂလာပွဲများကိုညီငွေနေသူဖြစ်တာကြောင့်စိတ်မဆိုးပါဘူးဗျကျုပ်ကိုယ်တိုင်ကလည်းလူကုန်တန်းတွေလိုကြားဝပြီးတော့မင်္ဂလာမဆောင်ချင်ပါဘူးလက်ထက်တဲ့ဆိုတာလူနှစ်ယောက်ပေါင်းဖက်ကြမယ့်အရေးကိုပဝင်းချက်တီးအောင်အတိမတ်ပြတဲ့သဘောပဲမင်္ဂလာပွဲကိုချဲ့ကားပြီးတော့လုပ်ကြရင်ကိုယ့်ဘာတောက်ကိုပင်မယုံမဲရှိကြမှာပေါ့ကျုပ်ကတော့ပကာဒနာဖတ်တဲ့အလို့ဆိုရင်ဘဲလို့ကိုမှမကြိုက်ဘူးဗျမနှင်းစီရဲ့စိတ်ဓာတ်ကိုတော့ကျုပ်တွေသဘောကျတယ်ဒီလိုပြောလိုက်ရမနှင်းစီကချမ်းသာကိုသဘောကျဟန်နဲ့ကြည့်ပြီးတော့ရှင်းကိုလည်းဒီတစ်ဆက်ထဲနဲ့ကျမသဘောကျသွားပြီရှင်းမှာခန့်ညံ့ညံ့ယောက်ျားတွေရဲ့ဇဲလက္ခဏာတွေမရှိဘူးလောကကိုအယိုးရှင်းဆုံးမြင်တတ်အောင်လေ့ကျင့်ထားပုံရတယ်ထိုချိန်မှာတော့ဗန္နာဆိုကြီးဦးတီလန်တို့ဇနီးမောင်နှံကအစေခံများကိုဦးဆောင်၍ပကံခွက်ရောင်များကိုတင်ဆက်နေပါပြီဦးတီလာကကျွေပကံကြီးတစ်ဆက်ကိုချင်းထဲကိုထည့်ရင်းကမနှင်းစီကိုမင်းဘလို့မြင်တယ်လေမင်းမြန်းလိုက်ရာဒေါ်သူစားကတပြင်းချတယ်ဒီမိန်းကလေးကယဉ်ကျေးမှုမရှိဘူးသူကြောင့်ဒင်နာပါတီမှာဘလောက်တောင်မှရုပ်ပြက်ဆင်းပြက်ဖြစ်သွားတယ်လေရှင်တွေ့တယ်မလားဒေါ်နှန်းရွှေကလည်းဘလို့မိန်းကလေးမျိုးကိုရွေးပြီးတော့ပို့လိုက်လည်းမသိပါဘူးငါတော့မောင်ချမ်းသာအတွက်ရင်လေးတယ်ကွယ်ဒီချိန်မှာတော့မောင်ချမ်းသာဟာမနှင်းစီစကားကိုပဲနားဝင်ပါပဲမနှင်းစီကလှတာကိုထိုနေ့ညကိုရောက်တဲ့အခါမှာတော့မောင်ချမ်းသာနဲ့မနှင်းစီသည်အိမ်ကြီးရဲ့ပေါ်ဂျရန်နာမှာထိုင်ပြီးတော့ညာနဲ့တီတီစကားပြောဆိုကြတယ်မနှင်းစီကငါ၆ကျော်တစ်ဖက်ကိုဝါပြီးတော့ရှင်ရဲ့ဘဝအကြောင်းလည်းပြောပါအောင်ကျမသိစင်နေကျုပ်လည်းပြောပြမလို့ပါကြီးတော်ကြီးကလည်းခမ ्या ကိုပြောပြထားပြီးသားဖြစ်မှာပါကျုပ်ဘဝကတော့ဘာမှထူးထူးခြားခြားမဟုတ်ပါဘူးဗျာကျုပ်ကောလိပ်ကျောင်းတက်နေတော့မိဘနှစ်ပါးပြည်နယ်ကိုသွားရင်းနဲ့ဆက်လီမောက်သွားတယ်မိဘတွေမမျှော်လင့်မနဲ့ဆုံးသွားလို့ကျုပ်ကလည်းကောလိပ်ကျောင်းတစ်ဝက်တစ်ပတ်နဲ့ဘိတ်ကိုပြန်လာပြီးတော့ရာဘာချန်နေတက်တူတွင်တွေကိုဦးစီးရတယ်မိဘတွေဆုံးပါသွားပေမဲ့ဗန္နာစိုးကြီးဦးတီလာကတော့အများကြီးအားကိုးရတယ်ကျုပ်ရဲ့လုပ်ငန်းတွေကိုလည်းအများကြီးကူညီပေးနိုင်တယ်ဦးတီလာရဲ့ဇနီးဒေါ်သူစာကကျုပ်ကိုငငယ်တွေကထိန်းချောင်းခဲ့တဲ့အထိန်းတော်ကြီးပေါ့ဒီအချိန်မှာတော့သူတို့နှစ်ယောက်ဟာကျုပ်ရဲ့မိဘတွေလိုပါပဲပြီးရနောက်မှာတော့မနှင်းစီရဲ့နနာကိုကြည့်တယ်မနှင်းစီရဲ့ဘဝကိုလည်းပြောပြအောင်လေကြီးတော်ကြီးကမနှင်းစီအကြောင်းကိုဘာမှပြောပြမထားဘူးမနှင်းစီဟာရိုးသားတဲ့အေးချမ်းနေလိမ္မာအိမ်ပါလို့ပဲပြောတယ်အခုလိုနှစ်ယောက်ချင်းတွေ့တော့ကျမကိုရိုးတဲ့အေးတယ်လို့ထင်ရလားကျုပ်ကလည်းရိုးတဲ့အားတဲ့မိန်းမတွေကိုမကြိုက်ပါဘူးကျမဘွားကတော့ဆိုးရွားလွတ်ပါတယ်ကျမအမေကတကြီးသမီးရွာရဲ့မျက်နှာဖုံးတစ်ယောက်ပေါ့ကျမရဲ့အဖေကတော့တကြီးအိမ်ကစေးငါလေကူလီတစ်ယောက်ပါအဖေကအမေကိုခိုးပြေးသွားတော့အဖိုးဖားတွေကအမေကိုစွန့်ပစ်လိုက်ကြတယ်အဖေနဲ့မေဟာဆင်းရဲပင်ပန်းစွာနေထိုင်စားတော့ခဲ့ရတယ်နောက်တော့တပုံတွေကရွာကိုဝင်းစီးပြီးတော့အဖေတို့ကိုတပ်ပစ်တယ်အမေကိုတော့တပုံကောင်းဆောင်ကမျက်စိကျပြီးတိမ့်ပိုက်ခဲ့တယ်ကျမလည်းအမေနဲ့လိုက်ပြီးတော့တောထဲမှာနေခဲ့ရတယ်ချမ်းသာဟာမနှင်းစီကိုဂယုဏတက်စွာကြည့်တယ်အဲ့တုန်းကမနှင်းစီတက်ကဘယ်လောက်ရှိပြီလဲကျမအသက်က8နှစ်လောက်ပဲရှိသေးတယ်နောက်တော့တပုံဖွဲ့မှာမညီမညွတ်ဖြစ်ပြီးတော့အမေကိုတိမ့်ပိုက်ကြတဲ့တပုံကောင်းဆောင်လည်းအသက်ခံရတယ်သူနေရာကိုဆက်ခံတဲ့တပုံကလည်းကျမအမေကိုဆက်ပြီးတော့တိမ့်ပိုက်ခဲ့တယ်ကျမအမေဟာတိတ်ချောတိတ်လာတာရှင်အရှင်မောင်းကလည်းတိတ်ကောင်းနေမနှင်းစီလောက်တော့မချောဘူးနဲ့တူတယ်မနှင်းစီကရီမောပါတယ်အမေလာကိုကျမမမိပါဘူးရှင်တောထဲမှာ3နှစ်လောက်နေတဲ့ကာလအတွင်းတပုံကောင်းဆောင်3ယောက်ပြောင်းခဲ့တယ်ပြောင်းခဲ့တဲ့ခေါင်းဆောင်တိုင်းကကျမအမေကိုတိမ့်ပိုက်တယ်အမေဟာ3လပြောင်းခဲ့တဲ့အတွက်စိတ်ညစ်ပြီးတော့ကျမနဲ့တူတောထဲကထွက်ပြေးခဲ့တယ်မြို့ကိုရောက်တော့အမေရဲ့အမျိုးနီးစပ်အိမ်မှာခိုးကပ်ပြီးတော့ဖက်နှက်လုပ်ငန်းမှာကူညီလုပ်ကင်ပေးခဲ့တယ်နောက်တော့လေအမေရဲ့ကျမကြီးကတဖြည်းဖြည်းဆိုးဝါးလာပြီးတော့ငငယ်ရွယ်နဲ့ပဲတည်ဆုံးခဲ့ရတယ်အမေသေးတော့အသက်30ကျော်ပဲရှိသေးတယ်တောထဲမှာယောက်ျားတွေရဲ့နှိပ်စက်တာခံရလို့ထင်တယ်အမေရဲ့အမျိုးနီးစပ်တောသူတွေကတော့အမေဆုံးတာနဲ့ကျမကိုတီလာရှင်ချောင်းကိုပို့ထားလိုက်တာပဲတီလာရှင်ကြီးတွေကကျမကိုကျွေးမွေးပြုစုခဲ့တယ်ကျမကလည်းငငယ်ရွယ်နဲ့တီလာရှင်ဝေးခဲ့ရတယ်ကျမတသက်လုံးတီလာရှင်ဘဝနဲ့နေထိုင်လာခဲ့တယ်တီလာရှင်လူထွက်တာတော့မကြသေးဘူးရှင်ချမ်းသာဒီမနှင်းစီရဲ့အမူအရာကိုအံ့ဟန်နေကြည့်ပါတယ်တီလာရှင်လူထွက်လို့ဆိုတော့လေခစ်ဆန်တဲ့အလားပါများကိုပြင်ဆင်တက်ရောမကမိမိကိုယ်မိမိဆွဲဆောင်မှုရှိအောင်နေတတ်ပါတယ်မနှင်းစီကချမ်းသာရဲ့အမူအရာကိုကြည့်ပြီးတော့ရီမောလိုက်တယ်ရှင်ကတီလာရှင်တွေကိုအထင်သေးတာကိုတီလာရှင်တွေကခက်ပေါ်မိမတွေရဲ့ဝစ်စားစင်ပုံကိုကောင်းကောင်းနားလေတယ်ရှင်ပြီးတော့ကျမဟာတီလာရှင်ဘွားနဲ့နေထိုင်ရတယ်ဆိုပေမဲ့တီလာရှင်ဖြစ်ကိုနည်းနည်းမှမပြောဘူးအမြဲတမ်းလူဝဲလဲခြင်းနဲ့
ခေပေါ်မင်းကလေးသုံးဆောင်တွေကိုလည်းအမြဲစိတ်ဝင်စားနေခဲ့တယ်။ကျမရဲ့တီလာရှင်မဆရာမကြီးကကျမဟာတသက်လုံးတီလာရှင်ဝင်နိုင်မယ်မိမမဟုတ်ဘူးဆိုတာသိတယ်။ဒါကြောင့်လေကျမကိုတီလာရှင်လူထွက်ခွင့်ပေးလိုက်တယ်။ကျမတီလာရှင်ဘွားကထွက်တော့ဆေးလိပ်ခုံမှာဝင်လို့တယ်။ဆေးလိပ်သမားလုံရင်းနဲ့ဆေးလိပ်ခုံပြုတ်တော့မျိုးစုံမှာအတုတ်ရောင်းတယ်။အတုတ်ရောင်းရင်းနဲ့ကျမဆိုင်မှာလာစားတဲ့ရှင်ရဲ့ကြီးတော်ကြီးနဲ့တွေ့တာပဲ။ကြီးတော်ကြီးဟာကျမရဲ့ရိုးသားဖြူစင်မုံကိုကြည့်ပြီးတော့ရှင်နဲ့ပေးစားစင်စေပေါက်သွားတာပဲဖြစ်မယ်။ဒါဟာကျမဘွားရဲ့နောက်ကြောင်းပဲရှင်ဘာသိစင်သေးလဲ။ချမ်းသာကမနှင်းစီရဲ့မျက်လုံးစုံကိုကြည့်ပါတယ်။ကျုပ်ကိုမချစ်ဘဲနဲ့လက်ထပ်ဖို့ဆုံးဖြတ်ထားတာလား။အချစ်ဆိုတာကျမမသိဘူး။ရှင်နဲ့အတူတူနေပြီးရှင်ကိုချစ်သွားမယ်လို့ကျမတငယ်ချင်းတွေကပြောတယ်။ရှင်လည်းကျမကိုမချစ်ဘဲနဲ့လက်ထပ်ဖို့သဘောတူတာပဲလား။အချစ်ဆိုတာထူးခြားဆန်းကျယ်တယ်လို့တော့ကြားဘူးတယ်။ကျုပ်သက်လုံးပဲမိမနဲ့မှရင်းနှီးနှီးမနေခဲ့ဘူး။ရှင်တို့တတိတကြွယ်တယောက်ကမိမတွေနဲ့မရင်းနှီးဘူးဆိုတာတော့မယုံပါဘူး။ဥပုသ်ဆောက်တဲ့ကြားအမရှိပါဘူး။မနှင်းစီကစကားတော်တော်တက်တာပဲ။ကဲပါညနေလာပြီးကျုပ်တို့အိတ်ကြရအောင်မနှင်းစီရဲ့အိတ်ခန်းကိုလိုက်ပို့ပေးမယ်အခန်းဝကိုလိုက်ပို့ရုံပဲပို့နော်ရှင်နဲ့ကျမလူသိရှင်ကြားမဖြစ်သေးသေးကျမရဲ့ပြိုစင်ဘွားကိုကျူးလွန်လို့မရဘူးချမ်းသာဒီသူမရဲ့စကားကိုသဘောကျဟန်နဲ့ရီမောတယ်မနှင်းစီကအိတ်ခန်းဝကိုရောက်တဲ့အခါမှာတော့ချမ်းသာရင်ဝါကိုတွန်း၍တကားကိုလင်းမြန်စွာပိတ်တယ်ချမ်းသာဒီသူ့ရဲ့အိတ်ခန်းထဲကိုရောက်တဲ့အခါမှာတော့အမျိုးမြင့်မသိတဲ့ဝေဒနာတရက်ကိုခံစားရတယ်လာပါတဲ့ညနာနဲ့ဆစ်ဆက်ပဲပြောဟန်ဆိုရမ်းများကိုတညလုံးမြောင်ပြီးတော့အိမ်မပြောနိုင်မဲနဲ့ရှိတယ်။ချမ်းသာသည်တစ်ချိန်ကမိမိနဲ့ဘာလို့ဖြစ်ခဲ့တဲ့မရွှေမိုးဆိုတဲ့မိမကိုလည်းပြန်လဲကသတိရမိသေးတယ်။မရွှေမိုးသည်ချမ်းသာအားမေတ္တာရှင်တဲ့ချစ်သူမဟုတ်ချမ်းသာရဲ့ပိုင်ဆိုင်မှုများကိုအပိုင်လိုခြင်း၍ဆက်ဆံနေသူဖြစ်ပါတယ်။မရွှေမိုးရဲ့စိတ်ဓာတ်ကိုမနှစ်သက်တာကြောင့်နောက်ပိုင်းမှာခက်တန်းတန်းနေထိုင်ခဲ့တယ်။မရွှေမိုးသည်ချမ်းသာကိုလက်လျှော့ပြီးနောက်ဆက်လက်ပိုင်ရှင်တူဦးနဲ့ဇလန်းရှုံနေတယ်။ယခုမနှင်းစီနဲ့တွေ့တဲ့အခါမှာတော့မရွှေမိုးနဲ့နေထိုင်စဉ်ကမကြုံတွေ့ဘူးတဲ့ခံစားမှုမျိုးကိုတွေ့ရပါတယ်။မနှင်းစီနဲ့စကားပြောဆိုနေရခြင်းကိုပျော်ရွှင်ကြည်နူးတယ်။ယနေ့ညတညလုံးမနှင်းစီရဲ့မျက်နှာကိုသာမြင်အောင်နေမိတယ်။သူမသည်မိမိရဲ့ဖူးစာဘက်အစစ်မှန်ဖြစ်ပေလားမသိ။အိပ်ပြောတာကြောင့်ကြီးတော်ကြီးရေးပို့လိုက်တဲ့စာကိုလည်းဖွင့်ဖတ်လိုက်သေးတယ်။မောင်ချမ်းသာမင်းကလေးကိုလေးလာကြည့်ပါ။မနှင်းစီဟာငယ်စဉ်ကလေးကတီလာရှင်ဝင်နဲ့နေထိုင်လာခဲ့တဲ့အတွက်အလွန်ရိုးသားသိမ်မွေ့ပါတယ်။ယောက်ျားတွေနဲ့အလိုက်ဖက်ဆုံးပဲ။ဒါပေမဲ့တယောက်နဲ့တယောက်သုံးလပြည့်အောင်စောင့်ကြည့်ပါဦး။တယောက်စိတ်တက်ကိုတယောက်နားလည်မှလက်ထက်ကြပါ။မနှင်းစီဘိတ်ကိုရောက်ပြီးသုံးလပြည့်တဲ့အချိန်မှာကြီးတော်ကြီးဘိတ်ကိုလိုက်လာခဲ့မယ်။ကြီးတော်ကြီးမနှင်းစီနဲ့လိုက်မလာခဲ့တာကမင်းတို့နှစ်ယောက်လွတ်လွတ်လပ်လပ်တွေ့ဆုံစေခြင်းလို့မောင်ချမ်းသာမနှင်းစီကိုနှစ်သက်လိုက်မယ်လို့မျှော်လင့်ပါတယ်။ချမ်းသာဒီနောက်တနေ့ကိုရောက်တဲ့အခါမှာတော့မနှင်းစီအားဘိမျိုးချက်တည်ဆောင်လေးကျုံးစီမီစီတော်ကြီးကိုလိုက်လံပို့ဆောင်တယ်။မနှင်းစီကတော့တိန်တော်ကြီးချင်းရင်မှဘိမျိုးရဲ့ရှုခင်းများကိုကြည့်ရင်ကဒီနေရာကနေဘိမျိုးတစ်မျိုးလုံးရဲ့ရှုခင်းတွေကိုမြင်ရတယ်နော်။ဒီနေရာဟာဘိမျိုးမှာကိုယ်ကြိုက်ဆုံးနေရာတစ်ခုပဲ။တောင်ပေါ်ကကြည့်တော့ဘိမျိုးရဲ့အစီကားဆုံးနေရာတွေကိုလှမ်းမြင်ရတယ်။ဈေးကိုလည်းကြော်ပြီးမြင်ရရင်ဘိရဲ့စိတ်ကန်းနဲ့စိတ်ကန်းမှာစိုက်ကပ်ထားတဲ့ရွက်လေကြီးတွေကိုလည်းမြင်ရတယ်။လေးကျုံးစီမီစီတော်ကြီးကိုပင်လယ်တွေကနေလှမ်းမြောက်ဖူးတွေ့ရင်တော့တပ်ပယ်ဖို့သိကောင်းတာပဲပင်လယ်ပြင်ကိုဖြတ်တန်းပြီးတော့ကြိုက်ခတ်လာတဲ့လေကအေးမြနေတာပဲဘိန်းမှာတော့ကျမအတွက်ကြီးစရာတွေအများကြီးရှိမှာပဲရှိတာပေါ့ဘိန်းမျိုးပဝင်းချင်းကဇီဒီပထိုးတွေရာဘာချန်တွေတက်တူကျွန်းတွေငှက်တိုက်ကျွန်းတွေရွှေကျွန်းတွေပလဲကျွန်းတွေမှာစုံနေတာပဲမနှင်းစီသည်ချမ်းသာရဲ့စကားကြောင့်ရှင်နှမ်းမျိုးကြွတဲ့အမူအရာပေါ်လာတယ်ဒါဆိုရင်တော့ဘိန်းမှာလူစရာတွေအများကြီးရှိနေတာပဲကျမတစ်သက်လုံးနေနိုင်မှာပါချမ်းသာရင်ထဲမှာကြည်နူးချမ်းမြေ့ရပါတယ်ချမ်းသာအင်ကိုပြောင်းတဲ့အခါမှာတော့ဘန္နာဆိုကြီးကဘလို့လဲမောင်ချမ်းသာရဲ့စစ်သူနဲ့ရှောက်လဲပြီးတော့အတော်ပြောနေပြီးမှတ်တယ်ချမ်းသာဟာဦးတီလာရဲ့စကားကြောင့်ရှက်ကိုရှက်ကန်နဲ့ကျုပ်ရဲ့မျက်နှာကကြည်တာနဲ့ပျော်ရွှင်နေမှန်သိတာနေလို့လားမောင်ချမ်းသာဟာတသက်လုံးဦးလေးတို့လက်ထဲမှာကြီးပင်းလာခဲ့တာပဲမောင်ချမ်းသာရဲ့မျက်နှာကဲကိုကြည့်ရင်ပျော်နေသလားစိတ်ညစ်နေလားဆိုတာဦးလေးတို့သိပါတယ်မနှင်းစီနဲ့တွေ့ဆုံခဲ့ရတာကျုပ်တော့ကျေနပ်စရာကောင်းပါလေသူနဲ့စကားပြောဆိုကြည့်တော့လေသူ့ရဲ့စိတ်ရင်းကိုမြင်ရတယ်လို့ပဲကျုံနဲ့လည်းစိတ်ဓာတ်ချင်းဟာအတော်ဆင်တူတယ်သူကကျုံရဲ့ဖူးစာပဲဖြစ်ပြီးထင်တယ်ဦးတီလာကမျက်မှောင်ကျုပ်ပြီးတော့ဘာပဲလို့အလုပ်တကြီးတော့မလုပ်ပါနဲ့လူလူရဲ့အချိန်ယူပြီးတော့စဉ်းစားပါကျုပ်တို့နှစ်ယောက်စလုံးကတယောက်နဲ့တယောက်နှလုံးသားချင်းနားလည်မှုရှိမယ်လို့ထင်တယ်နင်းစီဟာလည်းဒီလိုပဲခံစားနေရတယ်ကြီးတော်ကြီးကတော့ကျုပ်တို့ကိုတယောက်ကိုတယောက်စောင့်ကြည့်ပြီးတော့သုံးလပြည့်မှာလက်ထပ်စေခြင်းတယ်ကြီးတော်ကြီးရဲ့အမျှော်မြင်ကြီးမှုကတော့ပေါ်လွင်ပါပြီတဲ့ဆန်းသာဒီဦးတီလာကကြီးတော်ကြီးဆန္ဒကိုလိုက်နာစေခြင်းလိုကြောင်းရိပ်စားမိပါတယ်ထုတ်ခိုင်းမှာပင်အခန်းထဲကိုဒေါ်သူစာကရောက်ရှိလာတယ်အိမ်နာမှုဖျားတဲ့စင်းမင်ရေစုပ်ထိုးဆိုတဲ့စကားရှိပါတယ်မောင်ချမ်းသာမိန်းကလေးရဲ့ဇယိုက်တဘာဝကိုအေးစစ်စစ်လေးလာတာကတော့အကောင်းဆုံးပါပဲ
ဒေါ်သူစားရဲ့ဆန္ဒရဆိုရင်တော့3 လဆိုတဲ့အချိန်ကာလကနေတော့နေသေးတယ်ချမ်းသာသည်ဒေါ်သူစားတို့လင်မယားကိုမြည်သည့်စကားမှမဆိုတော့ဘဲနဲ့ငြိမ်သက်စွာနဲ့စဉ်းစားနေပါတယ်ဤသို့ဖြစ်ချမ်းသာဟာမနှင်းစီအားဘိမျိုးပဝင်းကျင်နှံကိုလိုက်လံပို့ဆောင်ပေးတယ်မနှင်းစီသည်ချမ်းသာရဲ့ပို့ဆောင်မှုကြောင့်ဘိမျိုးတစ်မျိုးလုံးနှံကိုရောက်နေပါတယ်ထို့သို့ဖျားဖူးသွားလာရင်ကတူးနဲ့တူးပုံမရင်းနှီးကြုံဝင်ခဲ့တယ်မနှင်းစီသည်လည်းချမ်းသာနဲ့သွားလာလဲပတ်နေခြင်းကိုပျော်ရွှင်ကြည်နူးနေပုံရတယ်ချမ်းသာနဲ့မနှင်းစီသည်ရေများတော့ကျဆင်းနေတဲ့ရေတကွန်ကြီးအနီးမှာထိုင်ကြတယ်ချမ်းသာဟာပျော်ရွှင်ကြည်နူးနေရရှိတဲ့မနှင်းစီကိုကြည့်ပြီးတော့မနှင်းစီပြောရလားထိုကမနှင်းစီကချမ်းသာကိုရွှေရွှေစစားကြည့်ပြီးတော့ပြောတာပေါ့ရှင်ဒီနေရာမျိုးတွေကိုရှင်းလိုက်ဖို့လို့သာရောက်ခဲ့တာကျမဘာသာဆိုရင်ဘယ်တော့မှရောက်မှာမဟုတ်ဘူးရှင်ကိုတော့တိတ်ပြီးကျေးဇူးတင်နေရှင်နဲ့ကျမအခုလိုတွဲတွဲသွားလာနေတာကြည့်ပြီးတော့ကျမကိုဘေးကလူတွေကအိမ်နေတိတ်ခါမရှိဘူးလို့ကြက်ရမှာလဲစိုးရသေးတယ်ဟိုတနေ့ကျရင်ကျုပ်တို့ဟာလက်ထက်ကြမှာပဲမလားဘာပဲဖြစ်ဖြစ်လေကျမကမင်းကလေးဆိုတာဖတ်ပေါ်စူးကြလဲဖတ်ပေါက်စူးပေါ်ဖတ်ကြလဲဖတ်ပေါက်မလားကျမကတော့မြို့လူတို့အထင်သေးမှတိတ်ဆိုးရင်နေချမ်းသာမနှင်းစီရဲ့စကားအဓိပ္ပာယ်ကိုကောင်းစွာနားလည်ပါတယ်မိမိနဲ့အမြန်ဆုံးဒီဆက်ချင်ပုံရပါပြီချမ်းသာဟာမနှင်းစီရဲ့လှပတဲ့မျက်နှာကိုကြည့်ပြီးတော့ကျုပ်ကလည်းမနှင်းစီနဲ့နှုတ်ကိုယ်တူနီးနီးနေခြင်းလှပါပြီကျုပ်တို့အမြန်ဆုံးလက်ထပ်ချင်နေပြီဒါပေမဲ့ကြီးတော်ကြီးရဲ့ဆန္ဒကလည်းရှိသေးတယ်မလားဦးတီလာနဲ့ဒေါ်သူစားကလည်းကျုပ်တို့ကိုဆန္ဒမစောစေခြင်းမူဦးတီလာတို့လင်မယားကကျမတို့ကိုဆန္ဒမစောစေခြင်းမူဟုတ်သလားသူတို့လင်မယားကကျမကိုမယုံကြည်ဘူးလားမနှင်းစီကိုမယုံကြည်လို့မဟုတ်ပါဘူးအိမ်အောင်ရေးမှာတတိကြီးကြီးထားရမယ်လို့ဆိုလိုတာပါကျုပ်ရင်ထဲမှာရှင်းရှင်းလင်းလင်းသိနေတာတခုတော့ရှိတယ်အဲ့ဒါကတော့မနှင်းစီကိုကျုပ်ကချစ်မိနေပြီဆိုတာပဲမနှင်းစီကိုကျုပ်မခွဲနိုင်တော့ဘူးဘယ်လိုအနေရပဲရှိမရရအောင်လက်ထပ်ယူတော့မယ်မနှင်းစီကရောကျုပ်ကိုဘယ်လိုသဘောထားလဲမနှင်းစီဟာချမ်းသာရဲ့စကားကြောင့်ရှယ်ယွန်းဟန်နဲ့ခေါင်းကိုညှိပြီးတော့ကျမလည်းရှင်ကိုမေတ္တာရှိနေပြီလို့ထင်ပါတယ်ရှင်နဲ့ခွဲပြီးတော့ဘဲမှမသွားကျင်တော့ဘူးချမ်းသာသည်မနှင်းစီစကားကြောင့်ရင်ထဲမှာလှိုက်ခနဲဖြစ်ပြီးတော့လူလောကကိုရောက်လာတာဒီချိန်ကစပြီးတော့အတိတ်ပဲပြည့်စုံသွားသလိုခံစားရတယ်လောကကြီးကတိတ်လာသွားပြီမနှင်းစီနဲ့လက်တွဲပြီးတော့ဘယ်လိုအန္တရာယ်မျိုးကိုမဆိုကြုံရင်ဆိုင်ဖြေရှင်းနိုင်တယ်လက်သီးလက်မောင်တန်းပြီးပြောပါတယ်ပြီးနောက်မနှင်းစီကိုအပတရားပွေးဖက်တယ်မနှင်းစီကလည်းချမ်းသာရဲ့ရင်ဝင်တွေကိုအလိုက်တင်တိုးဝင်လေတယ်ချမ်းသာသည်ထိုချိန်မှစပြီးတော့မနှင်းစီနဲ့အမျက်ဆုံးနေဆက်ရန်ကြိုးစားဖို့ဆုံးဖြတ်လိုက်တယ်ထိုနေ့ညကိုရောက်တဲ့အခါမှာတော့မနှင်းစီနဲ့ချမ်းသာသည်အင်ကြီးရဲ့ရန်နာထက်မှစကားလက်ဆောင်ကြနေတယ်ညနေတဲ့အခါမှာတော့မနှင်းစီရဲ့အိမ်ခန်းဝါကိုထုံးစံတိုင်းချမ်းသာကလိုက်လံပို့ဆောင်တယ်မနှင်းစီကတကားကိုအသားရပိတ်ပြီးတော့ပြန်တော့နော်မနေ့ကမှတွေ့မေတိုးလာတဲ့အတန်နဲ့ပြောဆိုတယ်ချမ်းသာသည်မနှင်းစီရဲ့ညှို့ငင်တဲ့အတန်ကြောင့်ရင်ထဲမှာတမျိုးတမီခံစားရပါတယ်မနှင်းစီဟာတကားကိုအသားရပိတ်ပြီးတော့ဇံမထိုးသေးပဲနဲ့အတန်ကြောင်နေတယ်ချမ်းသာဒီကလည်းမနှင်းစီရဲ့အခန်းတကားဝါမှာမပြန်နိုင်မဲနဲ့ရှိတယ်မနှင်းစီကချမ်းသာရှိမှန်းသိတာကြောင့်တကားကိုပြန်ဖွင့်ပြီးတော့လေတံတီတိုနဲ့ရှင်မပြန်သေးဘူးလားချမ်းသာဒီရင်ထဲမှာလှိုက်ဖို့လာတာကြောင့်စိတ်မထိန်နိုင်တော့ဘဲနဲ့တကားကိုတွန်းဖွင့်ပြီးတော့မနှင်းစီကိုပြေးဖက်တယ်မနှင်းစီဒီကလည်းချမ်းသာရဲ့ပြေးဖက်ခြင်းကိုငင်းဆန်ခြင်းမရှိရတဲ့ရင်ခွင်ထဲကိုတိုးဝင်ပါတယ်ချမ်းသာဟာမနှင်းစီရဲ့အိတ်ခမ်းတကားကိုပိတ်ပြီးတော့သူမရဲ့ခန္ဓာကိုယ်ကိုကတင်ပေါ်ကိုတင်လိုက်တယ်မနှင်းစီကိုအတန်ကြောင်ပြေးဖက်ထားရင်ကရင်ထဲမှာတတိတိခုန်နေပါတယ်မနှင်းစီကလည်းချမ်းသာကိုပြန်လဲတုတ်ပြန်တယ်ချမ်းသာသည်စိတ်လှုပ်ရှားခြင်းကြီးစွာနဲ့သူမရဲ့ကိုယ်ခန္ဓာအနှံ့ကိုပို့တန်နေမိတယ်ထို့နောက်သူတို့ညောင်ဟာချစ်သူဘွားရဲ့အဆုံးစွန်ဆုံးနေပေကိုရောက်ရှိသွားလေတယ်ထိုညမှစပြီးချမ်းသာသည်သူရဲ့အိတ်ခမ်းမှာဟန်ပြတာအိပ်ပြီးတော့မနှင်းစီရဲ့အိတ်ခမ်းမှာတိတ်တခုသွားရောက်အိပ်ဆက်တယ်တုံညာများအိပ်ဆက်ပြီးတဲ့အခါမှာတော့မနှင်းစီဟာချမ်းသာရဲ့ရင်ဝင်တဲကိုခေါင်းတွင်းဝင်ပြီးတော့အခုလိုတိတ်တခုတွေ့နေရတာအားမရဘူးကျမတို့အတီလေးနေလို့ရအောင်ရှင်လုပ်ပြီးတော့ချမ်းသာသည်ကြီးတော်ကြီးရဲ့စကားကိုနားမဝင်တော့ရပ်ပိုင်းအတွင်းမှာမင်္ဂလာဧကန်ပွဲကျင်းပရန်ဆုံးဖြတ်တယ်သို့တော့မနှင်းစီကမင်္ဂလာပွဲကိုအကျဉ်းယုံသာပြုလုပ်ခြင်းနဲ့လို့ဆိုတာကြောင့်ဆန်ကြီးထဲမှာဒင်နာပွဲပြုလုပ်ရန်သာကြံစီပါတယ်။ချမ်းသာဟာမင်္ဂလာဧကန်ပွဲပြုလုပ်မဲ့အကြောင်းဦးတီလာတို့လင်များကိုဖွင့်ပြောတဲ့အခါမှာတော့မောင်ချမ်းသာကဆုံးဖြတ်ပြီးမှဖွင့်ပြောတာလားဦးလေးတို့ကိုတိုင်မြင်တာလားကျုပ်ကဆုံးဖြတ်ပြီးလို့ဖွင့်ပြောတာပါမနှင်းစီနဲ့အတူတူနေတာကြားပေါ့မနှင်းစီကိုလက်ထပ်ဖို့ကလည်းတင့်နေပြီကြီးတော်ကြီးလာရင်တော့ဖွင့်ပြောလို့ဖြစ်ပါလေကြီးတော်ကြီးကလည်းကျုပ်တို့နီးစပ်သွားတဲ့အတွက်တော့ဝမ်းသာမှာပါအေးလေမောင်ချမ်းသာစိတ်ချမ်းသာမယ်ဆိုရင်တော့ဒေါ်သူစားတို့လည်းစိတ်ချမ်းသာပါလေဒါပေမဲ့မောင်ချမ်းသာအနေနဲ့စိတ်ဆင်းရဲကိုဆင်းရဲဖြစ်မှာတော့အတော်စိုးရိမ်မိသားပဲချမ်းသာသည်ဒေါ်သူစားရဲ့စကားကိုမနှစ်သက်ပဲဖြစ်က
ကျုပ်ကဘာဖြစ်လို့စိတ်ဆင်းရဲကိုစင်ရဖြစ်ရမှာလဲမနှင်းစီဟာကျုပ်ဘဝကိုနားလေပေးမှအသေးချပဲဦးတိလာနဲ့ဒေါ်သူစာကတယောက်မျက်နှာတယောက်ကြည့်ရင်ကကဲပါလေဒါဖြစ်ရင်မောင်ချမ်းသာအတွက်ဦးလေးဘာလို့ပေးရမလဲစနေနေ့ညနေခြံထဲမှာပဲဧည့်သည်တွေကိုကျွေးမွေးအခမ်းခြင်းနဲ့ဦးတိလာကတော့လိုအပ်တာတွေစီစဉ်ပေးပါမြို့ပေါ်ကကျုပ်ရဲ့မိတ်ဆွေတွေကိုလည်းဖိတ်ကြားပေးပါဦးတိလာတို့လည်းများဟာချမ်းသာကိုဇော်တကာမတက်တော့ဘဲနဲ့အနီးမှထွက်ခွာသွားပါတယ်ချမ်းသာဒီ၎င်းရဲ့အခမ်းပွဲမှာကျွေးမွေးရန်အတွက်တံပေါက်ကလားများကိုခေါ်ထားပြီးတော့အစားအစာများကိုလည်းအရှံပဲကျွေးမွေးတယ်မြို့လူတို့ဟာလည်းချမ်းသာတို့လည်းများကိုလက်ဖွဲ့ပစ္စည်းမျိုးမျိုးကိုဆောင်ယူလာတယ်အခမ်းပွဲမှာမနှင်းစီသည်အလားကြီးလာနေလေရာချမ်းသာရဲ့မိတ်ဆွေများကမနှင်းစီလာကိုချီးမွမ်းတယ်ချမ်းသာကိုလည်းမိမာယာကံကောင်းတယ်လို့ဆိုကြတယ်ချမ်းသာသည်ထုံညာမှစပြီးတော့မနှင်းစီနဲ့အတီလင်းအိတ်ဆက်ခွင့်ရသွားပါတယ်မင်္ဂလာပွဲကျင်းပပြီးနောက်တရက်ရောက်တဲ့အခါမှာတော့မိခင်တတာကိုဖွင့်ပြီးအလွန်အဖိုးထိုက်တဲ့နဲ့စိန်ပြည့်ကြီးတကုံကိုမနှင်းစီအားပြသလျာလာပါတဲ့ဘရက်ကြီးကိုကြည့်ပြီးတော့လှလိုက်တာရှင်စိန်ပြည့်ကြီးကိုရှင်ဘလို့များရထားတယ်လေစိန်ပြည့်ကြီးကကျုပ်မေပိုင်ဆိုင်ခဲ့တာပါလွန်ခဲ့တဲ့နှစ်ပေါင်း100လောက်ကပြည်နံကျွန်းကိုသွားရင်ကမလေးတထေးကြီးစီကကျုပ်ဖိုးကိုယ်တိုင်ဝယ်ခဲ့တာပဲအဖေကမိကိုစိန်ပြည့်ကြီးကိုမင်္ဂလာလက်ဆောင်ဖြစ်နေပေးခဲ့တယ်အဖေဆုံးတော့လေစိန်ပြည့်ကြီးကိုကျုပ်စီမှာပဲထိမ့်သိမ်းထားခဲ့တယ်စိန်ပြည့်ကြီးကိုတော့မင်းအတွက်မင်္ဂလာလက်ဆောင်ဖြစ်နေပေးဖို့ကျုပ်ဆုံးဖြတ်လိုက်ပြီမနှင်းစီဟာဘရက်ကြီးကိုအယောင်တလဲလဲတောက်ပနေတဲ့မျက်ဝန်းများနဲ့ကြည့်ပြီးတော့စိန်ပြည့်ကြီးကအတော်အဖိုးတန်ပါပဲဒီလောက်အဖိုးတန်နာယူတော့ကျမလည်းမယူရဲပါဘူးမယူလို့ပဲဖြစ်မလဲစိန်ပြည့်ကြီးကိုမင်းကိုပေးဖို့ဆုံးဖြတ်ထားပြီးပြီကဲမင်းရဲ့လက်တိုင်မှာကိုကိုယ်တိုင်ဝစ်စင်ပေးမယ်ဒီလိုဆိုပြီးတော့မနှင်းစီရဲ့လက်တိုင်မှာဝစ်စင်ပေးလိုက်တယ်ထိုအခါစိန်ပြည့်ကြီးဟာမနှင်းစီရဲ့ဖြူဝင်းတဲ့လက်တိုင်မှာလွန်စွာနဲ့လိုက်ဖက်ညီနေပါတယ်မန်တဲမှာမြင်နေရတဲ့သူမရဲ့ပုံရိပ်ကိုတော့မနှင်းစီဟာအလွန်သဘောကျနေဟန်ရှိတယ်။ကဲစိန်ပြည့်ကြီးဟာမနှင်းစီနဲ့ဘလောက်လိုက်ဖက်ညီရဲဆိုတာတွေ့တယ်မလား။စိန်ပြည့်ကြီးကိုလုံးလုံးချုံချုံသာတင်ထားပြီးတော့စိန်ပြည့်ကြီးရဲ့တန်ဖိုးကလေက1000လောက်တန်နေ။မနှင်းစီဟာအလွန်အံ့ဩသွားပါတယ်။ဟင်ဒါဆိုဒီစိန်ပြည့်ကကျမထင်ထားတာထက်အများကြီးတန်ဖိုးရှိတာပေါ့။ဒီလောက်တန်ဖိုးကြီးရဲ့ပစ္စည်းကိုကျမကိုဘာလို့ပေးတာလဲ။ချမ်းသာကရှိကမောကနဲ့ကျုပ်ရဲ့စီစဉ်တွေဘလောက်ရှိတယ်လို့မနှင်းစီထင်တယ်လေ။ဘေးရဲ့ပတ်ဝန်းကျင်မှာကျုပ်တို့မျိုးစင်ဆက်ပိုင်ဆိုင်တဲ့တပ်တူတွေနဲ့ရာဘာချန်တွေမှအများကြီးဒီပစ္စည်းလောက်ဟာတော့ကျုပ်တို့အသေးမွားပါနောက်ပြီးတော့မနှင်းစီဟာကျုပ်ရဲ့တရားဝင်ဇနီးမယားဖြစ်နေပြီကျုပ်ရဲ့မိန်းမဟာဟောဒီစိန်ပြီးရဲ့တကုံးနာမကဘူးစီစဉ်ဥစ္စာတွေအားလုံးကျုပ်နဲ့ညီတူညီမျှပိုင်ဆိုင်ခွင့်ရှိတာပဲမနှင်းစီသည်ချမ်းသာရဲ့မျက်နှာကိုကြည့်ပြီးတော့တစုံတရာကိုလေးနက်စာတွေးတောနေဟန်ရှိတယ်မနှင်းစီဘာဒီတွေးနေတယ်လဲစိန်ပရက်ကြီးကိုလောဘတက်ပြီးတော့ဗမာသိရမှမသိဖြစ်နေသလားတင်ရခန့်နေရင်လေပိုင်ရှင်ကိုပြန်ပေးလိုက်လေဒီလိုနောက်ပြန်လိုက်လေရမနှင်းစီကရီမောပြီးတော့ဟုတ်တယ်ရှင်မဒီလောက်စီးစိမ်ဥစ္စာတွေအများကြီးရှိမှန်းအခုမှပဲသိရလို့ကိုအပြစ်တင်နေတာပဲတနေ့မှာတော့ဘိန်းမျိုးကိုရှာရှာပါပါလာရောက်ကပြတဲ့စင်ပူတီဇက်ဖွဲ့ရဲ့ကြီးညာကားဟာဘိန်းမျိုးထဲမှာလဲလဲနေပါတယ်မနှင်းစီကတော့ဇက်ဖွဲ့ရဲ့ကြီးညာကားမှလော့စပီကာနဲ့ဖွင့်တဲ့သချင်းတန်များကိုနားထောင်ပြီးတော့ဇက်ပွဲကိုကြည့်ရှုလိုကြောင်းပြောနေပါတယ်ချမ်းသာဒီကလည်းသူ့အမျိုးသမီးရဲ့ဆန္ဒကိုမငင်းဆန်မဲနဲ့အစီကံမိမတောက်အားဇယုံကိုသွားပြီးတော့လက်မဲ့ဝဲခိုင်းတယ်။အငိတ်ပွဲဇက်ပွဲများကြည့်ရှုရန်တော့ဘာသနာမပါပါ။ရန်ကုန်မှာကောလိပ်ကျောင်းတက်စင်ကပင်ပွဲလန်းသမင်များကိုရှောင်ကြည့်လေးရှိတယ်။သို့တော်လည်းမနှင်းစီရဲ့လူကြတော့ဇက်ပွဲကိုလိုက်လံပို့ဆောင်ပေးနေတယ်။ထုံရင်းများကိုရောက်တဲ့အခါမှာတော့စင်ဖိုးတီဇက်ပွဲကိုတွားရောက်ကြည့်ရှုလေရာ၎င်း၏တင်ဆက်မှုများကအတော့ကိုတီးခံပြီးကြည့်ရှုရပါတယ်။ထို့သောဇက်ပွဲကိုကြည့်ရင်ညနေတကောင်အချိန်ကိုရောက်တဲ့အခါမှာတော့မနှင်းစီသည်ချမ်းသာကိုခွင့်တောင်းပြီးတော့ပွဲကင်းထဲမှာထွက်ခွာသွားလေတယ်။ချမ်းသာကမနှင်းစီအပေါ်ပါသွားမယ်လို့ယူဆကတကူတည်းပြင်းရစွာနဲ့ကြံတယ်။သို့တော့အတန်ကြာသည့်ထိမနှင်းစီဟာပြန်ရောက်မလာခဲ့ပါ။စိုးရိမ်စိမ်နဲ့ပွဲကင်းတွေကိုလှည့်လည်ရှာဖွေတယ်။ညနေတကောင်အချိန်ရောက်နေတာကြောင့်ပွဲကင်းထဲမှာတော့လူများရှင်းလင်းနေပြီ။မနှင်းစီကိုပွဲကင်းထဲမှာလည်းမတွေ့ရ။ချမ်းသာသည်ပုံမစိုးရင်သွားပြီးတော့ပွဲကန်တစ်လျှောက်ကိုနန်းနန်းဆက်ဆက်ရှာဖွေတယ်။ထိုခိုင်းမှာပင်မနှင်းစီသည်ပွဲခင်းတဲ့ခက်လန့်လန့်ရှိခြုံပုတ်ထဲမှာထွက်လာတယ်။သူမရဲ့အနီးမှာလည်းယောက်ျားတစ်ယောက်ရဲ့ရိပ်ရောင်ကိုမြင်မိသိမိလို့ရှိတာကြောင့်ချမ်းသာဟာမျက်မှောင်ကျ၍မနှင်းစီဒီလိုခေါ်လိုက်ရာမနှင်းစီနောက်မှာကပ်လိုက်လာတဲ့ယောက်ျားကအမောင်လေးကိုကျုံဝင်ပြောက်ခွဲသွားတယ်။ချမ်းသာကမျက်မှောင်ကိုကျုပ်ပြီးတော့ကြာလွန်းလို့စိုးရင်ပြီးတော့လိုက်ရှာနေတာ။နေပေါင်းအမောင်လေးကိုဘာဖြစ်လို့သွားသလဲ။မနှင်းစီနောက်မှာလည်းယောက်ျားတစ်ယောက်ကိုတွေ့လိုက်တယ်လို့ပဲမနှင်းစီကချမ်းသာကိုနားမလဲဟန်နဲ့ကြည့်ပြီးတော့အမောင်နဲ့ဝင်တာအပေါ်ပါသွားခြင်းလို့ပါကျမနောက်ကယောက်ျားတစ်ယောက်ကိုတွေ့တယ်ဟုတ်လားကျမတော့ဘသူ့ကိုမှမတွေ့ပါဘူးချမ်းသာဟာအမောင်လေးကိုကြည့်ပြီးမှမ
မနှင်းစီနောက်ကလိုက်လာတဲ့ယောက်ျားတယောက်ကိုကျုပ်တည်တည်ဆဆတွေ့လိုက်ပါတယ်။မနှင်းစီဟာဒီလူကိုမမြင်ဘူးဆိုရင်အန်ဒီရဲ့ပေးဖို့လိုက်လာတာပဲဖြစ်ရမယ်။မနှင်းစီကအမောင်တေးကိုလှမ်းမြော့ကြည့်ပြီးတော့တခုတော့ရှိတယ်။ကျမလိုပဲအပေါ်ပါသွားတဲ့လူတယောက်လည်းဖြစ်နိုင်တာပဲ။တော်ပါပြီရှင်။ဇက်ပွဲလည်းမကြည့်ချင်တော့ပါဘူး။အိမ်ကိုပဲပြန်ပြီးအိတ်ကြရအောင်။ဤသို့ဖြင့်ချမ်းသာတို့ဇနီးမောင်နှံဟာဇက်ပွဲကိုတဝက်တစ်ပြက်ကြည့်ပြီးတော့ပြန်လာခဲ့ပါတယ်။ချမ်းသာသည်အပြန်လန်းခီတစ်လျှောက်လုံးမှာမနှင်းစီရဲ့နောက်မှာကပ်လိုက်လာတဲ့သစင်းယောက်ျားကြောင့်ကိုတွေးတောနေမိပါတယ်။ထို့သူဟာမနှင်းစီကိုအနေနဲ့ပြူရန်ဆင်ရွယ်သူလားတော့သူကိုယ်တိုင်လည်းမသိပါချေ။ချမ်းသာသည်မနှင်းစီနဲ့လက်ထပ်ပြီးနောက်ရပ်ပေါင်းများစွာရန်နာထားတဲ့သူ့ရဲ့လုံများကိုပြန်လဲလောက်ကင်ပါတယ်။စိတ်ကန်းဒီမှာဖွင့်လှစ်ထားတဲ့သူ့ရဲ့ရုံကန်တွင်ကိုလည်းပြန်လဲသွားရတယ်။တတူတွင်များရာဘာချက်များနဲ့ပတ်သက်တဲ့အယောင်းဝယ်များကိုလည်းပြုလုပ်တယ်။ချမ်းသာတို့ကုမ္ပဏီရဲ့ရာဘာများကိုဝယ်ယူသူတိုင်းကထိုရုံခန်းမှာပင်အလုပ်စကားပြောဆိုပါတယ်။ဝင်ခွင့်ပြုပါဦးချမ်းသာ။ရုံခန်းကိုရောက်ချင်းအသက်30ဝန်းကျင်ရှိနှက်ခမ်းမွေးဆဆနဲ့လူတယောက်ကရောက်လာပြီးတော့ဝင်ခွင့်တောင်းနေတယ်။ဝင်ပါ။ကျုပ်နာမည်ကသိန်းအောင်လို့ခေါ်ပါတယ်။အလုပ်ကတော့ကျုပ်တို့မြန်မာပြည်မှာအလွန်ရှားပါတဲ့အလုပ်ဆောင်တော့အလုပ်ကိုလုပ်ကင်ပါတယ်။ချမ်းသာသည်သူ့ရဲ့အလုပ်ကင်ကြောင့်အံ့ဩသွားမိတယ်။မိတ်ဆွေကအလုပ်ဆောင်တော့ဆိုတော့ကျုပ်ကဘာကူညီရမှာလဲ။ဘာမှကူညီစရာမလိုပါဘူးဗျာ။ကျုပ်ကကော့တောင်းကိုသွားရင်နဲ့ဗိမာတင်မောခဏဆိုင်လိုဝင်လာခဲ့တာပါ။ကျုပ်ကမနှင်းစီရဲ့အကိုဝမ်းဝဲတော်ပါတယ်။ကြီးတော်ကြီးကတဆင့်ကျုပ်ရဲ့ညီမလေးဗိမာရောက်နေတယ်ဆိုလို့ခဏဝင်ကြည့်တာပါ။ဘယ်လိုလဲမနှင်းစီကနေထန်ကောင်းရဲ့လား။ချမ်းသာဟာမနှင်းစီရဲ့အကိုဝမ်းဝဲဆိုတာကြောင့်လိုက်လဲပြူငါတဲ့အမူအရာနဲ့အော်ဘယ်သူများလဲလို့မနှင်းစီရဲ့အကိုဝမ်းဝဲဆိုတော့ကျုပ်ရဲ့ဆွေမျိုးဖြစ်နေတာပေါ့။မနှင်းစီကနေထန်ကောင်းပါလေ။ကျုံနဲ့မနှင်းစီကတော့နှစ်ဦးသဘောတူလက်ထပ်လိုက်ကြပြီ။အော်ခမရတို့ကလက်ချက်လိုက်ကြပြီကိုကျုပ်တို့ကတော့ခမရတို့တည်မကြတော့စိုးရိမ်နေတာဗျကျုံညမလေးနေထိုင်မှကောင်းရလားခမရတို့နေရာတယောက်နဲ့တယောက်အဆင်ပြေရလားဆိုပြီးပူပန်နေမိတယ်ဘာမှမပူနဲ့ပြိုသူ့ရဲ့ကျမ်းမာရေးလည်းကောင်းတယ်သူကိုယ်တိုင်ကလည်းဘိမာပြောနေပြီဗျကောတောင်းကပြန်ရင်ဘိမာဝင်လေပြီးတော့မနှင်းစီနဲ့စကားလက်ဆောင်ပြောကြပေါ့ကျုပ်လည်းတယောက်လုံးရှိပါတယ်ဘိမာမနှင်းစီမိတ်တပေါင်းမစွန်းစေရပါဘူးကျုပ်ကတော့တာဝန်နဲ့လာတာဗျကောတောင်းမှာကျုပ်ရဲ့အလုပ်အဆင်ပြေသွားရင်တော့ဘိတ်ကိုဝင်ပြီးတော့အေးစစ်စစ်နေပါမယ်အလောက်ကအဆင်မပြေဘူးဆိုရင်တော့မော်လမြိုင်ကိုပဲတန်းပြန်ရမှာပဲမနှင်းစီကိုတော့ဂရုစိုက်ပါဗျာဒုက္ခမြဘဝတစ်လျှောက်လုံးစိတ်ဆင်းရဲကိုစင်းရဲနဲ့နေထိုင်ခဲ့ရတယ်ကဲတင်မောထွက်တော်မဲဆိုတော့အချိန်လည်းမရှိတော့ဘူးကျုပ်သွားအောင်မေချမ်းသာကိုနှုတ်ဆက်ပြီးထွက်ခွာသွားပါတယ်ချမ်းသာဟာညနေဆောင်အိမ်ကိုပြောင်းတဲ့ခါမှာတော့မနှင်းစီနဲ့ထမင်းလက်ဆောင်စားရင်ကမနှင်းစီဒီနေ့ကျုပ်စီကိုဘယ်သူလာသွားတယ်ထင်တယ်လေကျမဘယ်သိမလဲရှင်ကိုရဲ့ရောက်ပါကြီးလာသွားတယ်ကွာမနှင်းစီရဲ့အကိုဝမ်းခွဲကိုသိန်းအောင်နဲ့တိတယ်မလားကိုသိန်းအောင်ကျမကိုဝမ်းခွဲတော်ရဟုတ်လားနှကမ်းမွေးဆဆနဲ့လူလေသူ့လောက်ကတော့ခက်ဆန်းဆန်းပဲအလွတ်စုံတော့တဲ့ထိုခါမှမနှင်းစီကသတိရဟန်နဲ့အော်အလွတ်စုံတော့ကိုသိန်းအောင်ကြီးလားတိပြီကျမရဲ့အမေဘက်ကတော်ရရှင့်သူဘယ်ရောက်သွားသလဲကိုတောင်းကိုလုပ်ကိစ္စနဲ့တွိုင်းနေကိုစီဝင်လာတာတဲ့မနှင်းစီဘိတ်မှာအဆင်ပြေမပြေသိစင်လို့ဝင်လာတယ်ပြောတယ်ကိုကတော့အိမ်ကိုလိုက်လေပြီးတော့မနှင်းစီနဲ့တွေ့ဖို့ပြောတာပဲကိုတောင်းမှအလုပ်ကိစ္စပြီးတာနဲ့အိမ်ကိုဝင်ခဲ့မယ်ပြောတယ်ကိုကလည်းမနှင်းစီနဲ့ပတ်သက်ပြီးတော့ဘာမှမစိုးရိမ်ပါနဲ့လို့ပြောလိုက်တာပဲကိုသိန်းအောင်ကကိုတောင်းကအလုပ်ပြီးအိမ်ကိုလိုက်လာမယ်ဟုတ်လားကျမတို့နဲ့မတွေ့ကြပါဘူးဟင်မနှင်းစီကဘာဖြစ်လို့ကိုယ့်ရဲ့ဆွေမျိုးတွေနဲ့မတွေ့ကြရတာလဲကျုပ်ကတော့ဆွေမျိုးနဲ့တွေ့ရရင်မနှင်းစီပြောမယ်ထင်နေတာသူတို့နဲ့တွေ့ရင်တော့အတိတ်ကိုပြန်သတိရမယ်အတိတ်ကပူလောင်တဲ့ခံစားမှုတွေကိုကျမပြန်မကြုံချင်ဘူးကျမရဲ့ဘဝတင်မှာအရာရာကိုမေ့ထားလိုက်ခြင်းပြီးအတိတ်ကိုအတိတ်မှာပဲထားခြင်းနဲ့ဒါကြောင့်ဘိတ်ကိုပြန်လာရင်ကျမနဲ့ကိုသိန်းအောင်ကိုမတွေ့ပြစေနဲ့မနှင်းစီရဲ့စကားကြောင့်ချမ်းသာလည်းအခက်ကြုံသွားပါတယ်ခက်တာပဲကွာကျုပ်ကလည်းကိုတောင်းကပြန်လာရင်ဘိတ်မှာဝင်လေဖို့ဖိတ်ခေါ်လိုက်ပြီးပြီကျမအနေနဲ့ကတော့စိတ်ဆင်းရဲမနေချင်ပါဘူးသူပြန်လာရင်ကျမဖျားဘူးထွက်သွားတယ်လို့လှည့်ပတ်ပြီးတော့ပြောလိုက်ရင်ရတယ်မနှင်းစီသဘောပါပဲကိုသိန်းအောင်မိတ်ကိုဝင်လာလို့စီကြည်ကောင်းအောင်ပဲပြောလိုက်ပါမယ်ထိုခါမှပဲမနှင်းစီရဲ့မျက်နှာကဝင်းလက်သွားတယ်မနှင်းစီသည်ချုံနေမှစပြီးတော့နနအနေငယ်ညှို့နေနေတာကြောင့်ချမ်းသာသည်အလွတ်ဆောင်တောက်ကိုသိန်းအောင်ကိုဖိတ်ခေါ်ခဲ့ခြင်းအတွက်တော့နောင်နာရနေပါတယ်မနှင်းစီသည်သူမရဲ့ဆွေမျိုးများနဲ့ပတ်သက်ပြီးတော့နာကျင်ပွဲခံစားချက်တစ်ခုတော့ရှိနေမယ်ထင်တယ်သို့တော့တပတ်ခန့်ကြာသည့်အထိကိုသိန်းအောင်ကရောက်ရှိလာခြင်းမရှိတဲ့အခါမှာတော့မနှင်းစီရဲ့မျက်နှာဟာပြန်လဲလန်းဆန်းလာပါတယ်ဒီနေ့မှာတော့ချမ်းသာရဲ့ရုံကန်ကိုတည်င်းဆောက်ကိုစိန်ဆိုသူကရောက်ရှိလာပါတယ်ဟောဒီမှာကိုချမ်းသာခမရတို့မင်္ဂလာတည်င်းကိုတော့နိုင်ငံကျော်အောင်ကျုပ်လုပ်လိုက်ပြီချမ်းသာဟာဂျာနေကိုယူရကြည့်ရာဂျာနေထဲမှာချမ်းသာနဲ့မနှင်းစီရဲ့မင်္ဂလာတည်င်းကိုဓာတ်ပုံနဲ့တကွဖော်ပြထားလေတယ်ကိုချမ်းသာခမရရဲ့ဇနီးဘလောက်ချုံမောလှပါတယ်ဆိုတာ
တနိုင်ငံလုံးကိုတော့ကျင်းညာလိုက်ပြီးကျုပ်ကိုဟိုတယ်မှာသာလိုက်ကျွေးပြီးတော့ကောင်းပါပြီဗျာကောင်းပါပြီလောလောဆယ်တော့ကျုပ်ကဧည့်သည်တွေနဲ့ချိန်ထားလို့မကျွေးနိုင်သေးဘူးကျုံမိမကိုပြရအောင်ဂျာနယ်လေးသာပေးခဲ့ပါချမ်းသာဟာမနှင်းစီအံဩသွားစင်ရရည်ရွယ်ပြီးတော့ဂျာနယ်ကိုသူမရှိကိုဖြတ်ကနေချပေးတယ်မနှင်းစီဟာဂျာနယ်ရဲ့ဖုံမှာမြင်ရတဲ့မင်္ဂလာပွဲဓာတ်ပုံကိုကြည့်ပြီးတော့အထိတ်တလန့်ဖြစ်သွားတယ်ကျမတို့မင်္ဂလာပွဲဓာတ်ပုံကဘာဖြစ်လို့ဂျာနယ်ထဲမှာပါလာရတယ်လဲကျုပ်တို့မင်္ဂလာပွဲနေ့ကပွဲကိုတက်လာတဲ့ကိုစိန်ဆိုတဲ့သတင်းတောက်ကဓာတ်ပုံရိုက်ပြီးမပြောမစုံနဲ့ဂျာနယ်တွေကိုထည့်လိုက်တာပဲမနှင်းစီတီလွန်စာမှစိတ်မချမ်းမြေတဲ့အမူအရာနဲ့ဒီလူဟာအတော်တရားလွန်နေသူပဲကျမတို့ခွင့်မတောင်းမနဲ့ဘာလို့ထည့်လိုက်ရတာလဲသွားပါပြီရှင်ချမ်းသာကမနှင်းစီစိတ်ဆင်းရဲနေဟန်ကိုကြည့်ပြီးတော့ဟာဒီလောက်ထိလဲပူမနေပါနဲ့ကိုမိမဘလောက်ချောမောလှပါလဲဆိုတာတနိုင်ငံလုံးသိသွားတာပေါ့ကျုပ်ကတော့စိတ်မဆိုးတဲ့ပြင်ဝမ်းတောင်သားသည်ရှင်ဘာမှမသိပါဘူးကျမတို့ဓာတ်ပုံပါသွားပြီဆိုမှတော့ဒီမင်္ဂလာသတင်းကိုတနိုင်ငံလုံးကသိပြီပေါ့ကျမတို့ဂျိုးစိုးဝင်တာပဲမနှင်းစီရဲ့ဘာဖြစ်လို့ဒီလောက်တောင်ရွှွှွှဝဝနေစေရတာလဲကျုပ်တို့ကမကောင်းတာလည်းလုပ်တာမဟုတ်ဘူးမင်္ဂလာရှိရဲ့အလုပ်ကိုလုပ်တာပဲကျုပ်တို့ကိုဘယ်သူကကဲ့ရမှာလဲမနှင်းစီကချမ်းသာစကားကိုမတုံ့ပြန်မျက်နာမသားမယားနဲ့အဝေးကိုငေးကြည့်နေပါလေအတန်ကြာတဲ့အခါမှာဒါဆိုရင်တော့ကျမတို့မင်္ဂလာသတင်းကိုကြီးတော်ကြီးတည်သွားမှာပဲဒေးကြတာပေါ့ဗျာကြီးတော်ကြီးကအချိန်အားတိုင်းဂျာနယ်တွေတစ်စောင်းပြီးတစ်စောင်းဖတ်နေတာဒီဂျာနယ်ကမနေ့ကထွက်တယ်ဆိုတော့ကျုပ်ထင်ကြီးတော်ကြီးကတော့ဝမ်းသာအားရနဲ့ဖတ်ပြီးတာနဲ့ဘိတ်ကိုလိုက်လာတော့မှာပဲမနက်ဖြန်ဆိုရင်တော့ကြီးတော်ကြီးရောက်လာမှမြင်အောင်သေးတယ်ကျုပ်စကားမှန်စောင့်ကြည့်ပြီးတော့ပြောလိုက်ရမနှင်းစီဟာစိတ်နှလုံးမချမ်းမြေတဲ့အမူအရာနဲ့ချမ်းသာမျက်နှာကိုဆူဆူရဲရဲကြည့်ပါတယ်ဘာမှစိတ်ပူနေပါနဲ့ကွယ်ပျော်ပျော်နေစမ်းပါမနှင်းစီရဲ့ကျမလည်းရှင်နဲ့ပျော်ပျော်ကြီးနေကြပါရဲ့ရှင်နောက်တနေ့ကိုရောက်တဲ့အခါမှာတော့မနှင်းစီသည်အိယာမထစဘူးစောစောစီစီထားပြီးတော့ချမ်းသာကိုစောင့်ကြနေပါတယ်ချမ်းသာသည်အလွန်လှပနေတဲ့မနှင်းစီကိုဖက်၍နှမ်းပြီးမှကိုမိမကဒီနေ့အစောကြီးထနေလို့ပါလားရှင်ရုံမသွားမီမနှက်စာကိုကိုယ်တိုင်ချက်ကြွေးထားခြင်းလို့ပါဒီနေ့မနှက်စောစောထပြီးတော့ဘိတ်ကကြီးကလေးလှုပ်ထားတယ်ချမ်းသာသည်ထိုနေ့နနက်စာကိုပျော်ရွှင်စွာနဲ့စားတောက်ခဲ့တယ်နနက်စာစားတောက်ပြီးတဲ့နောက်တော့မနှင်းစီသည်ချမ်းသာရဲ့အဝတ်စားများကိုသူမကိုယ်တိုင်ပြင်ဆင်ပေးတယ်ဒီနေ့ကမိမကတော်တော်လိုက်သိနေပါလားမနှင်းစီဟာတပြင်းကိုချတယ်ရှင်ကိုကျမဘက်ကတာဝန်မကျေဘူးလို့ထင်လို့ပါဘာလို့တာဝန်မကျေရမှာလဲမနှင်းစီကညာတော့ကတော့ကို့ပေါ်တာဝန်ကျေတာပဲဒီလိုနောက်ပြောင်ပါလေမနှင်းစီကချမ်းသာကိုစကားမတုံ့ပြန်မဲနဲ့ကဲပါနောက်မနေပါနဲ့တော့ရှင်နောက်ကျနေတော့မယ်အင်ဂျီယာအုတ်ထက်ရှိရထားလုံးစီကိုလိုက်လံပို့ဆောင်ပေးတယ်မနှင်းစီကချမ်းသာရထားလုံးကိုမျက်စိတစုံကြည့်ပြီးတော့ကြံရစ်ခဲ့ပါတယ်ချမ်းသာသည်ထိုနေ့နနက်ကပျော်ရွှင်ကြည်နူးစွာနဲ့ရုံးကိုထွက်ခွာသွားလေတယ်ချစ်တော်သူနဲ့အတူနေရခြင်းကချမ်းမြေလာပြီးစွာဟူ၍လေသူဟာတွေးမိပါတယ်ချမ်းသာရဲ့ဘဝတစ်ခုလုံးစောက်ထုံမှုမျောဖြစ်ခဲ့ရတဲ့အဖြစ်ဆိုးကြီးသည်ထိုနေ့နေ့လယ်မှာပင်စတင်ခဲ့ပါတယ်ချမ်းသာရဲ့ကုမ္ပဏီရုံးခန်းရှိကိုမြင်းလဲတစီထိုးဆက်လာပြီးတော့မြင်းလဲပေါ်မှာချမ်းသာရဲ့ကြီးတော်ကြီးကကမှုရှုထိုးဆင်းလာတယ်ကြီးတော်ကြီးသည်ချမ်းသာရှိကိုရောက်တာနဲ့လက်ထဲမှာပါလာတဲ့ဂျာနယ်ကိုစပွဲပေါ်ကိုပြစ်ချပြီးတော့မောင်ချမ်းသာမင်းဘလို့ဖြစ်တာလဲမင်းဘာတွေလုပ်နေတာလဲချမ်းသာသည်ကြီးတော်ကြီးကိုမမျှော်လင့်မနဲ့တွေ့ရပြီးအံ့ဩသွားပြီးတော့ဂျာနယ်ကိုကြည့်လိုက်ရာ၎င်းတို့မင်္ဂလာလက်ချက်ပွဲသတင်းကပါနေတဲ့ဂျာနယ်ချမ်းသာသည်ကြီးတော်ကြီးသောတပုံထားတဲ့အဖြစ်ကိုရေးစားမိပြီးတော့ကြီးတော်ကြီးကိုမဆောင်မဲနဲ့လက်ထက်လိုက်လို့စိတ်ဆိုးနေပြီလားမနှင်းစီကလည်းသိချစ်ဖို့ကောင်းလို့ကျုပ်တို့လည်းအောင်ကြီးတီးမခံနိုင်မဲနဲ့လက်ထက်လိုက်တာဒါဟာကျုပ်ရဲ့အပြစ်တော့မဟုတ်ဘူးကြီးတော်ကြီးအပြစ်ပဲဘာလို့ဒီလောက်တောင်ချစ်စရာကောင်းတဲ့မိမကိုကျုပ်စီပို့ပေးလိုက်တာလဲကြီးတော်ကြီးကခေါင်းကိုခါရမ်းလိုက်တယ်မဟုတ်သေးပါဘူးမောင်ချမ်းသာရဲ့ဒီမိမကိုငါပို့ပေးတာမဟုတ်ဘူးမင်းမနေပြီဟာကြီးတော်ကြီးကလည်းဘာတွေပြောနေတာလဲမနှင်းစီကိုကြီးတော်ကြီးပဲပို့လိုက်တာကြီးတော်ကြီးပဲသဘောကျရွေးချယ်ပြီးတယ်ဆိုလို့ကျုပ်ကလက်ထက်လိုက်တာပဲမနှင်းစီဆိုတဲ့မင်းကလေးကိုငါလွတ်လိုက်တာမှန်နေဒါပေမဲ့မင်းလက်ထက်လိုက်တဲ့ကောင်မကတော့ငါလွတ်လိုက်တဲ့မနှင်းစီမဟုတ်ဘူးဟဲ့နင်ဘယ်ကကောင်မကိုလက်ထက်ပြီးတော့ဂျာနယ်ထဲမှာမနှင်းစီလိုအကြောင်ရိုက်တာလေဒါမှမဟုတ်နေယူတဲ့ကောင်မရဲ့အမိကမနှင်းစီပဲလားချမ်းသာဟာကြီးတော်ကြီးရဲ့စကားကြောင့်ထင်အောင်ထင်မှားဖြစ်သွားပါတယ်ဟာဒီလိုပဲဖြစ်မှာပါဂျာနယ်ထဲမှာမနှင်းစီကသူတို့သမီးတောက်လိုပြင်ဆင်ပြီးတိတ်လာနေတော့ကြီးတော်ကြီးကမျက်စိမားနေတာပေါ့ဒါဟာတခြားသူမဟုတ်ပါဘူးကြီးတော်ကြီးပို့လိုက်တဲ့မနှင်းစီမှာမနှင်းစီအစ်စ်ပဲမနှင်းစီကရင်တုံးကသီလရှင်ဝစ်ဖူးတယ်ဆိုသီလရှင်လူထွက်ပြီးတော့ကျုံနဲ့လက်ထပ်ဖို့သဘောတူလိုက်တယ်ဆိုဒီမှာမောင်ချမ်းသာကြီးတော်ကြီးဟာစိတ်မနဲ့နဲ့သူမဟုတ်ဘူးဂျာနေတဲ့ဟာကောင်မကမနှင်းစီလုံးဝမဟုတ်ဘူးမောင်ချမ်းသာမင်းယူနေသလားမင်းကိုမနှင်းစီရဲ့ဓာတ်ပုံကြီးတော်ကြီးပို့ပေးလိုက်တယ်လေဓာတ်ပုံတွေကမနှင်းစီနဲ့မတူတာကိုတတိမထားမိဘူးလားမင်းနဲ့လက်ထပ်မဲ့မနှင်းစီရဲ့ဓာတ်ပုံကဟော့ဒီမှာ
ကြီးတော်ကြီးသည်သူ့ရဲ့လက်ထဲမှာလေး၍ကင်ချတဲ့ဓာတ်ပုံကိုဖြန့်ပြပါတယ်။ဓာတ်ပုံထဲမှာမနှင်းစီဆိုတာကကိုလုံးပေါ်ရိုက်ထားတဲ့ဓာတ်ပုံ။ထုံနှင်းစီဆိုတဲ့အမျိုးသမီးကအရံမောင်းလဲမြင်မာခြင်းမရှိဒုက္ခိုင်ခိုင်မိန်းမတစ်ယောက်ပါ။မိမိလက်ထပ်ထားတဲ့မနှင်းစီရဲ့အလွန်လှပတဲ့ကိုလုံးကိုပေါင်းတွေကတော့တခြားစီဖြစ်တယ်။ထို့ပြင်ဓာတ်ပုံနဲ့ရှိမနှင်းစီရဲ့ရုပ်ရည်မှာလည်းမိမိဇနီးမနှင်းစီရဲ့ရုပ်ရည်နဲ့မရှင်တောင်ကွာခြားလိုက်တယ်။မိမိဇနီးမနှင်းစီကချော်မောသလောက်ထိုမိန်းမမှာတော့ရွက်ချမ်းရည်ကြိုးသားရှိတယ်။စန္ဒာဟာဓာတ်ပုံတွေကမနှင်းစီကိုအံ့ဩစွာနဲ့ကြည့်ပြီးတော့ဒီမိန်းမဟာကြီးတော်ကြီးလွတ်လိုက်တဲ့မနှင်းစီပေါ့လေဟုတ်လား။ကျုပ်လက်ထက်လိုက်တဲ့မနှင်းစီကတော့ဓာတ်ပုံတွေကမိန်းမမဟုတ်ဘူး။ကျုံမိန်းမနှင်းစီကအများကြီးပိုချော့တယ်။ဒါဆိုရင်တော့နင်းအလင်ခံလိုက်ရပြီပဲ။နင်းယူထားတဲ့မနှင်းစီဆိုတဲ့ကောင်းမကမနှင်းစီအစ်စ်မဟုတ်ဘူးဟဲ့အတူပဲအတူနင်းကိုပြပြလိမ့်ပြီးတော့လက်ထက်လိုက်တယ်ဆိုတော့နင်းရဲ့စီစဉ်ဥစ္စာတွေကိုအပိုင်သိမ်းခြင်းလိုပဲဖြစ်မယ်ဒီကောင်မဟာလူလိမ့်မယ်ငါတို့အမြန်ဆုံးသွားရှင်းမှာပဲဖြစ်တော်မယ်ချမ်းသာသည်ရင်ထဲမှာဘလောင်ဆူပြီးတော့မနှင်းစီရဲ့ပြုမှုများကိုပြန်လည်မြင်အောင်နေလွန်ခဲ့တဲ့ရန်နေငယ်ကမနှင်းစီသည်သူ့ရဲ့အကိုဝမ်းခွဲအလွတ်ဆောင်တော့ကိုသိန်းအောင်ဆိုသူကိုမကြွေဆုံခြင်းလို့ဆိုကညှင်းဆန်ခဲ့တယ်ထို့ပြင်လွန်ခဲ့တဲ့ရက်ကဂျာနေထဲမှာမင်္ဂလာသတင်းတပ်ပုံပါလာတာကြောင့်ထိတ်လန့်တုန်လှုပ်ပြီးတော့အပြစ်တင်ခဲ့တယ်။မနှင်းစီသည်မိမိပေါ်မှာဟန်ဆောင်မှုတစ်ခုပြုလုပ်ခဲ့ခြင်းလား။ချမ်းသာကတော့မနှင်းစီကိုအလွန်ဆွမ်းလန်းနေပြီဖြစ်တာကြောင့်ရင်းထဲမှာပူလောင်နေတယ်။ဟဲ့ချမ်းသာဘာလုပ်နေသလဲ။အိမ်ကိုသွားပြီးတော့လူလိမ္မာကိုပါရှစ်စေကွဲအောင်ရိုက်ပြီးတော့စစ်ဆေးကြမယ်။အိုးဒီလောက်နဲ့လည်းမရသေးပါဘူး။လိမ်လည်မှုနဲ့ပလိတ်ကိုတိုင်းရမယ်။ချမ်းသာသည်မနှင်းစီနဲ့အမြန်ဆုံးတွေ့ပြီးတော့မင်းမြန်းချင်တာကြောင့်ကြီးတော်ကြီးကိုရထားလုံးပေါ်ကိုခေါ်ကလားကိုအမြန်မောင်းခိုင်းလိုက်လေတယ်။အင်ကြီးရဲ့စင်ဝင်အောက်ကိုရောက်တဲ့အခါမှာတော့ချမ်းသာသည်ရထားလုံးပေါ်မှာခုန်ချပြီးတော့ဗန္နာဆိုကြီးဦးတီလာအားမေးလိုက်တယ်။မနှင်းစီဘက်မှလေဦးတီလာသည်အံ့ဩဟန်နဲ့ဟာမနက်ကမနှင်းစီကမင်းရဲ့ရုံကန်ကိုလိုက်သွားတယ်လေမင်းရဲ့ရုံကန်ကိုရောက်ဖူးစင်နေဆိုပြီးထွက်သွားတာပဲဦးလေးတို့ကလိုက်ဖို့မဲဆိုတာတော့လက်မခံဘူးလေချမ်းသာသည်အလွန်တုန်လှုပ်ခြောက်ခြားသွားပါတယ်ဘယ်ချိန်ကထွက်သွားတယ်လဲမင်းနဲ့တော့ရှေ့စင်နောက်စင်မှာပဲကွာဘာဖြစ်လို့လဲမောင်ချမ်းသာချမ်းသာဟာဒေါသတကြီးအမူအရာနဲ့ဦးတီလာတို့ကသူ့ကိုဘာဖြစ်လို့တယောက်တည်းလွတ်လိုက်တာလဲဗျကျုပ်ရဲ့ရုံကန်ကိုသွားမယ်ဆိုရင်လည်းလိုက်ပို့ပါလားထိုခိုင်းမှာပင်ဒေါ်သူစာကရောက်လာပြီးတော့သူကဘယ်သူလိုက်ပို့တာမှလက်မခံမဲနဲ့ညှင်းဆန်ခဲ့တာပဲမောင်ချမ်းသာချမ်းသာသည်အင်ကြီးတွင်မှပြေးထွက်ပြီးတော့ရထားလုံးကိုခိုးဆွဲတက်ကရထားလုံးကလာအားမောင်းသူနေရာမှာတွန်းချပါတယ်ပြီးတာနဲ့သူဟာကန်းနာစီကိုသာအပြင်းမောင်းနေခဲ့တယ်ချမ်းသာရင်ထဲမှာတော့ဘလောင်ဆူနေပြီမြို့ပေါ်ရှိလူများကရထားလုံးကိုချမ်းသာကိုယ်တိုင်မောင်းနေလာတာကိုကြည့်ပြီးတော့တန်အော်ဖြစ်နေကြပါတယ်ချမ်းသာဟာလမ်းမှာတွေ့သမျှအရာအလုံးကိုလည်းမရှောင်မဲနဲ့တိုက်ချသွားတယ်ကန်းနာကိုရောက်တဲ့အခါမှာတော့မနှင်းစီနဲ့ပတ်သက်၍တွားရောက်စုံစမ်းရာမနှင်းစီသည်လွန်ခဲ့တဲ့နာရီပိုင်းလောက်ကမော်လမြိုင်ကိုထွက်မဲ့ဆက်လီနဲ့လိုက်သွားကြောင်းကိုသိရတယ်။ချမ်းသာဟာကန်းနာရှိထိုင်ကုန်ပါခြေပြက်လက်ပြထိုင်ချပြီးတော့ရှင်ထဲမှနာကျင်ကြေကွဲမိပါပြီ။သူသည်မနှင်းစီကိုချစ်မိနေပြီ။မနှင်းစီကတော့မိမိရဲ့ခံစားချက်များကိုမဆာနာဘဲနဲ့ခွဲခွာသွားရပါတယ်။ရက်ဆက်လိုက်တာမနှင်းစီရဲ့မင်းကိုချစ်တာသိရတာနဲ့ကိုခွဲခွာထားရသလား။ကိုဘလောက်ပူဆွေးပြီးတော့ကြည်ရခင်မလဲ။ထို့နောက်မှာတော့ချမ်းသာသည်ရထားလုံးကိုဒုံဆိုင်၍သူ့ရဲ့အိမ်ရှိရာကိုကမူရှူတို့မောင်းနေပါတယ်။အိမ်ကိုရောက်တဲ့အခါမှာတော့မနှင်းစီရဲ့ဗီဒီယိုအန်ဆွဲကိုဆွဲဖွင့်တယ်။အန်ဆွဲထဲမှာစင်ပြက်ကြီးထည့်ထားတဲ့ဘူးကတော့ရှိနေစေ။ချမ်းသာသည်တုံရင်နဲ့လက်များနဲ့ဘူးကိုဖွင့်ကြည့်တော့စင်ပြက်ကြီးကိုမတွေ့ရတော့ချေ။မိခင်တက်တာကိုလည်းကမန်ကတန်ဖွင့်ကြည့်တော့မိခင်တက်တာတဲ့ရှင်ငွေစက်ကူများမှာတပြားတစ်ချက်မှမရှိတော့ပြီ။ချမ်းသာသည်ရှင်နာလွန်းနာကြောင့်တရိษံတကောင်ကဲ့သို့ကျင်းလောင်စွာနဲ့အော်ဟစ်တယ်။ရက်ဆက်လိုက်တာမနှင်းစီရဲ့မင်းငါအချစ်ကိုစော်ကားရတာမင်းယူသွားတဲ့စင်ပရက်နဲ့မိခင်တက်တာတွေကငွေဆက်ကူတွေဟာငါအချစ်နဲ့နှိုင်းရှင်တော့မြင့်မို့တောင်နဲ့ဇီးစေးလောက်ပဲရှိတယ်မင်းဟာငါရဲ့ဇနီးဆိုရင်ငါပိုင်ဆိုင်တဲ့စီးစိမ်ဥစ္စာတွေအများကြီးကိုပိုင်ဆိုင်ခွင့်ရမှာဘာမဟုတ်တဲ့စင်ပရက်လေးတကုံနဲ့ငွေဆက်ကူကိုမှတ်ပြီးတော့လှုပ်ရက်လိုက်တာမင်းဟာတိတ်ဆိုးတဲ့မိန်းမပဲချမ်းသာသည်တဲချေပြက်လူမတက်ပူဆွေးဝမ်းနေတဲ့ဝေဒနာကိုခံစားပါတယ်ကြီးတော်ကြီးဟာအိတ်ခမ်းကျွင်းကိုဝင်လာပြီးတော့ပူဆွေးမနေပါနဲ့တော့လူကလေးရဲ့အခုလိုလူလေးရဲ့ရင်ဝင်တွေကအမြန်ဆုံးထွက်ပြေးသွားတာပဲကံကောင်းတယ်လို့မှတ်ပါဒီမိမပိမကြကြနေသည်လူလေးဟာစပကြီးမွေရစ်ပတ်တယ်လို့ခံစားရမယ်လူလေးကံကောင်းလို့သာဒီမိမဟာလွတ်မြောက်သွားတာကျုပ်ကံမကောင်းဘူးဗျကျုပ်စီကအဖိုးမဖြတ်နိုင်တဲ့ပစ္စည်းတစ်ခုသူ့စီပါသွားပြီစင်ပရက်ပါသွားတာကိုပြောတာလားလူလေးရဲ့ပစ္စည်းတင်ခါရလူတင်ခါရပါကွယ်စင်ပရက်တဲ့အစာပေါင်းများစွာတားလို့နဲ့ကျုပ်နှလုံးသားပါသွားတာကျုပ်ကသူ့ကိုချစ်မိနေပြီသူမရှိလဲကျုပ်မနေတတ်တော့ဘူးဂျင်းကြီးမှာသူမရှိရင်အတိတ်ပဲမရှိတော့ဘူးကြီးတော်ကြီးဟာချမ်းသာအတွက်အလွန်စိတ်ထိခိုက်သွားပါတယ်
စိတ်ကိုပြေပါမောင်ချမ်းသာရဲ့သူပြန်မလာတော့ဘူးထင်ပါရဲ့ကျုပ်ပေါ်ကိုရက်ဆက်လိုက်တာသူဟာဘယ်တော့မှဘိမှမရှိခဲ့ပါဘူးကွယ်မောင်ချမ်းသာဟာအိမ်မက်တစ်ခုနဲ့လက်ထက်လိုက်တာပါဟုတ်တယ်မနှင်းစီဟာမောင်ချမ်းသာရဲ့ဝိညာဉ်ကိုခိုးယူသွားတဲ့အိမ်မက်တစ်ခုလိုပါပဲအိမ်မက်ကိုတန်းတာနေလို့လည်းဘာထူးတော့မှလဲအိမ်မက်ဟုတ်လားအိမ်မက်မဟုတ်ဘူးဗျကျုံနှလုံးသားထဲမှာအမှန်တကယ်ရှိတာသူကိုလွယ်လွယ်လေးထုတ်ပြလို့မရဘူးအယူတောက်လို့သူဟာအချင်းချင်းရွစွန်နေမိပါတယ်ချမ်းသာသည်မနှင်းစီမရှိတဲ့အချိန်ကစပြီးတော့ကုမ္ပဏီရုံးခန်းလည်းမသွားတော့အိတ်ခမ်းထဲမှာပဲတကူရဲ့အထီးကျန်စွာနေတယ်ဘသူနဲ့မှလည်းစကားမပြောတော့သူရဲ့အာယုံထဲမှာတော့မနှင်းစီကသာအစင်ထာရလွမ်းမိုးနေပါတယ်အိမ်မက်များပြက်ပြက်သွားတယ်လို့ခံစားရတယ်သူတို့အားလုံးကမနှင်းစီကိုအိမ်မက်တစ်ခုလို့ပြောတယ်တော်တော်လေးအိမ်မက်တစ်ခုမဟုတ်မှန်သူ့နှလုံးသားကတည်နေပါတယ်အရက်တွေတိတ်မတောက်ပါနဲ့တော့လူလေးရဲ့မိမတယောက်တည်းနဲ့ဘဝကိုအရှုံးပေးတော့မလို့လားလူလေးကိုကြည့်ပြီးတော့ကြီးတော်ကြီးဟာနေ့စဉ်တကုံကိုတရီဖြစ်နေပြီတကယ်တော့လူလေးဟာရှေးဘဝကဝေကျွေးရှိလို့မနှင်းစီနဲ့စုံစည်းဝင်ရတာဘာပဲဖြစ်ဖြစ်ကျုပ်ကတော့သူ့ကိုပြန်တွေ့ခြင်းနဲ့ဥတီလားဘာအတွက်လဲမောင်ချမ်းသာရဲ့ကိုပေါ်မကောင်းတဲ့မိမတယောက်ကိုဘာဖြစ်လို့ပြန်တွေ့ခြင်းရမှာလဲသူကိုမောင်ချမ်းသာရဲ့ဝိညာဉ်တွေကမောင်းထုတ်ဖို့ကြိုးစားပါချမ်းသာဟာစပွဲပေါ်မှာတင်ထားတဲ့ချောင်းလုံးပြူတနက်ကိုကောက်ကန်လိုက်ပါတယ်သူနဲ့ပြန်တွေ့ခြင်းနဲ့သူနဲ့တွေ့ပြီးစကားတစ်ခုလောက်မေးကြည့်ခြင်းသေးတယ်ကျုပ်ကိုချစ်ရလားဆိုတဲ့မေးခွန်းပေါ့ဘာထူးမှလဲမောင်ချမ်းသာရဲ့တိတ်ထူးတာပေါ့သူကကျုပ်ကိုချစ်တယ်ဆိုရင်သူ့ကိုကျုပ်အသေးသက်ပြင်မယ်ကျုပ်လည်းကိုအဆုံးစီရင်လိုက်မယ်ကျုပ်ကိုချစ်တယ်ဆိုတဲ့မိမတယောက်ကိုတပားသူရင်ခွင်မှာမမြင်စင်မှုဥတီလကျုပ်ရင်ထဲမှာမီးလိုပူတယ်စိတ်ကိုပြေပါမောင်ချမ်းသာရဲ့ဘာပဲဖြစ်ဖြစ်မောင်ချမ်းသာကိုအချင်းဆိုတဲ့စီကကုသသွားမှာချမ်းသာသည်ဒီလွန်နဲ့တလားခံကြတဲ့အခါမှာတော့ကြီးတော်ကြီးကိုအိမ်မှာပြန်ခိုင်းလိုက်ရတယ်မိမိအတွက်ကြောင့်ကြီးတော်ကြီးမှလည်းကိုစိတ်ဆင်းရဲနေမှသေးကြတယ်ချမ်းသာရဲ့အာယုံထဲမှာတော့မနှင်းစီသည်အစင်မြဲရှိနေစေအိတ်ခမ်းထဲမှာအရက်တောက်နေတိုင်းမနှင်းစီရဲ့ပုံရိပ်များကိုသာမြင်တွေ့ရတာကြောင့်ရင်ထဲမှာပူလောင်ပြီးတော့ဆန်ထဲကိုဆင်းထိုင်ပါတယ်ပန်းစံထဲမှာလည်းမနှင်းစီရဲ့ပုံရိပ်များကိုတွေ့တာကြောင့်ဓာတ်ရှည်တဆောင်းကိုယူကနှင်းစီပင်များကိုခုတ်ပန်းပြလိုက်တယ်ချမ်းသာသည်ဘိန်းမျိုးရဲ့ရှိနာမည်ကျော်စားတောက်ဆိုင်ကြီးများကိုတွားပြီးတော့တကူရဲ့အရက်တောက်တယ်ချမ်းသာအရက်တောက်နေပုံကိုကြည့်ပြီးတော့မိတ်ဆွေပေါင်းတွေကဂိူနာတက်တာကြောင့်နှစ်သိမ့်ရန်ကြိုးစားပါတယ်မပြောကြပါနဲ့ဗျာဒီအကြောင်းတွေကိုခမရတို့ပြန်မပြောပါနဲ့ကျုံသားထဲမှာမခံတာလွန်းလို့ပါကျုပ်ကိုခင်တော့ကျေးဇူးပြုပြီးအရက်ဝိုင်းကထွက်သွားပြီပါကျုပ်တောင်းပန်ပါလေထိုအခါချမ်းသာကိုခင်မင်းသူများကလည်းနှစ်သိမ့်ဖို့မတက်တာတော့ပဲနဲ့အရက်ဝိုင်းမှထွက်ခွာသွားကြတယ်တချို့သောမိတ်ဆွေများကလည်းချမ်းသာကိုမရတာယူဖြစ်နေပြီလို့သာသတ်မှတ်လိုက်ကြပါတယ်တနေ့မှာတော့ချမ်းသာအရက်ဝိုင်းကိုမမျောလင့်မဲနဲ့လူတဦးဟာရောက်ရှိလာပါတယ်ကျုပ်ကိုမှတ်မိလားကိုချမ်းသာရေဝေတဲ့နှလုံးများနဲ့ကြည့်လိုက်တော့မနှင်းစီရဲ့အကိုဝမ်းခွဲတော်တဲ့အလွတ်စုံတောက်ကိုသိန်းအောင်ဆိုသူဖြစ်နေပါတယ်မှတ်မိပြီကျုပ်ခမရကိုကောင်းကောင်းမှတ်မိတာပေါ့ခမရကိုသိန်းအောင်မလားအလွတ်စုံတောက်လေခမရရဲ့တည်င်းကိုတော့ကျုပ်ကြားပြီးပါပြီခမရတော်တော်ကျုပ်စိတ်မကောင်းပါဘူးခမရရဲ့စီစဉ်ဥစ္စာတွေအများကြီးဆုံးရှုံးသွားတယ်နော်ပလိတ်ကခမရရဲ့အမှုကိစ္စကိုဘာမှဝင်ပြီးမဖြေရှင်းပေးဘူးလားဘာအမှုဖြစ်လို့ပလိတ်ကဖြေရှင်းပေးရမှာလဲသူကကျုပ်မိမလေကျုံမိမကကျုပ်ပေးထားတဲ့ပစ္စည်းတွေကိုယူသွားတယ်ဒါဟာပလိတ်နဲ့ဘာမှမဆိုင်ဘူးကျုံဝမ်းနဲ့ကြေကွဲနေတာပစ္စည်းတွေအတွက်လို့ခမရထင်နေသလားကျုံရင်ထဲမှာပစ္စည်းတွေဘာမှမဖြစ်ဘူးဗျခမရမှာဆုံးရှုံးသွားတာအများကြီးပါပဲခမရပိုင်စီစဉ်ဥစ္စာလေးဆုံးရှုံးသွားတယ်ခမရရဲ့နှလုံးသားလေးဆုံးရှုံးသွားတယ်ခမရသူနဲ့ဆက်ဆံနေချိန်မှာသူ့ရဲ့ပြုမှုတွေကိုတန်တရားမရှိဘူးလားမိမတွေရဲ့မာယာကိုကျုံမသိဘူးဗျမိမတွေကိုကျုံနာလေဖို့အများကြီးကြိုးစားအောင်မေးဒါဆိုရင်တော့မိမတွေနဲ့ပတ်သက်ပြီးတော့ခမရဟာအတော်ညံသေးတာပဲဒီပုံစံတိုင်းသာဆိုရင်တော့လောကမှာတွေ့သမျှမိမကခမရကိုလိန်ညာလှည့်ပြားသွားမှာပဲမိမမာယာတဲကိုပြားဆိုတဲ့စကားကြားဘူးတယ်မလားမိမတွေကိုဘယ်တော့မှမယုံနဲ့သူတို့ကမာယာများတယ်လှည့်ပြားတတ်တယ်ဒီမှာခမရရဲ့ဆရာကြီးဆန်ဆန်စကားတွေကိုကျုံမကြားချင်ဘူးကျုပ်ခမရကိုစကားတစ်ခုမှမေးမယ်ခမရဟာစုံတောက်ဆိုတော့မနှင်းစီကိုရှာပေးနိုင်မလားထိုအခါကိုသိန်းအောင်ကမျက်လုံးများမေးစဉ်းစားတယ်ကျုပ်ရှာရင်တော့တွေ့နိုင်ပါလေဒါပေမဲ့ပျောက်ဆုံးနေတဲ့ကျုံညမဝမ်းခွဲမနှင်းစီကိုရှာရအောင်မေကျုံညမမနှင်းစီအနေနဲ့တွေ့နေပြီလို့ကျုပ်ထင်တယ်ကျုံညမမနှင်းစီရဲ့ဓာတ်ပုံကတော့သူပဲခမရသူ့ကိုတွေ့ဘူးသလားသူ့ကိုတော့အပြင်မှာတစ်ချိန်တစ်ခါမှမတွေ့ဘူးကျုပ်စိတ်ဝင်စားတာကအိမ်မနှင်းစီမဟုတ်ဘူးကျုပ်ကိုလှည့်စားသွားတဲ့မာယာရှင်မနှင်းစီကိုပြန်တွေ့ချင်တာခမရရအောင်ရှာပေးခမရလိုတလောင်ငွေကိုတော့ကျုပ်ပြန်ပေးနိုင်တယ်ကျုပ်ကမနှင်းစီကလွှဲရင်ဘသူ့ကိုမှမလိုချင်ဘူးကိုသိန်းအောင်ကတပြင်းချပြီးတော့ခမရကိုလှည့်စားသွားတဲ့မနှင်းစီကိုကျုပ်ကရှာတွေ့ပြီးတော့သူ့ကိုခမရစီခေါ်လာရင်ဖြစ်စီခမရကိုသူ့စီခေါ်သွားရင်ဖြစ်စီခမရမှာဘာများကောင်းကျိုးရှိမှာလဲခမရရဲ့စီးစဉ်ဥစ္စာတွေလည်းပျက်စီးသွားပြီ
ခမရနှလုံးသားကလည်းကြေမွနေပြီခမရသူနဲ့ပြန်တွေ့လေဘာထူးမှလဲအသေးအသေးတွေမဖြစ်အောင်တော့ခမရမေးထားတာပဲကောင်းပါတယ်ထိုအခါချမ်းသာကမျက်မှောင်ကိုကျုပ်ပါတယ်သူ့ကိုချစ်လွန်းလို့လူလောကမှာအရှင်မထားကြတော့ဘူးကိုသိန်းအောင်ဒီချမ်းသာရဲ့စကားကြောင့်မိဒီစကားကိုမှမစိုးနိုင်တော့ဘဲနဲ့ငြိမ်သက်သွားတယ်အတန်ကြာတဲ့အခါမှာတော့ကျုပ်ခမရရဲ့မနှင်းစီကိုမတွေ့တွေ့အောင်ရှာပေးမယ်ခမရရဲ့စကားကိုကြားတာအားရှိလိုက်တာဒါပေမဲ့ခမရကမနှင်းစီကိုရှာဖွေနေတာတိုးတက်မှုရှိမရှိတော့ကျုပ်သိစင်နေကျုပ်အိမ်ကြီးမှာနေပြီးတော့မနှင်းစီတဲ့င်းကိုတော့စောင့်ပြီးတော့နားမထောင်နိုင်ဘူးခမရနောက်ကိုကျုပ်ကိုယ်တိုင်လိုက်မယ်ပြောလိုက်ရအလူစုံတော့သိန်းအောင်ကချမ်းသာကိုအံ့ဩသွားပါတယ်ခမရရာဘာဆန်ပိုင်ရှင်တထင်းတော့ကျုပ်လိုစုံတော့တယောက်နောက်ကိုခမရရဲ့အလုပ်တွေကိုပြစ်ပြီးတော့လိုက်နိုင်မှာမလားတိတ်လိုက်နိုင်တာပေါ့ကျုပ်ဘွားမှာမနှင်းစီတဲ့ရေးကြည့်တာဘာမှမရှိဘူးကိုသိန်းအောင်ကသဘောပေါက်ဟန်နဲ့ခေါင်းငယ်ပြပါတယ်ဒါဆိုရင်တော့ကျုပ်တို့ညအတူတူပေါင်းပြီးတော့ရှားကြမယ်ဘာပဲဖြစ်ဖြစ်ခမရကိုယ်တိုင်လိုက်လာတော့ကျုပ်တို့လည်းအကျိုးကျေးဇူးတွေအများကြီးရတာပေါ့ကျိုးပါရဲ့ဗျာကျုပ်တို့ရပ်ပိုင်းတွင်မှာခီးထွက်ဖို့ပြင်ထားပြီတော့ချမ်းသာသည်သူ့ရဲ့တာဝန်များကိုပန်းနာဆိုကြည့်ဦးတင်လာနဲ့အနံပြီးတော့အလုံးစုံတောက်ကိုသိန်းအောင်နဲ့ခီးရှိထွက်ရန်ကြံစီတယ်ဘာပဲဖြစ်ဖြစ်ကိုစစ်ကိုထိမှလူလေးရဲ့မနှင်းစီဆိုတဲ့မိန်းကလေးနဲ့ပြန်ဆုံတွေ့လေသူ့ကိုအိမ်မက်တွေခိုးသွားတဲ့မိမတောက်လိုပဲသဘောထားပါရန်ညွှန်းရန်စားပြီးလဲထားမနေပါနဲ့သူနဲ့တွေ့တော့မိကုန်းလေးတစ်ခုမေးအောင်ပါပဲဦးလေးရဲ့သူ့ရဲ့အဖြစ်တစ်ခုကကျုပ်ရဲ့ကံကြမ္မာကိုအဆုံးဖြတ်ပေးမှာပဲလူလေးရဲ့ကံကြမ္မာဟာသူတစ်ပါးနဲ့ပတ်သက်နေတာတော့စိတ်မကောင်းစရာပဲကွယ်ကိုရဲ့ကံကြမ္မာကိုဘာသာကိုဖန်တီးတာအကောင်းဆုံးပဲမလားကျုပ်ကိုကျုံမပိုင်တော့ဘူးတော်သူစားကျုပ်ဟာအတ္တရဲ့အကျဉ်းသားဖြစ်သွားပြီချမ်းသာဟာအလို့ဆုံတော့ကိုသိန်းအောင်နဲ့အတူဘိမ်မျိုးမှာရေလန်းခီးနဲ့ထွက်လာခဲ့ပါတယ်တင်မောပေါ်မှာညစာစားတောင်းရင်ကကျုပ်တို့မော်လမြိုင်မှာသူနဲ့ပတ်သက်တဲ့သတင်းစာနာကိုရအောင်စုံစမ်းကြည့်ရမယ်ဟုတ်တယ်မနှင်းစီနဲ့အတူနေတော့ကမော်လမြိုင်မျိုးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးကြားဘူးတယ်ကျုပ်ကလည်းမော်လမြိုင်ကိုအဓိကပြစ်မှတ်လိုပဲသဘောထားတယ်ထို့သောနဲ့၎င်းတို့သည်မော်လမြိုင်မျိုးအနှံ့ကိုသွားပြီးတော့မနှင်းစီနဲ့ပတ်သက်တဲ့တဲလွန်စားများကိုရှာဖွေတယ်မော်လမြိုင်စိတ်ကန်းရှိဆက်လီတစည်းမှာတော့မနှင်းစီနဲ့ပတ်သက်တဲ့တဲလွန်စားအချို့ကိုရပါတယ်ဆက်လီပိုင်ရှင်လူကြီးကမနှင်းစီရဲ့တပ်ပုံကိုကြည့်ပြီးတော့မနှင်းစီသည်ဇက်ဖွဲ့တစ်ဖွဲ့နဲ့လိုက်ပါလာတဲ့မိမတောင်လို့ဆိုတယ်သူ့ကိုဇက်ဖွဲ့တစ်ခုမှတွေ့ဘူးတယ်ဟလားတေးစားလို့လားဦးလေးရဲ့သူ့လိုချောမောလာပါတဲ့မိမတောက်ကိုဘယ်ယောက်ျားမှမျက်လုံးထဲကနေလွယ်လွယ်ဖြောက်လို့မရပါဘူးဇက်ဖွဲ့လို့တေးစားနေတာကအဲ့ဇက်ဖွဲ့ကိုဦးလေးရဲ့ဆက်လီနဲ့တဲဆောင်ခဲ့ဘူးလို့ပါထိုခါမှာတော့အလို့ဆောင်တော့ကိုသိန်းအောင်ကဇက်ဖွဲ့မှာအဲ့မိမကမင်းသမီးလားပြဆက်မင်းသမီးလို့တော့ထင်တာပဲချမ်းသာသည်ဘိမ်းမျိုးမှာနေထိုင်စဉ်ကစိန်ပိုးတီဇက်ဖွဲ့ကိုမနှင်းစီကတွားရောက်ကြည့်ရှုခြင်းကိုအမှတ်ရပါတယ်ဇက်ပွဲကြီးတဲ့ညကမနှင်းစီကရုတ်တရက်ပြောက်ဆုံးပြီးတော့မတင်ကားပွဲလူတဦးနဲ့မောင်ရိပ်ထဲမှာတွေးဆုံပုံကိုမြင်အောင်လာတယ်စိန်ပိုးတီဇက်ဖွဲ့များလားဟာဟုတ်တယ်စိန်ပိုးတီဇက်ဖွဲ့ပဲအပြန်လမ်းမှာတော့အလို့ဆောင်တော့ကိုသိန်းအောင်ကခမရကဘယ်ဆိုလို့လဲကျုပ်ထက်တောင်မှပိုတော်နေသေးတယ်စိန်ပိုးတီဇက်ဖွဲ့ဆိုတာခမရဘယ်လိုသိလဲထိုအခါအကြောင်းဆောင်ကိုရှင်းပြလိုက်ပါတယ်။အော်ဒါဖြစ်ဒါရေးကြည့်တဲ့တဲလွန်စားပဲ။အိမ်ညာကမနှင်းစီနဲ့တွေ့ဆုံတဲ့ယောက်ျားကိုခမရကမှတ်မိဘူးလား။အမောင်ထဲမှာဖြစ်နေလို့ကျုပ်ဘာမှတဲတဲကွယ်ကွယ်မမြင်ရဘူး။ဒါဖြစ်ရင်တော့ကျုပ်တို့ဟာစိန်ပိုးတီဇက်ဖွဲ့ကိုတွားပြီးတော့မနှင်းစီကြောင့်ကိုစုံစမ်းကြရမယ်။ချမ်းသာတို့သည်စိန်ပိုးတီဇက်ဖွဲ့ရှိမဲ့အရက်ကိုစုံစမ်းတဲ့အခါမှာတော့တန်လင်းကြိုက်ခေါက်ဖျားပွဲတို့စိန်ပိုးတီဇက်ဖွဲ့ဝင်ရောက်ကားပြနေကြောင်းသိရတယ်။ကြိုက်ခေါက်ဖျားပွဲကိုရောက်တဲ့အခါမှာတော့ကိုသိန်းစော်ကကျုပ်တို့လူခွဲပြီးတော့စုံစမ်းကြမယ်လေကျုပ်ကပလိတ်ဖွဲ့မှာစုံစမ်းမယ်ခမရကတော့စိန်ပိုးတီဇက်ဖွဲ့ကိုတွားပြီးတော့စုံစမ်းပြီတော့ချမ်းသာသည်စိန်ပိုးတီဇက်ဖွဲ့ရဲ့ဇက်ဆရာနဲ့တွားရောက်တွေ့ဆုံပြီးတော့မနှင်းစီရဲ့ဓာတ်ပုံကိုပြသလေရာပြဇက်မင်းသမီးမြနှင်းစီရဲ့ဓာတ်ပုံပါလားမြနှင်းစီကကျုပ်တို့ဇက်ဖွဲ့မှာမကတာတော်တော်ကြာနေပြီမြနှင်းစီဟာအမှုပညာကောင်းမှုပေမဲ့အလုပ်ကိုတော့ကောင်းကောင်းမလုပ်ချင်ဘူးဒါကြောင့်ဇက်ဖွဲ့ကသူထွက်သွားတာဘယ်သူမှဝမ်းမနေဘူးဒီလိုနဲ့ချမ်းသာကပြဇက်မင်းသမီးမြနှင်းစီရဲ့နေရက်ကိုစုံစမ်းလေရာမှာတော့သူဗမာနေလဲဆိုတာတော့တိတိကျကျမသိဘူးနေပါဦးဇက်ထဲကမီးစရာအဖိုးကြီးတော့သိလိမ့်မယ်သူကိုခေါ်မေးကြည့်ပေးမယ်လေမီးစရာအဖိုးကြီးရောက်လာတဲ့အခါမှာတော့ညာနှင်းစီရဲ့ဇာတိကမိမလာကျွန်းဇာတိအဘတို့နေကတော့တရက်သားတွေပဲဒါပေမဲ့ညာနှင်းစီကဘယ်တော့မှမိမလာကျွန်းကိုပြန်မှာမဟုတ်ဘူးဒီလိုပြောတဲ့အခါမှာတော့ချမ်းသာတို့အတွက်မနှင်းစီကိုပြန်လဲဆုံတွေ့ရလန်းစားကပျောက်သွားပြီသို့တော့ချမ်းသာကတော့လက်မလျှော့ပါချေမနှင်းစီကသူ့ရဲ့အချစ်ကိုခိုးယူသွားသူမဟုတ်ပါလားမြနှင်းစီနဲ့ပတ်သက်ပြီးတော့လမ်းစာပြောက်တဲ့ခါမှာတော့အလို့ဆောင်တောက်ကိုသိန်းအောင်ကဘယ်လိုလဲကိုချမ်းသာဒီမိမနဲ့ပတ်သက်ပြီးတော့ခမရလက်မလျှော့သေးဘူးလားကျုပ်ဘယ်တော့မှလက်မလျှော့ဘူးမနှင်းစီကဘာမြေအစုံရောက်နေပါစီကျုပ်ကမရောက်ရအောင်ရှောက်ခွေးပြီးတော့လိုက်ရမှာပဲခမရရဲ့မိမကိုရှာမတွေ့သေးသေး
ပျောက်ဆုံးနေတဲ့ကျုံညမလေးရဲ့တဲလုံစားကိုတော့ရှာဖွေဖို့ခက်နေတာလေအမှန်ပဲ။ချမ်းသာဟာမျက်မှောင်ကျုံရေးစဉ်းစားပြီးတော့ဒါဖြစ်လေကျုပ်တို့ဒီတစ်ခေါက်တော့ရန်ကုန်သွားကြမယ်။ရန်ကုန်မြို့ဟာကျယ်ဝန်းပြီးတော့လူမျိုးပေါင်းစုံရှိတယ်။မန္တလေးစီလိုလူမျိုးဟာရန်ကုန်မြို့မှာတော့ပုံးခိုလို့အကောင်းဆုံးပဲ။ခမည်းကောင်းတယ်လို့သာလုပ်ပါ။လောလောဆယ်မှာတော့ခမည်းဟာကျုပ်ရဲ့အလုပ်ရှင်ဖြစ်နေပြီ။ခမည်းရဲ့အလုပ်ခလာစားတော့ဘာမှစိတ်ပူမနေနဲ့။မန္တလေးစီအနောက်ကိုလိုက်ရှာနေတဲ့ပြီခမည်းရဲ့လုပ်အားကမနစ်နာစေရဘူး။မန္တလေးစီကိုတွေ့ရင်လေခမည်းကိုလူတလောက်ကျုပ်ထပ်ပေးမယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ချမ်းသာတို့ဟာရန်ကုန်ရွှေမြို့တော်ကြီးစီကိုတက်ခဲ့ပါတယ်။ရန်ကုန်ကိုရောက်တဲ့အခါမှာတော့တရုတ်တန်ရှိဟိုတယ်တစ်ခုမှာတဲခိုတယ်။ချမ်းသာကတရုတ်ဟိုတယ်ရဲ့3ထပ်မှာတဲခိုပြီးတော့အလို့ဆောင်တောက်ကိုသိမ်းအောင်ကတော့ဒုတိယထပ်မှာတဲခိုတယ်။ကျုံမျိုးထဲသွားပြီးတော့ Play Inspector တောင်နဲ့သွားတွေ့ရအောင်မေ။ Play Inspector နဲ့တွေ့ပြီးတော့ရန်ကုန်မြို့မှာပိုင်ရှင်မဲ့အလောင်းတွေတွေ့မတွေ့စုံစမ်းရမယ်။ကျုပ်ကတော့ကျုပ်ရဲ့ပျောက်ဆုံးသွားတဲ့ညီမလေးတွေစိုးရိမ်နေရပြီ။ဒါနဲ့ခမရောရန်ကုန်မြို့ကိုရောက်ဘူးသလား။ကျုပ်ကရန်ကုန်မှာပဲကောလိပ်ကျောင်းတက်ခဲ့တာရန်ကုန်မြို့ကိုကောင်းကောင်းကျွမ်းတာပေါ့ဟောဒီတရုတ်တန်ကတရုတ်ဟိုတယ်တွေလေးကောင်ကျင်းဝိုင်းတွေမှာကျုပ်ချေရတွေကြီးပဲဒါဆိုရင်တော့တရုတ်ဟိုတယ်အပေါ်ဆုံးထက်ကဘိန်းခန့်တွေနဲ့ခေါင်မိုးပေါ်ကမက်ကိုကလန်မရီကျောင်းတော့ကောင်းကောင်းသိမှာပေါ့ကောလိပ်ကျောင်းသားပဲဗျာသိတာပေါ့ဒါပေမဲ့မိမတွေနဲ့တော့ကျုပ်ကကင်းကင်းရှင်းရှင်းနေခဲ့တယ်ကျုပ်ဘွားမှာမနှင်းစီဟာပထမဦးဆုံးနဲ့တယောက်တည်းပဲချစ်ခဲ့ဘူးတဲ့သူပဲတပြားဟောင်းကြီးကတော့မကြားကျင်တော့ပါဘူးဗျာကဲကျုပ်သွားမယ်ညနေစာကိုတော့ခမည်းပါလားခမည်းစားကျင်ဆိုတာစားပြီးတော့ကျုပ်ကတော့မိတ်ဆွေပလိတ်တွေနဲ့တွေ့တော့သူတို့ကိုပြုစုလိုက်အောင်မေညနေဆောင်တဲ့အခါမှာတော့ဟိုတယ်မှာထွက်ပြီးတော့မဟာဗန္ဓုလပန်းချံဘက်ကိုရှောက်ခဲ့ပါတယ်ယခုချိန်မနှင်းစီသာအနားမှာရှိတော့မြည်များပျော်ရွှင်စရာကောင်းမလဲမနှင်းစီမရှိတဲ့ဘဝဟာသူ့တော့၆တွေ့လွန်လာပါတယ်လမ်းလျှောက်နေတဲ့ဇုံတွေအနက်မိမဖြစ်သူဟာမနှင်းစီနဲ့ဆင်တူတယ်လို့ခံစားပါတယ်ဆန္ဒဟာထိုမိမကိုတည်တည်စစဆေးလုံရှာခြင်းကြီးစွာနဲ့ကြည့်တဲ့အခါမှာတော့ဒေချာပေါက်မနှင်းစီပင်ဖြစ်ကြောင်းတွေ့ရတယ်။ဆန္ဒဟာမိမိမျက်လုံးကိုပင်မယုံနိုင်အောင်ဖြစ်သွားပါတယ်။မနှင်းစီနဲ့တွေ့ပြီးရှောင်းလန်းလာသူကအသက်50ဝန်းကျင်ရှိတဲ့ဥပဒေရုပ်ကောင်းကောင်းတဲ့လူကြီးတဦး။မနှင်းစီတို့စုံတွေဟာဝီတိုရီယာပန်းစံနဲ့မလန်မကတ်မှာရထားတဲ့အော်စတင်ကားနယ်လီပေါ်ကိုရောက်သွားတယ်။ဆန္ဒသည်ဝီတိုရီယာပန်းစံခေါ်ဗန်နူလာပန်းစံထဲမှာကမှုရှူတို့ပြေးထွက်ပြီးတော့လမ်းပေါ်မှာတွေ့ရတဲ့တက်စီတစည်းကိုတားကဟိုရှိကအော်စတင်ကားနယ်ကိုလိုက်ပေးပါ။အော်ဟစ်ပြောဆိုပြီးတော့ကားပေါ်ကိုခုန်တက်ပါတယ်။ကားဒရိုက်ဘာကချမ်းသာကိုအံဟန်နဲ့ကြည့်ပြီးတော့မိတ်ဆွေကအစုံတော့တယောက်ထင်တယ်။အင်းစိန် CID ရုံးကပဲလား။ကားဒရိုက်ဘာကလီဘာကိုနေ၍ကားကိုဦးကနေမောင်းထွက်ပါတယ်။ဟာဟုတ်တယ်။ကျုပ်ကစုံတော့တယောက်ပဲ။ခမရစကားရှင်နေရနဲ့အော်စတင်ကားကိုမမီပဲဖြစ်နေအောင်မေ။ဟုတ်ပါပြီဗျာ။မိတ်ဆွေလို CID ကစုံတော့တယောက်နဲ့တွေ့ရတာကျုပ်သိဝမ်းသာတာပဲ။ကျုပ်ကဆရာကြီးရွှေဦးထောင်းနဲ့ဆရာကြီးတကုံရွှေများရဲ့စုံတော့ဝတ္ထုတွေကိုဖတ်ပြီးတော့ဝါသနာသိပ်ပါတာဗျ။ကျုံနာမည်ကတော့လှမိုးတခါတော့ကအမှုတစ်ခုမှာစာပလင်မင်းအောင်ဆိုရဲစုံတော့ကိုကျုပ်ကကူညီပေးဘူးလေ။ဒရိုင်ဘာလုပ်နေပေမဲ့စုံတော့ဖြစ်စင်တာကျုပ်ရဲ့စုံတော့ညံရည်ထက်တန်မှုရှိအောင်နေစဉ်ပေးနေရသေးတယ်။ချမ်းသာသည်စုံတော့ယူလှမိုးဆိုသူကိုအလွန်စိတ်ပြတ်ပြီးတော့ခမည်းပြောနေတာနဲ့ရှေ့ကားကိုမျက်ခြေပြတ်သွားတော့မယ်။ကျုပ်ကားကို CID ကစုံတော့မင်းကြီးကားတောင်မျက်ခြေပြတ်အောင်မောင်းလို့မရဘူးဗျ။ထို့သို့ပြောနေစဉ်မှာပင်အရှိမထွက်ခွာသွားတဲ့ကားကအလုံးပဲရှိချန်ကြီးတစ်ဆန်တဲ့ကိုချိုးပွေဝင်သွားပါတယ်။စုံတော့ယူလှမိုးကကားကိုချမ်းနဲ့မလန်မကန်မှရက်ပြီးတော့ကျုပ်တို့ချမ်းမြင်ကားစောက်ပါလားချန်ထဲကိုဝင်ကြည့်ပါလားဆန်းသာကချန်ထဲရှိခြင်းလေးကိုခိတာဆောင်ကြည့်ပြီးတော့စုံတော့ယူလှမိုးရဲ့ကားကိုပြန်လွှတ်လိုက်ပါတယ်ထို့နောက်ခြုံထဲပိတ်ပေါင်းများစွာထူထပ်တဲ့ခြံကြီးကြီးကိုတရွေ့ရွေ့တိုးကပ်သွားတယ်ခြံကြီးရဲ့အနောက်ဘက်ကိုရှောက်သွားပြီးတော့ခြံထဲကိုတိုးနိုင်တဲ့အပေါက်ကိုရှာဖွေလျာတနေရာမှာတော့လူတကူစာဝင်နိုင်တဲ့အပေါက်ကိုမြင်ရပါတယ်ချမ်းသာသည်ခြုံတွေများကိုကာကွယ်ပြုပြီးတော့အပေါက်ကိုတဖြည်းဖြည်းချဲတယ်လူတကူစာဝင်နိုင်လောက်တာကြောင့်ခြံထဲကိုတိုးဝင်သွားပါတယ်ခြံထဲမှာတော့တစ်ချက်ပြင်တော့အင်္ဂလိပ်တစ်လုံးကိုတွေ့ရတယ်ပတင်းပေါင်းမှာသွားပြီးချောင်းကြည့်ရမှာတော့အင်္ဂလိပ်ရဲ့အေကန်ထဲမှာမန်နင်းစီနဲ့အသက်50ဝန်းကျင်လူကြီးတူကိုတွေ့ရပြီးတော့လူကြီးဒီကလတ်ထိုင်မှာထိုင်နေတဲ့မန်နင်းစီရဲ့အနီးကိုတိုးကပ်ပြီးတော့လွန်စွာမှချွဲပြစ်တဲ့အတန်မျိုးနဲ့အကိုကြီးတို့ဒီညဒီမှာပဲအိတ်တော်မယ်မြရဲ့မန်နင်းစီကကောင်းခါရမှာတယ်အကိုကြီးတို့မြအဖြစ်မပေးရသေးဘူးလေဒီမှာအိတ်လို့ဘဲဖြစ်မလဲအကိုကြီးကမြကိုအထင်သေးလို့ဒီလိုစကားမျိုးပြောတာလားထိုကလူကြီးကတဲဟဲရီမောပါတယ်အထင်သေးလို့ပြောတာမဟုတ်ပါဘူးကွယ်ဟောဒီကမြလေးနဲ့မခွဲနိုင်တော့လို့ပါအကိုကြီးကတော့မြနဲ့ဒီညအတူတူအိပ်ပြီးမနှက်ဖန်လက်ထက်လိုက်ချင်တော့တယ်ထိုခါမနှင်းစီကတော့အကိုကြီးကလည်းတကယ်စိတ်လောနေတာကိုစိတ်ကိုလည်းထဲအောင်မှာပေါ့ကျမအကိုကြီးကိုလက်ခံတယ်လက်မခံတယ်စဉ်းစားနေတော့မှာပဲကဲကျမလည်းပြင်ပန်းနေပြီအကိုကြီးပြန်มาတော့ဒီလိုပြောလိုက်တဲ့အခါမှာတော့အရှမ်းမရှိတဲ့လူကြီးဟာအတန်းချောင်းပေးကပ်နေပြီးမှမနှင်းစီကအချင်းချင်းနှင်းလွတ်တဲ့အခါအိမ်ထဲကလေးကန်စွာနဲ့ထွက်ခွာသွားလိမ့်တယ်
ချမ်းသာသည်၎င်းတို့ရဲ့အမူအရာကိုကြည့်ပြီးတော့ရင်ထဲမှာဒေါသစိတ်များတဖွာဖွာပေါ်ထွက်လာပါတယ်။မနှင်းစီကတော့အရှက်မရှိရဲ့လူကြီးထွက်ခွာသွားတဲ့အခါအိမ်ထဲကိုဝင်ပြီးတော့ထမင်းရင်ရှားကရေချိုးခန်းထဲဝင်နေ။ချမ်းသာကတော့မနှင်းစီရဲ့အိမ်ခန်းထဲကိုဝင်ပြီးတော့ကတင်ပေါ်မှာအိတ်ကဆောင်းနေလေတော့တယ်။မနှင်းစီသည်ရေချိုးခန်းထဲမှာသချင်းတအေးတီးဆိုပြီးတော့ရေချိုးနေပါတယ်။ရေချိုးပြီးရနောက်အိမ်ခန်းထဲကိုပြန်လဲဝင်ရောက်တော့အမောင်ရိပ်ချနေတာကြောင့်ကတင်ပေါ်မှာအေးဆက်နေတဲ့ချမ်းသာကိုမမြင်ပါချမ်းသာသည်မိမိအသက်တများချစ်ခင်ရတဲ့မိန်းမကိုကြည့်ပြီးတော့ရှင်ထဲမှာနာကျင်ကြေကွဲလာပါတယ်ထိုမိန်းမသည်မိမိရဲ့အနာဂတ်မျှော်လင့်ချက်များကိုဖျက်ဆီးခဲ့တယ်မိမိပေါ်ထားရှိတဲ့မိမိရဲ့ဝိညာဉ်ကိုလည်းခိုးယူသွားခဲ့တယ်မိမိရဲ့မျှော်လင့်ချက်အလုံးကိုအိမ်မက်လိုဖြစ်အောင်ပြုလုပ်ခဲ့တယ်ယခုထိုမိန်းမသည်မိမိရဲ့ရှေ့မှောက်ကိုပြန်လည်ရောက်ရှိနေပါပြီမနှင်းစစ်သည့်အဝတ်စားလေးပြီးရနောက်မှာတော့မန်ထဲမှာသူမရဲ့လှပရဲ့ပုံရိပ်ကိုတခဏသာကြည့်ရှုပြီးတော့အရာဘောကိုခြေပြလက်ပြလှည့်ချလိုက်တယ်။ထိုခါမှပင်ချမ်းသာကမင်းဘလောက်ထွက်ပြေးပြေးငါလက်ကပြေးမလို့ပါဘူး။တီတိုပြောလိုက်ရာမနှင်းစီသည်သူမအရာဘောကိုလူစိမ်းတူရောက်ရှိနေတာကြောင့်ထိတ်လန့်တုန်လှုပ်သွားတော့လေချမ်းသာအတန်မှန်မှတ်မိသွားတာကြောင့်တပြင်းရှိကိုချပစ်လိုက်တယ်။ရှင်ကျမနောက်ကိုလိုက်လာတယ်နော်။မတုံလို့တဲ့အမူအရာနဲ့ပြန်ပြောပါတယ်။မင်းကငါအိမ်မက်တွေကိုရိုက်ချိုးသွားတဲ့မိန်းမပဲ။ဘာမဟုတ်တဲ့ပစ္စည်းလေးတွေနဲ့ငါမျောလေးချက်တွေကိုဖျက်ဆီးခဲ့တယ်။မင်းမအပြစ်သိကြီးတာပဲ။မနှင်းစီကချမ်းသာမျိုးလုံးများကိုစူးစိုက်ကြည့်တယ်။ဟုတ်တယ်။ကျမမအပြစ်တွေများကြီးပဲ။ရှင်ကျမကိုဘာလို့မလဲ။မင်းယောက်ျားတိုင်းကိုလိန်ညာလှည့်စားပြီးတော့လက်ထပ်နေတာလား။ရှင်ယုံမလားတော့မသိဘူး။ကျမပေါ့မှာရှင်တယောက်တည်းကိုပဲလက်ထပ်ပူတာ။ချမ်းသာသည်မနှင်းစီရဲ့အပြေကြောင့်လိန်ညာလှည့်ပြားတယ်လို့ယူဆပြီးတော့စိတ်မထိန်နိုင်တော့ဘဲနဲ့လူလေလူညာမမနှင်းစီကိုစောင့်တွန်းလိုက်ပါတယ်။မနှင်းစီကချမ်းသာလက်မှရုံးကန်ရင်ကဟုတ်တယ်ကျမလူလေလူညာမပဲရှင်ကျမကိုဘာလို့မလဲ။ချမ်းသာသည်မိမိချစ်ကိုစော်ကားတဲ့မိန်းမလို့ဒေါသပုံချပြီးတော့ခါကြမှာတနက်ကိုထုတ်၍ဒီတနက်ကိုကြည့်ထားမင်းကငါတတ်ဖို့ကြံစီထားတယ်။မနှင်းစီကတော့မဲ့ပြုံပြုံပြီးတော့ရှင်သက်စင်လက်တက်ပေါ့ကျမတော့လုံရဲရင်ခံရဲတယ်တက်လိုက်လေ။သူမအင်ကြီးကိုဟာပြီးဒီနေရာကကျမရဲ့နှလုံးသားရှိတယ်ရှင်ပြစ်ထဲပေါ့ကျမမှာအပြစ်တွေအများကြီးပဲရှင်ရဲ့စိတ်ကြီးလည်းမရှိတော့ဘူးရှင်ငွေတွေလည်းကုန်ပြီမင်းဟာလူတက်သမားပဲဖြစ်ရမယ်ငါနဲ့လက်ထက်မဲ့မနှင်းစီအစ်စ်ကိုမင်းတက်လိုက်တယ်မလားမင်းဟာမနှင်းစီစီကငါ့ဘဝအကြောင်းကိုသိခဲ့တာပဲဖြစ်ရမယ်မဟုတ်ပါဘူးကျမမတက်ဘူးမင်းနဲ့မနှင်းစီတင်မောတစည်းထဲမှာအတူရှိခဲ့တယ်လို့ငါစုံစမ်းလို့ရတယ်မနှင်းစီစီကငါ့ဘဝအကြောင်းကိုသိခဲ့လို့မင်းဟာလည်းငါ့ကိုပြပြကြီးလိန်ညာနိုင်ခဲ့တာပေါ့မင်းဟာမှလူတက်သမားပဲရှင်နဲ့လက်ထက်မဲ့မနှင်းစီကိုကျမမတက်ဘူးမင်းငါကိုလိန်ပြန်ပြီမင်းမတိုင်ဘယ်သူတတ်မလဲထိုခါမှာတော့မနှင်းစီကစိတ်ရှုပ်ထွေးရမှုရနဲ့ဒီကိစ္စကြီးတစ်ခုလုံးကိုကျမတယောက်တည်းလုပ်တာမဟုတ်ဘူးကျမနဲ့အတူကြံရပါတူရှိသေးတယ်အဲ့ကြံရပါလူကိုရှင်နဲ့လက်ထက်မဲ့မနှင်းစီရဲ့တရင်ကိုကျမပြောပြမိတယ်ကြံရပါကကျမစကားကိုနားထောင်ပြီးတော့မတော်လောပါတက်သွားတယ်ဒါကြောင့်လေကျမမသိအောင်ရှင်နဲ့လက်ထက်မဲ့မနှင်းစီကိုလှုပ်ကြံလိုက်တယ်နောက်ပြီးတော့ရှင်နဲ့လက်ထက်မဲ့မနှင်းစီနေရာမှာကျမကိုအစားဝင်ခိုင်းခဲ့တာပဲကြံရပါလူရှိတယ်ဟုတ်သလားမင်းငါကိုဘာတွေလဲစားအောင်မလို့လဲမင်းစကားကိုတော့ငါကဘယ်လိုယုံရမလဲရှင်တတိမထားမိလို့ပါစိန်ဘိုးတီဇက်ဖွဲ့ကိုတွားကြည့်တော့ကပွဲစည်းတန်းတွေကအမှောင်ရိပ်ထဲမှာရှင်လူတယောက်ကိုတွေ့ခဲ့တယ်မလားရှင့်เจ้าတွေကိုလည်းဆွေးနွေးခဲ့သေးတယ်လေအဲ့ဒီတုန်းကရှင့်ရဲ့ဖြူစင်တဲ့စိတ်ကိုကျမသိခဲ့တယ်ဒါကြောင့်လေလဲစားမှုတွေဆက်မလုပ်ချင်တော့ဘူးလို့ကြံရပါလူကိုပြောခဲ့တယ်။အော်မင်းမကြံရပါလူရှိတာအမှန်ပဲပေါ့အဲ့ဒီကောင်ကရောမင်းနဲ့ဘလို့ပတ်သက်တယ်လဲသူ့အကြောင်းပြောရရင်တော့အရှိကြီးပဲသူဟာကျမကိုငယ်စဉ်တည်းကအနံ့ယူဆုံးဖို့ထားခဲ့တယ်ကျမရဲ့ချစ်သူလို့လည်းပြောလို့ရပါတယ်ချမ်းသာဒီမနှင်းစီရဲ့စကားကြောင့်ရင်ထဲမှာနာကျင်ကြေကွဲရပါပြီသူမမှာမိမိထက်ချစ်ရမယ့်သူရှိနေပါလားအိညာကဒီလုပ်ကိုဆက်မလုပ်တော့ဘူးဆိုလို့သူနဲ့ကျမအငြင်းပွားခဲ့ရသေးတယ်ဘာဖြစ်လို့ဒီလုပ်ကိုဆက်မလုပ်ချင်တော့ဘူးဆိုတာရောရှင်မမေးတော့ဘူးလားအဲ့ဒါရှင်ကိုကျမတန်ရုံးစင်ဖြစ်နေလို့ချမ်းသာကိုညှို့သောမျက်လုံးများနဲ့ကြည့်ပြီးတော့ထိုစကားကိုပြောတယ်တော်မင်းငါကိုဆက်ပြီးတော့မလှည့်စားနေတော့ရှင့်ကိုအမှန်တမ်းပြောပြပြီးပြီရှင်မယုံကြည်လည်းမတက်နိုင်ပါဘူးဒါဟာကျမဘွားလူတယောက်ရဲ့ဘွားကိုရှင်ရင်ဆုံးသိအောင်ကြိုးစားရှင်စီကယူလာတဲ့စင်ပရက်ကြီးကိုကျမရဲ့ကြံရပါလူကိုပေးလိုက်တယ်နောက်တော့သူ့လုပ်ရက်တွေကိုမကြိုက်တဲ့အတွက်သူနဲ့လမ်းခွဲထွက်ခဲ့တယ်သူစီကကျမထွက်ပြေးခဲ့တယ်သူကျမနောက်ကိုလိုက်နေမှသိကြတယ်အမှန်တမ်းပြောရရင်တော့ရှင်ရဲ့အကာအကွယ်ယူပြီးတော့သူ့ကိုကျမမောင်းထုတ်ဖို့ကြိုးစားခဲ့တယ်ဒါမဲ့ကျမတို့လက်ထက်တဲ့တဲ့ဟာဂျာနေထဲမှာပါသွားပြီးတော့ရှင်ရဲ့ကြီးတော်ကြီးကဘိတ်ကိုလိုက်လာတယ်ကျမဘိတ်ကထွက်ပြေးုံကလည်းလို့ဘာမှမတက်နိုင်ဘူးရှင်ရဲ့စင်ပြည့်ကြီးတော့ကျမလည်းဝမ်းနေပါတယ်ဒီမှာစင်ပြည့်ကြီးအတွက်မင်းနောက်ကိုလိုက်လာလိမ့်ရင်ထင်သလားမင်းခိုးယူသွားတဲ့ငါရဲ့စင်ပြည့်ကြီးမဟုတ်ဘူးကွာ
ငါနှလုံးသားကိုခိုးသွားတာငါမျောလင်းချက်ကိုခိုးသွားတာဒါဆိုရင်တော့ပြီးပြီပဲကျမတယောက်တည်းဘဝတက်မှာနေနေပြီပြီးသွားပြီပဲရှင်ဘာဖြစ်ချင်နေတာလဲမင်းဟာလေငါနှလုံးသားကိုပိုင်ဆိုးထားတဲ့မိမမင်းမရှိရင်အသက်မရှင်နိုင်ဘူးဆိုတာမင်းမသိဘူးလားမင်းကငါဘယ်လောက်ချစ်လဲဆိုတာမင်းမသိဘူးလားမိုက်လိုက်တဲ့မိမကွာဒီလောက်အချစ်ကြီးရဲ့ယောက်ျားရဲ့အချစ်ကိုမှမင်းမသိတာအတကုံအော်ဟစ်နေပါလေသူရဲ့ရင်တစ်ခုလုံးကတော့ပောက်ကွဲလူမတက်ပါဟိုးဒါတွေကျမမသိဘူးဒါတွေကိုကျမသိတဲ့အချိန်မှလည်းအများကြီးနောက်ကျနေပြီကျမဟိုလူကိုခွာထုတ်ပစ်ဖို့ကြိုးစားတယ်ဒီအချိန်မှာရှင်ရဲ့ကြီးတော်ကြီးကရောက်လာတယ်ကျမဘာတတ်နိုင်မလဲထို့နောက်မှာတော့သူတို့နောက်စလုံးကမောပန်းပြီးတော့ကိုခန္ဓာရင်လေးလူမတက်ဖြစ်ပြီးတော့တက်ကိုတရားဖတ်ထားကြပါတယ်သူတို့နှစ်ယောက်မြင်းများကြောင်တင်းတင်းကြပ်ကြပ်ပွေးဖတ်ထားတဲ့မသိမိုးစင်စင်လင်းသွားတယ်နန်းနယ်မိုးတော့အလင်းရောက်တဲ့ခါမှာတော့မနှင်းစီကချမ်းသာကိုပွေးဖတ်ရင်ကကျမနာမည်ရင်းကမြားနှင်းစီလို့ခေါ်တယ်မြားနှင်းစီဆိုတဲ့နာမည်ကိုကျုပ်မသိချင်ဘူးကျုပ်ကမင်းကိုမနှင်းစီလို့ပဲမှတ်ထားတယ်ကျုံနဲ့လက်ထပ်ခဲ့တဲ့မနှင်းစီပေါ့မြားနှင်းစီရဲ့ဘဝနောက်ကြောင်ကိုရှင်သိအောင်တော့ပြပြခြင်းသေးတယ်ကျမရဲ့မိဘဆိုတာဘသူတွေမှန်းတော့မသိခဲ့ပါဘူးကျမကိုမိဘမဲ့ကျောင်းကမွေးတယ်မိဘမဲ့ကျောင်းမှာနေထိုင်ရတဲ့ဘဝကခါတိလွန်တယ်ကလေးချင်းချင်းအနိုင်ကျင့်မှုတွေခံရတယ်အတကြီးတဲ့ဆရာမကြီးတွေရဲ့စီကံတင်ကြမှုတွေလည်းကြုံတွေ့ခဲ့ရတယ်ကျမလိုပဲအောင်မောင်းဟာမိဘမဲ့ကျောင်းမှာမွေးဖွားခဲ့တာပဲကျမကမိဘမဲ့မင်းကလေးကျောင်းမှာအောင်မောင်းကတော့ယောက်ျားလေးကျောင်းမှာအောင်မောင်းတို့ကျောင်းနဲ့ကျမတို့ကျောင်းကဆန်စီယိုတစ်ခုပဲခြားခဲ့တယ်ကျမတို့ပြိုပအရွယ်ရောက်တော့ယောက်ျားလေးတွေကျောင်းကကောင်လေးတွေနဲ့ခိုးတွေ့တယ်နောက်တော့လေအောင်မောင်းနဲ့ကျမဟာခင်မင်သွားတယ်ဆိုပါတော့အောင်မောင်းဟာအလွန်ကိုအလိုလောဘစိတ်ကြီးပြီးတော့သူတစ်ပါးကိုအနိုင်ယူတတ်တယ်ရက်ဆက်ကြမ်းကြုတ်တဲ့စိတ်လည်းရှိတယ်ကျမတို့တော့ချစ်ပုံရပါတယ်ကျမကြောက်ကလွှဲရင်တော့တွေ့တဲ့သူပေါ်မှာအနိုင်ကျင့်တတ်တယ်အဲ့အောင်မောင်းဆိုတဲ့ကောင်ကမင်းရဲ့ကြံရပါပေါ့ဟုတ်ပါတယ်အောင်မောင်းကကျမရဲ့ကြံရပါလူပါကျမနဲ့အောင်မောင်းမှာတူညီတဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါကတော့အမှုပညာဗီဇပဲကျမတို့ကျောင်းမှာပြဆက်ကရင်ကျမကမင်းသမီးပဲအောင်မောင်းတို့ကျောင်းမှာပြဆက်ကရင်တော့အောင်မောင်းကမင်းသားပေါ့ဒီနေ့အောင်မောင်းနဲ့ကျမဟာမိဘမဲ့ကျောင်းမှာဘယ်သူမှမကြံဝင်းတဲ့အကြံတစ်ခုကိုကြံစည်ခဲ့တယ်အဲ့ဒါကတော့ထွက်ပြေးဖို့ပဲခရစ်စမတ်ညမှာကျမတို့နှစ်ယောက်ချင်းဆိုပြီးတော့ထွက်ပြေးခဲ့တယ်ကုန်းရထားတစ်စီးနောက်မှာပုံခုပြီးတော့ထွက်ပြေးခဲ့တာပေါ့နောက်တော့လေကျမတို့ညလုံးကဇက်ဖွဲတစ်ဖွဲမှာအောက်ခြေတင်လှုပ်တွေဝင်လှုပ်ပြီးတော့ကျမကိုလည်းဇက်ဆရာကတပုတ်ကြပြီးတော့ရင်သမားဝင်လှုပ်ခွင့်ရတယ်အောင်မောင်းကတော့ကားဆွဲအလုပ်ကိုရတယ်ဒီလိုနဲ့ပဲကျမပြဆက်မင်းသမီးဖြစ်တော့အောင်မောင်းကတော့ပြဆက်မှာဒုတိယမင်းသားလူချမ်းလူပေါ့အောင်မောင်းရဲ့လူမှုဆက်ဆံရေးကညံ့ဖျင်းပြီးတော့ကလင်ကချေကြမှုတွေကြောင့်ဇက်တွေတစ်စက်ပြီးတစ်စက်ပြောင်းနေအောင်မောင်းကြောင့်ကျမလေးတဖြည်းဖြည်းနာမည်ပြတ်တယ်ကျမတို့ဟာအမှုပညာကိုမလေးစားဘူးဆိုရက်နာမည်သတင်းတွေထွက်ခဲ့ရသေးတယ်မင်းတို့နှစ်ယောက်ကလက်မထက်ဖြစ်ခဲ့ကြဘူးလားကျမတို့မယူဖြစ်ခဲ့ကြပါဘူးဒါပေမဲ့သူနဲ့လွန်ကျုံပြီးတဲ့အတွက်ရှင်နဲ့တွေ့ချိန်မှာကျမဘွားဟာအပြိုစင်တော့မဟုတ်တော့ဘူးဒီအတွက်လည်းကျမဝမ်းနေပါတယ်ချမ်းသာသည်ရင်နာစရာကြောင်းများကိုမကြားစင်တော့တာကြောင့်စကားလမ်းကြောင်းလွှဲလိုက်တယ်မင်းတို့ကငါနဲ့လက်ထက်မဲ့မနှင်းစီနဲ့ဘလို့များတွေ့ခဲ့ကြသလဲရှင်နဲ့လက်ထက်မဲ့မနှင်းစီဟာအလိုရိုးသားပါတယ်သူတည်ဆုံးတာကျမပြောကနဲ့မကင်းဘူးလို့တောင်ပြောလို့ရတယ်သူဟာကျမနဲ့တင်မောပေါ်မှာဆုံခဲ့ပြီးတော့ရှင်နဲ့လက်ထက်မဲ့ကြောင်းတွေကိုရင်ခုန်စစ်လို့ရှားစွာနဲ့ပြောပြတယ်ဒီကြောင်းတွေကိုကျမကလည်းအောင်မုန်းကိုပြန်ပြောပြမိတယ်မကြပါဘူးမနှင်းစီဟာစိတ်ကန်းကကုံလောင်ယုံကြီးအနီးမှာဓာတ်တံရနဲ့တည်ဆုံးသွားတယ်အောင်မောင်ကတော့ကျမကိုပေါပေါတူပြီးဆိုပြီးတော့မနှင်းစီနေရာမှာအစားဝင်ပြီးတော့ရှင်ရဲ့စည်းစိမ်ဥစ္စာတွေကိုအပိုင်သိမ်းမှုပြောတယ်ကျမလည်းမလုပ်ချင်ပါဘူးအတန်တန်လည်းညင်းတယ်ဒါမဲ့ကျမကိုယ်တိုင်ကသူ့ကိုကြောက်နေရလို့မငင်းဝင်ဘူးသူဟာမထင်တယ်လို့လူတယောက်ကိုလည်းတက်ဖြတ်တတ်တယ်မနှင်းစီတည်ဆုံးသွားတာကျမတို့တော့နမူနာပဲရှင်နဲ့တူနေထိုင်တဲ့အချိန်တွေကတော့ကျမဘွားရဲ့အပျော်ဆုံးအချိန်တွေပါရှင်ဟာအမှန်တကယ်ကျင်နာတတ်တဲ့ယောက်ျားတောက်ပဲရှင်ရဲ့ရိုးသားမှုတွေကိုသိတဲ့အခါမှာတော့မညာကျင်တော့ဘူးဒါကြောင့်ဘိန်းမျိုးကိုစိန်ဖို့ဒီဆက်ဖွဲကားပြနေချိန်မှာညဘက်ဆက်ပွဲကြည့်ရင်နဲ့အောင်မောင်းနဲ့တွေ့ခဲ့တယ်ဒီလောက်ကိုလည်းမလုံနိုင်တော့ဘူးလို့ပြောလို့အောင်မောင်းကဒေါသပုံထားတယ်ရှင်နဲ့ကျမလင်းများစစ်စစ်ဖြစ်သွားပြီလို့လည်းဆွဆွဲတယ်ကျမသူ့ဘောတစ္ဆာဖောက်ပြီလို့လည်းဆွဲချက်တင်တယ်တကယ်တော့သူ့ရဲ့ကပ္ပစီယုံမာတဲ့ပြုမှုတွေကိုကျမမနှစ်သက်တဲ့အတွက်သူနဲ့လည်းပြန်မနေချင်တော့ဘူးသူနဲ့နေလေဒီနေ့နေမှာတော့ရာဇဝတ်ဘေးတင်မှာပဲလို့ထင်တယ်ကျမဘွားတွေကလူစုလူညင်အောင်မောင်းကိုထုတ်ပြစ်ခြင်းနဲ့ဒါမဲ့ကန်ဆိုးခြင်းတော့ကျမတို့မင်္ဂလာတဲ့ငါဂျာနေထဲမှာပါပြီးတော့ရှင်ရဲ့ကြီးတော်ကြီးကလိုက်လာခဲ့တယ်လေအိမ်နောက်ပိုင်းမှာတော့ရှင်လည်းသိပါတယ်ရှင်ရင်ဝင်တွေကထွက်ပြေးခဲ့ရတယ်တကယ်တော့လည်းမပြေးချင်ပါဘူးရှင်ကိုလည်းနေစဉ်နဲ့များတတိယတန်းကြပါတယ်ကျမဟာအောင်မောင်းကိုမေ့ပြီးတော့ရှင်ကိုချစ်နေမိပြီချမ်းသာသည်မန်နှင်းစီစကားများကိုနားထောင်ပြီးတော့ရှင်ထဲမှာတစုံတရာနားလဲသလိုရှိပါတယ်ဒီစကားတွေဟာအမှန်ပဲလားမင်းကကိုလိန်ညာလှည့်ပြားနေတာလားလက်ရှိကျမရဲ့အခြေအနေကိုကြည့်ကျမစကားမှန်မှန်ရှင်းစဉ်းစားကြည့်လို့ရတယ်ကျမအောင်မောင်းကိုရင်မုံလို့သူ့စီကထွက်ပြေးတယ်သူကကျမနောက်ကိုလိုက်ရှာနေပြီ
သူသားကျမကိုတွေ့ရင်တော့တတ်လိမ့်မယ်မင်းဘာဖြစ်လို့သူ့ကိုဒီလောက်တောင်ကြောက်နေရတယ်လဲကျုပ်သူ့ကိုကာကွယ်ပေးနိုင်ပါလေသူ့လိုလူမျိုးနဲ့ရှင့်ကိုတော့ကျမလည်းမလဲနိုင်ပါဘူးအောင်မောင်ဟာလောကကြီးထဲမှာဘာကိုမှယူဆိုင်တတ်တဲ့သူမျိုးမဟုတ်ဘူးယဉ်ကျေးမှုလည်းမရှိသလိုအစင်သားတရားလည်းမရှိဘူးသူ့လိုလူမျိုးနဲ့ယဉ်နေဘူးတာကျမကိုကျမတော့နောင်နာရလို့မဆုံးပါဘူးထို့နောက်မှာတော့ချမ်းသာသည့်ကတင်ပေါ်မှာထရက်ပြီးတော့ဝေစားများကိုတည်သက်အောင်ပြုပြင်နေဟိုတယ်ကိုခဏပြန်လိုက်အောင်မေဟိုတယ်မှာကျုံတဲ့အတူတဲခိုနေတဲ့အလို့စုံတော့ကိုသိန်းအောင်ကြံနေခဲ့တယ်ဒီလူဟာမင်းင်းစီကိုလူတက်မှုနဲ့လိုက်ရှာနေတယ်မင်းင်းစီကိုအလို့စုံတော့တွေ့သွားလို့မဖြစ်ဘူးကျုပ်ပြန်လာခဲ့မေမင်းင်းစီထံမှပြန်လဲထွက်ခွာလာခဲ့ပါတယ်တရုတ်တန်းရှိဟိုတယ်ကိုရောက်တဲ့အခါမှာတော့အလို့စုံတော့ကိုသိန်းအောင်ကချမ်းသာကိုစောင့်ကြနေတယ်ဟာခမရကဘယ်ကိုပြောင်းနေတာလဲဗျာညကလေးတညလုံးပြန်မအိပ်ဘူးနဲ့တူတယ်ဟုတ်တယ်ညတုန်းကမြို့ထဲမှာရှောက်ကြည့်ရင်နဲ့ University တုန်းကကျောင်းနေပဲတငယ်ချင်းတောင်နဲ့တွားတွေ့တယ်တငယ်ချင်းကလည်းအလွန်ကိုရင်းနှီးနေတော့သူ့ရင်ကိုအလဲခေါ်သွားတာပဲဒါနဲ့နေပါအောင်ပလိတ်တွေစီမှာစုံစမ်းဖို့သွားတယ်ဆိုတော့ခမရညမမင်းစီပျောက်ဆုံးတဲ့မှုနဲ့ပတ်သက်ပြီးဘာများထူးသလဲပလိတ်တွေကမိမတောက်ရဲ့အလောင်းကိုတွေ့ပြီးတော့တေသူမိမရဲ့လက်ထဲမှာမိမကင်တဲ့ဂျားသွားတစ်ခုစူးဝင်နေတယ်ဒါသွားအကျိုးကလေပင်းထဲမှာကျန်ခဲ့တယ်ခမရမိမမင်းစီဟာလူသက်သမားဖြစ်တာတေးချသွားပြီအခုဆိုရင်တော့ပလိတ်ကလည်းမင်းစီကိုရှားနေပြီမင်းစီကိုကျုပ်တို့ရှာဖို့ကပိုးလွယ်သွားတာပေါ့ထို့သောပြောတဲ့အခါမှာတော့ချမ်းသာကမင်းစီအတွက်စိုးရင်တကြီးဖြစ်သွားပါတယ်ထို့မှုကိုလည်းမင်းစီမကျူးလွန်ဘူးလို့ယုံကြည်နေတယ်အလောင်းတွေ့တယ်ဆိုတာကျုံနဲ့လက်ထက်မဲ့တကယ်မင်းစီရဲ့အလောင်းဆိုတာတေးချလို့လားတိတိကျကျသိရဖို့ကတော့စောင့်ရအောင်မယ်မင်းစီရဲ့အမိကိုယ်တိုင်အလောင်းကိုစစ်ဆေးပြီးတော့တိတိကျကျသိရမှာပေါ့ဒီမှုကိုမင်းစီကျူးလွန်တာဖြစ်နိုင်မှာမလားအလွတ်ဆောင်ထားကိုသိန်းအောင်ကချမ်းသာကိုစိတ်ပြန့်ဟန်နဲ့ကြည့်ပြီးတော့ဒီမိမကိုခမရကချစ်နေတော့ပဲကိုဒီမိမရဲ့အပြစ်တွေကလေပြင်းဆင်းသွားသလိုထင်းထင်းရှားရှားကြီးဖြစ်နေတာတော့ခမရဟာအမှန်ကိုမမြင်နိုင်သေးဘူးခမရတော်တော်ကြုတ်လေးရင်လေးပါလေဗျာဘာပဲဖြစ်ဖြစ်ခမရမိမမင်းစီဟာပြေးလို့မလွတ်တော့ပါဘူးသူနောက်ကိုလိုက်တာကျုပ်တို့တွေမကတော့ဘူးပလိတ်တွေလည်းလိုက်ရှာနေပြီပလိတ်များကမင်းစီကိုဖမ်းဆီးမိသွားရင်တော့မိမိတို့နှစ်ဦးဟာနီးလျက်နဲ့ဝေးကြရအောင်မယ်မင်းစီကိုအလို့ဆောင်ထားကိုသိန်းအောင်တွေ့သွားမှလဲဆိုရင်နေပလိတ်တွေတွေ့သွားမှလဲဆိုရင်ပါတယ်ထို့ကြောင့်မင်းစီရဲ့အနီးမှာနေပြီးတော့ကာကွယ်ပေးရန်ဆုံးဖြတ်တယ်ကျုပ်တော်ဟိုတယ်မှာမနေစင်တော့ဘူးဗျာကျုံမိတ်ဆွေရဲ့အိမ်ကိုပြောင်းနေတော့မယ်ခမရကတော့ဟိုတယ်မှာဆက်နေပေါ့ကျုပ်တို့တပတ်တစ်ချိန်တွေ့ကြမယ်ကျုပ်ကတော့ခမရမိမရဲ့တရင်ကိုနေ့စဉ်မပြတ်စုံစမ်းနေပါမယ်ကျုပ်တို့စနေနေ့တိုင်းဒီမှာတွေ့ကြတာပေါ့ချမ်းသာဟာခေါင်းငိပြီးတော့ကိုသိန်းအောင်ကအတုံးစီဖြစ်တဲ့ငွေချိုးကိုထုတ်ပေးတယ်ဒီလိုနဲ့ချမ်းသာဒီမင်းစီအိမ်ကိုပြောင်းလာပါတယ်အလို့ဆောင်တော့ကိုသိန်းအောင်ထံမှရရှိတဲ့အချက်လက်များကိုလည်းပြောပြမိတယ်ချမ်းသာကမင်းစီကိုစိုးရင်ဟန်နဲ့ကြည့်ပြီးတော့မင်းစီကိုလူတက်မှုနဲ့အလို့ရှိတယ်ဆိုပြီးတော့ပလိတ်တွေကလိုက်နေကြပြီ။အိုးလူတက်မှုကိုကျမကမကျူးလွန်ခဲ့ပါဘူး။ကျမရဲ့လက်သေးလိရဲ့ဓာတ်ကိုယူပြီးတော့အောင်မောင်ကမင်းကလေးကိုတတ်ခဲ့တာပဲ။မင်းကလေးကိုတတ်ပြီးမှရေထဲကိုပြုတ်ကြတယ်လို့ဖန်တီးခဲ့တယ်။ရှင်ကျမပြောတာယုံတယ်မက်လား။မင်းကိုယုံပါတယ်။ဒါပေမဲ့ငါတို့ရန်ကုန်မှာနေဖို့လုံခြုံမှုမရှိတော့ဘူး။ပလိတ်တွေဟာလည်းမင်းကိုလိုက်နေပြီ။အလို့ဆောင်တော့ကိုသိန်းအောင်ကလည်းမင်းကိုခြေရကောက်ဖို့ကြိုးစားနေပြီ။ဟုတ်ပြီ။ဒါဆိုရင်တော့ကျမတို့ရန်ကုန်မြို့နယ်ဝေးရာကိုပြေးမှာပဲဖြစ်တော့မယ်။ပဲခူးလောက်ဆိုရင်တော့အဆင်ပြေမယ်ချင်းနေကျမတို့ပဲခူးကိုပြေးကြမယ်လေ။အိုးပြောနေတာကြားပါပဲအခုပဲသွားမယ်။ပဲခူးလောက်ဆိုရင်တော့မစိုးပါဘူး။ဒါပေမဲ့လက်ရှိနေတဲ့အိမ်ကိုဘယ်လိုလုပ်မလဲ။ဘယ်လို့မှမလုပ်ဘူး။ဒီငါကျမငှားထားတဲ့အိမ်ကိုပိုင်ရှင်လက်ထဲကိုပြန်အပ်လိုက်ရုံပဲ။နောက်တနေ့မှာပင်ချမ်းသာတို့ဟာရန်ကုန်မြို့မှာထွက်ခဲ့ပါတယ်။ပဲခူးမြို့ကိုရောက်တဲ့အခါမှာလေအိမ်တစ်လုံးကိုငှားရန်ခဲ့ပါတယ်။ထိုအိမ်ဒီပဲခူးမြို့စံကနန်းအရက်မှာတည်ရှိနေပါတယ်။ပဲခူးမြို့မှာချမ်းသာတို့နှစ်ဦးဟာအေးချမ်းစွာနေထိုင်နေ။၎င်းတို့သည်ရှင်မော်တော်ဖျားဘူးလိုက်ချက်ပြုတ်စားတော့လိုက်နဲ့ညကစားလင်းများကဲ့သို့ပျော်ရွှင်စွာနေထိုင်ခဲ့သေးတယ်။ချမ်းသာသည်တပတ်ပြည့်တဲ့အခါမှာတော့ရန်ကုန်မြို့ကိုသွားပြီးတော့အလွတ်ဆောင်တောက်ကိုသိန်းအောင်နဲ့ဟန်မပြတ်တွေ့သေးတယ်။ကိုသိန်းအောင်ကချမ်းသာကိုမြင်တာနဲ့သတင်းတစ်ခုပြောရအောင်မေ။မနှင်းစီရဲ့မိခင်ကတေဆုံးသွားတဲ့သမီးအလောင်းကိုစစ်ဆေးပြီးတော့သူသမီးအစ်စ်မှန်ဆိုတော့ဝန်ခံလိုက်တယ်။ကျုံညမလေးကတော့အသက်ခံရတာတေးစားသွားပြီဗျာ။ခမမိမကတော့ကျုံညမလေးကိုရက်ဆက်ဆက်ကိုလှုပ်ရက်တယ်ဗျာ။ချမ်းသာဟာကိုသိန်းအောင်စကားကြောင့်စိတ်မသက်မသာဖြစ်သွားပါတယ်။ကျုံမိမမနှင်းစီတက်တယ်လို့တိတိကျကျဆွဆွဲလို့ရမှာလားဗျာ။စင်သေးကိုစိတ်တည်ရင်နဲ့ဖုံးလို့မရဘူးဗျ။တေသူမနှင်းစီရဲ့လက်ထဲမှာဓာသွားတစ်ခုကစိုက်ဝင်နေတယ်လေ။အဲ့ဓာဟာလေမိမကင်တဲ့ဓာလို့ခမကိုပြောပြပြီပဲ။နောက်ဆုံးတေသူမနှင်းစီဟာအသက်ခံရပြီးတော့ရေထဲပြစ်စာမခံရမီခမမိမနဲ့တချိန်လုံးအနီးကပ်ရှိနေတယ်။သူတို့ညအတူတူရှိနေတာကိုတက်တွေကလည်းခိုင်ခိုင်လုံလုံရှိတယ်။ချမ်းသာသည်အလွန်ဆုံးတော့ကိုသိန်းအောင်ထံမှစိတ်ပြက်လက်ပြက်ထွက်ခွာခဲ့ပြီးတော့ပဲခူးမြို့ကိုသာပြန်ခဲ့ပါတယ်။
ကုန်းမြို့ကိုရောက်တဲ့အခါမှာတော့၎င်းတို့ငားရမ်းထားတဲ့အင်္ဂလိပ်မှာဇနီးဖြစ်သူမနှင်းစီကိုမတွေ့ရပါဈေးသို့သွားကြောင်းရေးသားထားတဲ့စာတစ်စောင်ကိုသာမြင်ရတယ်ချမ်းသာဟာမနှင်းစီကိုတယောက်တည်းဆောင်မျှော်နေပါတယ်ထိုခိုင်မှာပင်သူ့ရဲ့အိမ်လေးကိုတစုံတဦးဝင်ရောက်လာတာကြောင့်လက်ကြီးရီယာမမျော်လင့်မဲနဲ့အလွတ်ဆုံးတောက်ကိုသိန်းအောင်ကိုမြင်ရတာကြောင့်လွန်စွာမှထိတ်လန့်တုန်လှုပ်သွားလေတယ်ချမ်းသာကကိုသိန်းအောင်ကိုအံ့ဩဟန်နဲ့ကြည့်ပြီးတော့ခမညာဘယ်လိုလုပ်ပြီးတော့ဘကိုးကိုလိုက်လာတယ်လဲခမညာကိုကျုပ်ကမတင်ငါဖြစ်နေတာကြားပေါ့ဒါကြောင့်နောက်ရောက်ခံပြီးတော့ဘကိုးကြီးလိုက်လာခဲ့တာဗျခမညာမနှင်းစီဆိုတဲ့မိန်းမနဲ့ပြန်တွေ့နေပြီထင်တယ်ချမ်းသာသည်ကိုသိန်းအောင်ရဲ့ဆွဆွချက်ကြောင့်ရင်ထဲမှာထိခနေဖြစ်သွားပါတယ်ကျုပ်မနှင်းစီနဲ့မနေပါဘူးဗျာခမညာအထင်မှားနေပြီကိုသိန်းအောင်ကခေါင်းခါတယ်ခြံထဲမှာမိန်းမတောက်ရဲ့အသုံးဆောင်တွေတွေ့ရတယ်ဒီမှာကိုချမ်းသာခမညာအမှန်ကိုမြင်စမ်းပါဗျာမနှင်းစီကရာဇဝတ်သားဗျသူ့ကိုကာကွယ်ပေးနေတော့ခမညာပဲနင်မွန်းသွားမယ်နောက်ပြီးတော့ခမညာရဲ့အပြုတ်မှုဟာရာဇဝတ်မှုနဲ့မကင်းဘူးမနှင်းစီကိုကျုပ်လက်ထဲထည့်လိုက်ပါချမ်းသာသည်အလို့ဆိုတော့ကိုသိန်းအောင်ကိုလိမ့်လဲလှည့်ပြရမဖြစ်နိုင်တော့ပါကောင်းပြီလေမနှင်းစီနဲ့ကျုံနဲ့ပြန်တွေ့တာဝန်ခံပါတယ်ဗျာသူကျုပ်ပေါ်လှည့်စားခဲ့တဲ့အတွက်သူ့ဘာသာသူလည်းနောင်နာရနေပါပြီကျုပ်ကိုလည်းဒီအတွက်တောင်းပန်ခဲ့ပြီးပြီသူကိုကျုံနားလေသွားပြီကိုသိန်းအောင်ကျေးဇူးပြုပြီးတော့ခမညာပြန်มาတော့ဗျာကိုသိန်းအောင်ကခေါင်းကိုခါရမ်းပါတယ်ကျုပ်ပြန်လို့မဖြစ်ဘူးဗျမနှင်းစီကိုကျုပ်ကဖမ်းခေါ်သွားမှဖြစ်မယ်ဥပဒေဘက်တော်သားပဲလူသက်သမားတယောက်ကိုတွေ့လျက်နဲ့လက်လူရှုထားလို့တော့မဖြစ်ဘူးမနှင်းစီကိုရှာဖို့ခမညာပဲကျုပ်ကိုငှားထားတာချမ်းသာသည်ကိုသိန်းအောင်ကိုကြည့်ပြီးတော့အန်ကိုကြိတ်လိုက်တယ်ဟုတ်ပါတယ်မနှင်းစီကိုရှာဖို့ခမညာကိုငှားထားတာကျုပ်ကိုယ်တိုင်ပဲဒီတော့ကျုပ်လိုကိုကျုပ်ပြန်ရုပ်သိမ်းမယ်ဗျာခမညာမနှင်းစီကိုမတွေ့ဘူးလို့သဘောထားပြီးပြန်ပါကျုပ်ခမညာကိုဒီအတွက်ဘယ်လောက်ပေးရမလဲအလို့ဆောင်တောင်ကိုသိန်းအောင်ကချမ်းသာကိုအထင်သေးဟန်နဲ့ကြည့်ပြီးတော့ခမညာဟာလေတထိပ်ပြီးအရာရာကိုငွေနဲ့ပဲဖြည့်ရှင်းနေသူကျုပ်ကဥပဒေဘက်တော်သားခမညာကျုပ်ကိုဘလို့မှလက်ထိုးလို့မရဘူးမနှင်းစီကိုဖမ်းဆီးခေါ်ပြီးတော့တရားရုံးမှာတရားစွဲရလိမ့်မယ်ချမ်းသာသည်ခေါင်းမာတဲ့ကိုသိန်းအောင်စကားကြောင့်အလွန်ကိုစိတ်ဆင်းရဲရပါတယ်ကိုသိန်းအောင်ရဲ့ကျုပ်တောင်းပန်ပါတယ်ခမညာပြန်มาတော့ခမညာရှိနေတော့ကျုပ်တို့ညောင်ရဲ့ပျော်ရွှင်စရာဘဝကပျက်စီးသွားလိမ့်မယ်ခမညာရန်ကုန်ကိုပြန်มาတော့ဗျာကျုပ်ခမညာကိုပေါက်စုတွေအများကြီးပြန်ပေးလိုက်ပါမယ်ကျုပ်တို့ညောင်ကိုလွတ်မြောက်ခွင့်ပေးပါကိုချမ်းသာခမညာတို့ဒုက္ခချင်းချင်းတွေ့အောင်ပါပဲကို့ပေါ်မကောင်းတဲ့မိမတက်ကိုများကာဝယ်ပေးဖို့ကြိုးစားနေသေးတယ်ဒီတခါတော့ခမညာစကားကိုကျုပ်မနာခံနိုင်ဘူးမနှင်းစီကိုဖမ်းပြီးတော့ရန်ကုန်ကိုခေါ်ရပါမယ်သူဘက်မှလေချမ်းသာသည်မနှင်းစီကိုကိုသိန်းအောင်လက်ထဲကိုပြန်ထည့်ဖို့ကဘလို့မှမဖြစ်နိုင်ထို့ကြောင့်ကိုသိန်းအောင်ကိုမဖြစ်ဖြစ်အောင်ဒါစီရန်ဆုံးဖြတ်တယ်အိတ်ထဲရှိချောင်းလုံးပြူကိုထုတ်၍ကိုသိန်းအောင်ကိုချိန်ရွယ်ပါတယ်ဒီမှာကိုသိန်းအောင်ခမညာကျုပ်စကားကိုနားထောင်ပြီးမပြန်ဘူးလားပြန်မလားနောက်ပြီးမှကျုပ်ကိုအစိုးမစိုးနဲ့ကိုသိန်းအောင်ကချမ်းသာရဲ့အမူအရာကြောင့်ဒေါသတကြီးတောက်ခောက်ပြီးတော့ဟေးလူခမညာယူနေသလားတရက်ခံမိမကိုဖမ်းပြီးတော့ပလိတ်လက်ကိုအဲ့ရမှာကျုပ်တာဝင်ပြပြီးတော့ကျုံညမလေးရဲ့မျက်နှာထိုခိုက်မှာပင်မနှင်းစီကဈေးမပြန်ရောက်ပြီးတော့အိမ်ထဲကိုဝင်လာတယ်ကိုသိန်းအောင်ကိုမြင်တော့အော်ခမညာမိမပြန်လာပြီကိုဒီမိမကိုတခါတည်းဖမ်းရမယ်ကိုသိန်းအောင်ကမနှင်းစီကိုဖမ်းဆီးရန်ကြံစီတယ်ချမ်းသာသည်မနှင်းစီကိုစိုးရင်ပြီးတော့ဟေးလူကျုံမိမကိုမထိနဲ့နော်လက်ထဲရှိတနက်နဲ့ပြစ်ထက်ရာကိုသိန်းအောင်ဒီတနက်ကိုထိမှန်၍ရိမ့်ရိုင်သွားပါတယ်ဟောခမညာကဒီမိမအတွက်ကျုပ်ကိုယ်တော်ရန်ရှာနေပြီကိုဒီလိုရရွရင်နဲ့လဲကျသွားပါတယ်ချမ်းသာကမနှင်းစီကိုကြည့်ပြီးတော့ဒီလူဟာအလို့ဆောင်တော့ကိုသိန်းအောင်ဆိုတာပေါ့ကိုနဲ့အနီးကပ်ရှိနေပြီးတော့မင်းကိုဖမ်းဖို့လုပ်နေတဲ့သူပေါ့သူကမင်းကိုပလိတ်လက်ကိုအပ်ဖို့လုပ်နေတယ်ဒါကြောင့်လဲကိုပြစ်တက်လိုက်တာကိုတော့လူတက်မှုကိုကျူးလွန်ဖြစ်သွားပြီမြေပေါ်မှာလဲကျနေတဲ့ကိုသိန်းအောင်ကိုထီရန်ကျန်လိုက်တော့မနှင်းစီကလက်ကပြတယ်အိုးမထိပါနဲ့ရှင်သူ့ကိုထင်သူ့ကိုမှရှင်းလက်ပွေရထင်သွားမှာပေါ့သွားပါပြီကိုဟာတော့လူတယောက်ကိုတက်လိုက်မိပြီမနှင်းစီကမျက်မှောင်စုပ်ရဲ့တစုံတရာကိုစဉ်းစားတယ်ကောင်းပြီလေဒါဆိုရင်တော့ကျမတို့ဘကိုးမှာဆက်နေလို့မဖြစ်တော့ဘူးအလို့ဆောင်တောက်ဆိုရဲသူဘကိုးကိုလိုက်လာတာသူ့အပေါင်းအသင်းတွေကိုအတိပေးခဲ့သလားသူကြီးကိုလိုက်လာတာဘယ်သူမြင်သေးလဲချမ်းသာကတော့တုံလုံးချောက်ချမ်းဟန်နဲ့ခေါင်းကိုရမ်းပြီးတော့ဒီကိစ္စတွေကိုမသိဘူးထိုကမနှင်းစီကမျက်မှောင်ကျုပ်တယ်ကျမတို့ဒီမျိုးကအမြန်ဆုံးပြေးမှဖြစ်တော်မယ်ရှင်ဘူတာကိုအမြန်သွားရထားလက်မှတ်နှစ်ဆောင်ဝဲပါချမ်းသာအာဘူတာကိုဆေလွတ်ပါတယ်ထိုကချမ်းသာကလဲကျနေတဲ့ကိုသိန်းအောင်ရဲ့အလောင်းကိုကြည့်ပြီးတော့သူ့အလောင်းကြီးကိုရှင်းရအောင်မယ်လေဟိုပြန်လာမှရှင်းတာပေါ့လောလောဆယ်ရထားလက်မှတ်ကတေးစားဖို့အရေးကြီးတယ်ရှင်းသွားပါတော့မနှင်းစီသည်ချမ်းသာထွက်ခွာသွားတဲ့အခါမှာတော့တေသူကိုသိန်းအောင်ရဲ့အလောင်းကိုကြည့်ပြီးတော့ရင်ထဲမှာလွတ်လပ်ပေါ်ပါသွားသလိုခံစားရပါတယ်မိမိဈေးကပြန်လာခြင်းချမ်းသာကလူတယောက်ကိုတနက်နဲ့ချိန်ထားကြောင်းတွေ့ရပြီးပြီ
ထိုသူရဲ့မျက်နှာကိုမြင်ရတဲ့အခါမှာတော့မနှင်းစီသည်ထိတ်လန့်တုန်လှုပ်သွားပါတယ်။အဘဲကြောင့်ဆိုတော့ထိုသူသည်မိမိရဲ့ငယ်ကျွမ်းစီငယ်လင်းအောင်မောင်းမင်ဖြစ်နေပါတယ်။ချမ်းသာကအောင်မောင်းကိုလက်ညှိုးညွှန်ပြပြီးတော့ဒီလူဟာမနှင်းစီကိုဖမ်းဖို့လုပ်နေသူလို့ပြောရာမနှင်းစီသည်ကောက်ချေယုံမာတဲ့အောင်မောင်းရဲ့လက်ကွက်ကိုရိတ်စားမိသွားပါတယ်။အောင်မောင်းသည်ချမ်းသာအနီးမှာအလွတ်ဆောင်တောက်ကိုတင်းအောင်ဟန်ဆောင်ပြီးတော့တစ်ချိန်လုံးရှိနေတဲ့ပုံ။ယခုတော့မိမိလွန်စွာမှယုံမုံတဲ့လူယုံမာအောင်မောင်းတယောက်အမိုက်ဆက်သိမ်းသွားပြီ။မနှင်းစီဟာလဲဆော့သေးဆုံးနေတဲ့အောင်မောင်းအနီးမှာထိုင်ပြီးတော့အနီးကကြည့်ရှုပါတယ်။ပြာဆက်မင်းသားပြီးနှကမ်းမွေးအတူတစုံကိုတက်ဆင်ထားပြီးတော့မနှင်းစီဟာလေထိုနှကမ်းမွေးကိုဖြုတ်ကြည့်ရင်းကဒီတခါတော့ရှင်ဟာလူစိုးလူညစ်တရဲ့သွားရလမ်းကိုရောက်ပြီပေါ့ရှင်တော်ကျမစိတ်မကောင်းပါဘူးထိုခိုင်းမှာပင်လဲစားသေးဆုံးနေတဲ့အောင်မောင်ဟာရုတ်တရက်ချပြီးတော့မနှင်းစီကိုဖမ်းချုပ်ရာမနှင်းစီဟာလေးပြလွန်လွန်မတက်တုံ့လို့သွားပါတယ်အောင်မောင်ကလဲနေရာမှာထထိုင်ပြီးတော့သဘောကျဟန်နဲ့တဟားရှိတယ်မင်းနဲ့ငါနဲ့ပြန်တွေ့ကြပြီပေါ့ငါလက်ကလွတ်အောင်ဘယ်တော့မှပြေးလို့မရဘူးမင်းရဲ့ငယ်ကျွမ်းစီကိုပြန်တွေ့ရတာမင်းဝမ်းမသာဘူးလားရှင်တော်ရုံမာတဲ့သူပဲကိုချမ်းသာကိုဘလို့အကောက်ကြံအောင်မလို့လေငါရင်ဝင်တွေကထွက်သွားတဲ့အတွက်မင်းကိုအမြန်ဆုံးပြန်တွေ့မယ်နီကိုအသုံးချတာပေါ့ငါကအလို့ဆုံးတော့ကိုသိန်းအောင်နေနဲ့ချမ်းသာနာမှာနေပြီးမင်းကိုလိုက်ရှာတော့အမြန်ဆုံးတွေ့ရပြီပေါ့ရှင်သူ့တနက်ထဲကကြီးစံတွေကိုထုတ်ထားတယ်ပေါ့ကြီးစံအစ်စ်နဲ့အတူကိုလဲလဲယုံလေးပါကွာမင်းရဲ့လင်ငယ်တက်လို့ငါတည်သွားပြီထင်ပြီးဝမ်းတာနေတယ်ပေါ့မင်းတို့ထံငါကအမြင့်တကွယ်ပိုမြင်နေဆိုတာမြန်မှတ်ထားမနှင်းစီသည်အောင်မောင်လက်မရုံးကန်ပြီးထားရတော့အောင်မောင်ကလက်လံရေးချုံနိုင်ပါတယ်မင်းဟာငါ့ကိုထားသွားခဲ့ရပြီမင်းငါ့ကိုတစ္ဆာဖောက်သွားတာပေါ့ရှင်ရဲ့ရုံမာတဲ့ဇဲတွေကိုမကြိုက်တာလေကျမဘာသာဘဝကိုရက်တီဖို့ကြိုးစားနေတာမင်းကိုရေးကြည့်တာတခုပြောရအောင်မေငါတို့ရဲ့ကစားပွဲကိုအစ်စ်ကပြန်ဆရမယ်။အိုးရှင်တော်ရုံမာတဲ့သူပဲသူစီကတန်မိုးရှိရဲ့စင်ပရကြီးကိုရတာတော့မကျေနပ်ဘူးလားမကျေနပ်ဘူးကွချမ်းသာဆိုတဲ့ကောင်နဲ့အနီးကပ်နေမှငါထင်ထားတာထက်အဲ့ဒီကောင်ဟာအများကြီးပိုချမ်းသာတယ်လို့သိရတယ်သူမှစီစဉ်တွေအများကြီးကြံသေးတယ်သူကိုလည်းဆက်ပြီးအသုံးချရမယ်သူသေးသွားရင်မင်းကလူချမ်းသာမုံဆိုးမှဖြစ်ပြီးကြံခဲ့မယ်လောလောဆယ်မှာတော့မင်းတို့နှစ်ယောက်လုံးကလူတက်မှုကျူးလွန်ထားတယ်လို့ဖြစ်နေပြီချမ်းသာဆိုတဲ့ကောင်ကလည်းငါလိုလူကိုတတ်နိုင်နေဆိုပြီးတော့အတော့ကိုတုံ့လှုပ်နေပြီဒါဟာငါတို့အတွက်အခွင့်အရေးပဲဟိုးဒီလုတ်တွေကျမဆက်ပြီးတော့မလုပ်ချင်တော့ပါဘူးသူကိုလည်းကျမဆက်ပြီးမလှည့်စားချင်ဘူးထိုခါမှာတော့အမောင်ကခါကြမှာတနက်ကိုဆွဲထုတ်ပြီးတော့မင်းကငါ့ကိုအာခံဖို့ကြိုးစားတာလားငါမကြည့်နဲ့ရင်နင့်ကောင်ဘာဖြစ်သွားမယ်ထင်တယ်လေငါပြောတာကိုမလုပ်ဘူးဆိုရင်ချမ်းသာကိုငါကိုယ်တိုင်တက်ပြစ်မယ်ငါဘလောက်ရက်ဆက်တယ်ဆိုတာမင်းသိပါတယ်ငါစကားနားမထောင်ရင်တော့ဒီကောင်ကိုရှင်းမယ်ဒီကောင်သေးသွားရင်တော့မင်းကသူ့ရဲ့တရားဝင်ဇနီးမယားဆိုတော့သူ့ရဲ့စီစဉ်ဥစ္စာတွေမင်းရမှာဒါဆိုရင်တော့ငါလက်ထဲကိုစီစဉ်တွေရပြီပေါ့ကဲမင်းလုံမလားမလုံဘူးလားစဉ်းစားပြီးတော့မနှင်းစီဒီအောင်မောင်ရဲ့ရုံမာကောက်ကျတဲ့စိတ်တက်ကိုသိရတာကြောင့်လောလောဆယ်မငင်းဆန်တော့ပဲနဲ့ကျမလုံမယ်ကောင်းပြီဒါဆိုရင်တော့ချမ်းနောက်မှာကျင်းတစ်ခုတူးပြီးတော့ငါအလောင်းကိုမြုပ်နှံထားတယ်လို့လုပ်ရမယ်ထို့နောက်အောင်မောင်သည်ပေါတူတက်လက်ကိုယူပြီးတော့ချမ်းနောက်ဘက်ရှိမြေကွက်လက်မှာမြေချင်းတစ်ခုကိုတူးလေတယ်ထိုမြေချင်းဟာတင်ဆိုင်မှာလူသေးမြုပ်တဲ့မြေချင်းနဲ့တန်းတူတယ်မင်းငါကိုတစ္ဆာဖောက်ဖို့တော့ဘယ်တော့မှမကြိုးစားနဲ့နော်ကဘာပေါ်မှာမင်းလိုမိန်းမကိုငါကလွဲလို့ဘယ်သူမှအတိမတ်ပြုမှာမဟုတ်ဘူးဒီလိုချင်းချောက်လေရမနှင်းစီကမခံချင်းစိတ်များဖြစ်ပေါ်ပြီးတော့အိုးကိုချမ်းသာဟာကျမကိုမေတ္တာစင်နဲ့ချစ်တာရှင်လို့မဟုတ်ဘူးမင်းရဲ့ဘဝအစစ်မှန်ကိုမသိသေးလို့ချစ်နေတာပါမင်းကြောင့်သာသိရင်တော့အောက်တန်းစားမိန်းမဆိုပြီးတော့ကန်ထုတ်အောင်မေတကယ်တော့ကဘာပေါ်မှာမင်းကိုနားလေဆုံးလူကငါကြောက်သေးပဲရှိတယ်ကွမင်းနဲ့ငါနဲ့အတူတူနေနိုင်မဲ့ဘဝတစ်ကိုတွေးကြည့်စမ်းငါတို့ရဲ့အနာဂတ်မှာငွေတွေအများကြီးရမယ်အခုဆိုရင်မင်းကိုပလိတ်ကလိုက်နေပြီမင်းတက်လုံးဝရမ်းပြေလုံနေမလားပလိတ်လက်ထဲမှာဖမ်းခံမလားရှင်တကယ်ရုပ်မာတဲ့သူကိုချမ်းသာနဲ့လက်ထက်မဲ့မနှင်းစီကိုရှင်မဲ့တက်တာလေကျမတက်တယ်လို့လူများထင်အောင်လှုပ်ထားသေးတယ်အောင်မောင်ကတဟာရှိပါတယ်ဒါကတော့ငါရဲ့လိမ္မာပါနဲ့မှုလေမင်းမှတ်ထားမှာကတက်လုံးငါကိုအာခံမှုမကြိုးစားနဲ့ငါစကားနားမထောင်ရင်တော့ချမ်းသာဆိုတဲ့ကောင်ကိုတက်နင့်ကိုမုံဆိုးမဖြစ်အောင်လုပ်လိုက်မယ်နင်မုံဆိုးမဖြစ်မှနင့်ရဲ့စီစဉ်ဥစ္စာတွေကိုငါအပိုင်သိမ့်မယ်ဒီလိုပြောကအိမ်ထဲမှာပြန်လဲထွက်ခါသွားပါတယ်မနှင်းစီဟာရုံးမကောက်ချစ်တဲ့အောင်မောင်နောက်ကျောကိုကြည့်ပြီးတော့အန်ကိုတင်းနေချိတ်ကကြံရစ်ခဲ့လေတယ်မနှင်းစီချမ်းသာသည်တုံလုံးချောက်ချားစွာနဲ့အိမ်ထဲကိုဝင်လာပြီးတော့တေဆုံးကြံရစ်တဲ့အောင်မောင်ရဲ့အလောင်းကြီးကိုကြည့်ပါတယ်ထိုအခါအောင်မောင်ရဲ့အလောင်းကိုမတွေ့ရတာကြောင့်ရင်ထဲမှာထိတ်သွားတယ်ကျမအိတ်ခမ်းထဲမှာရှိပါတယ်ဝင်လာခဲ့ပါချမ်းသာသည်အိတ်ခမ်းလေးကိုအပြေးလွှာဝင်နေမနှင်းစီဟိုလောင်းကြီးဘယ်ရောက်သွားသလဲရှင်လက်မှတ်သွားဝဲတာကြားလိုက်တာရှင်ကြာနေရနဲ့ချမ်းနောက်ဘက်မှာမြေချင်းတူးပြီးတော့
ကျမဘာသာပဲမြုပ်လိုက်တယ်။မနှင်းစီတောက်တဲ့မြေစင်းတူပြီးတော့မြုပ်တယ်ဟုတ်လား။ကျမတကူလုံးဖုန်နေတဲ့တွေညစ်ပတ်ပေးချန်သွားလို့ရေတောင်ချိုးရသေးတယ်။ကျမတယောက်တည်းမြုပ်ရတာပင်မပေမဲ့ဒီလူရဲ့အလောင်းကိုမြင်ပြီးတော့ရှင်စိတ်ဆင်းရဲနေမှာဆိုလို့ကျမတယောက်တည်းလှုပ်လိုက်တာ။ချမ်းသာသည်အိမ်ကွက်လက်ပတင်းပေါက်ပတ်ကိုလှမ်းစီလေရာလူသေးမြုပ်ထားဟန်ရှိတဲ့မြေချင်းကိုတွေ့ရတယ်။ကိုတော့လူတက်မိပြီကွာ။ကိုလက်တွေကတော့သွေးစွန်းသွားပါပြီ။မနှင်းစီဟာစိတ်ချောက်ချနေတဲ့ချမ်းသာကိုမကြည့်ရတာကြောင့်အိုးဒါတွေမေ့ပြစ်လိုက်ပါတော့ဒီအကြောင်းကိုစဉ်းစားနေရှင်မဲစိတ်ဆင်းရလိမ့်မယ်ကျမတို့ရထားလက်မှတ်ဝဲပြီးပြီဆိုရင်ဒီမျိုးကထွက်သွားလို့ရပြီပေါ့မနှင်းစီတီထုံညာကချမ်းသာကိုနှစ်သက်၍တစ်ချိန်လုံးတစ်ညလုံးအချိန်ကုန်နေခဲ့ပါတယ်နောက်တနေ့ကိုရောက်တဲ့အခါမှာတော့ချမ်းသာနဲ့မနှင်းစီဟာအိမ်ကိုပိတ်၍ဘူတာကိုထွက်ခဲ့တယ်မိရထားနဲ့မုတ်တမကိုလာပြီးတော့မုတ်တမကနေတဆင့်မော်လမြိုင်ကိုရောက်ခဲ့ပါတယ်ချုံနာမှာတော့အိမ်ငှားရန်ကြိုးစားတယ်၃ရက်ကြာတဲ့အခါမှာမော်လမြိုင်မြို့တနေရာရှိအိမ်ငယ်လေးတစ်လုံးကိုငှားရန်နေချမ်းသာသည်ထိုရက်ပိုင်းတွင်မှလူတက်မှုကိုစဉ်းစားပြီးတော့စိတ်ချောက်ချနေတယ်မနှင်းစီကတော့ရိုးသားဖြူစင်တဲ့ချမ်းသာစိတ်ထိခိုင်မှန်တည်တာကြောင့်လူယုံမအောင်မမသေးချောင်းကိုပြောပြလိုက်ခြင်းနဲ့သို့တော်လည်းမဖြစ်နိုင်ပါထိုရက်ပိုင်းတွင်မှာတော့အောင်မောင်ရဲ့လက်ထဲမှာမိတို့ရုံကန်ရမီနီကိုတွေးကဆိတ်ရှုပ်ထွေးနေပါတယ်တနေ့မှာတော့ချမ်းသာဟာမနှင်းစီကိုခေါ်တယ်ကျုံမှာပတ်စံနေပြီဘိတ်ကိုခဏပြန်မပဲဖြစ်မယ်ချမ်းသာစကားကြောင့်မနှင်းစီကတပြင်းကိုချတယ်ရှင့်ကိုတော့ဘိတ်ကိုမသွားစေချင်ဘူးပလိတ်တွေတဲလွန်စားရသွားမှစိုးရတယ်ဘာပဲဖြစ်ဖြစ်လေအရေးဆိုမိသွားမှာပဲပတ်စံရှိမှကျုပ်တို့ရဲ့နေစဉ်ဘွားကလဲပတ်နိုင်မယ်နောက်ဆုံးမှာတော့ချမ်းသာကိုဘိတ်ကိုပြန်သွားရန်ခွင့်ပြုရပါတယ်မနှင်းစီသည်ချမ်းသာအားစိတ်ကန်းကိုလိုက်လံပို့ဆောင်ပြီးမှပြန်ရန်ပြင်ဆင်နေစဲမှာပဲသူမရဲ့အနောက်မှာဘလို့လေနင့်လင်ဘိတ်ကိုပြန်လို့အတော့ကိုစိတ်ဆင်းရဲနေတဲ့မှတ်တယ်ကြားတာကြောင့်လည်းကြည့်တော့လူယုံမှာအောင်မောင်းကိုတွေ့ရပါတယ်အောင်မောင်းသည်မိမိတို့ပြောင်းရွှေ့လာတဲ့မြို့ကိုမြည်တို့တဲလွန်စားရရှိသွားတယ်မသိပါနင်တို့နောက်ကိုနောက်ရောက်ခံလိုက်နိုင်လို့အံ့ဩနေသလားနင်တို့တီထားဖို့ကအောင်မောင်းလက်ကလွတ်အောင်ကဘာမြေအစုံထိပြေးစီအောင်ဘယ်တော့မှမလွတ်စေရဘူးနေပါအောင်ဟိုကောင်ကဘိတ်ကိုပြန်ပြီးဘာလုပ်တာလဲပတ်စံပြတ်သွားလို့ဘိတ်ကိုပြန်ယူတာအောင်မောင်းကသဘောကျဟန်နဲ့ကောင်းမြစ်တယ်မင်းရဲ့လင်ကဘယ်တော့မှမစင်ရဘူးဆိုတာသိပြီမလားသူဟာဘိန်းမျိုးမှာအချမ်းသာဆုံးပုဂ္ဂိုလ်ထဲမှာပါတယ်လေသူလိုလူကိုယူလိုက်တဲ့မိမဘလောက်ကံကောင်းတယ်လေကဲပါကျမသွားတော့မယ်ရှင်ဘာပြောချင်တာလဲနေရလဲငါ့ကိုစိတ်ကလာကြည်လားနေနဲ့ငါကအချစ်ဦးဆိုတာမေ့နေပလားနေအိမ်ကိုငါလိုက်မှာပေါ့ဟိုးအိမ်ကိုတော့လိုက်လို့မဖြစ်ပါဘူးကိုချမ်းသာတီးသွားရင်တော့ခက်လိမ့်မယ်နေကောင်တီးသွားလဲဂရုစိုက်စရာမလိုပါဘူးဘာကြောင့်လဲဆိုတော့ဒီကောင်ဟာမကြခင်မှာတမလွန်ဘွားကိုတွားမှာမလို့ပဲဒီလိုဆိုကမနှင်းစီရှင်မဦးဆောင်ရေးထွက်ခွာသွားလေတယ်မနှင်းစီသည်အိမ်ကိုရောက်တဲ့အခါမှာတော့စိတ်ဆင်းရဲကြီးစွာနဲ့ထမင်းဟင်းတွေကိုသူစားဖို့အတွက်ဆက်ပြုတ်ပေးရပြန်တယ်။အာမောင်ဟာမနှင်းစီချက်ကျွေးရဲ့ထမင်းဟင်းများကိုအဝပြဲစားပြီးတော့၎င်းမှပါလာတဲ့အရက်များကိုတောက်တယ်။အာမောင်အရက်မူ၍အိပ်ပျော်နေစဉ်ခါမှာတော့အိမ်နောက်ထဲကိုဝင်ပြီးတော့ကမန်းကတန်ရေချိုးရလေတယ်။သူမသည်လူယုံမှာအောင်မောင်နဲ့တူနေထိုင်ရတာကြောင့်စိတ်ဆင်းရဲနေမိပြန်တယ်။မနှင်းစီဟာရေကိုတွတ်တွတ်ချိုးပြီးတော့ထမင်းရေရှားနဲ့ရေချိုးကန်ထဲမှာထွက်တယ်။ထိုခိုင်မှာပင်ရေချိုးကန်းဝါမှာရပ်နေတဲ့အောင်မောင်ကိုတွေ့ရတယ်။အရက်ခိုးဝေတဲ့မျက်လုံးများနဲ့မနှင်းစီတရစ်သောကိုခန္ဓာကိုစူးစိုက်ကြည့်နေပါတယ်။နေပါလို့နေတာလေလမ်းဖယ်စမ်းပါဟဲ့။အောင်မောင်ဟာမနှင်းစီရဲ့စွန့်ကားရဲ့တင်သားများကိုမျက်လုံးဝေးကြည့်ပြီးတော့နင်းကိုယ်လုံးကအခုချိန်ထိလှပနေတော့မှလား။ကြည်စမ်းမအောင်ဘယ်နေရာမှမပြတ်စီသေးဘူး။တကယ်အပြိုလေးကျနေတာပဲ။ပြောကမနှင်းစီကိုပြေးဖက်တယ်။အိုးရွတ်စမ်းမအောင်မောင်ရေငါကိုမစော်ကားနဲ့ချိုခါမှာတော့အောင်မောင်ကမနှင်းစီကိုမျက်တောင်ညီကြီးနဲ့ကြည့်ပြီးတော့ဩနေကငစိမ့်မြင်တော့ငကင်ပြစ်ချင်တယ်ပေါ့လေဒီမှာနေဟာငါရဲ့ချစ်သူပါချမ်းသာဆိုတဲ့ကောင်ကမနေ့တနေ့ကမှရောက်လာတဲ့ကောင်ဒီကောင်မျိုးကိုနေကကြည့်ပြီးတော့ကိုခန္ဓာကိုတော့ရဲ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 ပေးတယ်ငါလိုငယ်ကျွန်းစီကိုတော့နှမျောတွန့်တိုနေတယ်နေရဲ့အလှပတွေကိုဒီကောင်နဲ့ငါဘသူရင်စုခူးခဲ့တာလေအတိတ်ကိုပြန်စဉ်းစားကြည့်စမ်းပါအခုငါကိုစိန်ကားဖို့မကြိုးစားနဲ့မနှင်းစီကိုအတင်းအဓမ္မဆွဲခေါ်၍အိတ်ခမ်းတဲကိုခေါ်ဆောင်သွားတယ်ပြီးနောက်ကတင်ဘော်ကိုတွန်းလဲပြီးတော့အလိုမတူပဲနဲ့အောင်မောင်ရဲ့ကျူလူချင်းကိုခံခဲ့ရတယ်။ထို့အတွက်မိမိကိုမိမိတော့အနာကြီးမဆုံးပါ။အောင်မောင်လိုလူယုံမာနဲ့လေဘဝဆက်တိုင်းမကြုံရပါစေနဲ့လို့ဆုတောင်းမိတယ်။အောင်မောင်ကမနှင်းစီကိုကျူးလွန်ပြီးတဲ့နောက်မှာတော့နောက်တစ်ချိန်တွေ့အောင်မယ်။ငါဒီမျိုးကနှင်းစီနီတဲခုခံမှာတဲတယ်။စနေနေ့ညနေ4 နာရီတိတိမှာနှင်းစီနီတဲခုခံကိုနင်လာခဲ့ရမယ်။အေးနင်မလာဘူးဆိုရင်တော့ချမ်းသာရဲ့အလောင်းကိုမကြမီမှာနင်မြင်ရမယ်။အောင်မောင်အကြောင်းကိုသိတယ်မလား။ဒီလိုပြောကပြန်လဲထွက်ခွာသွားပါတယ်
မနှင်းစီဟာမိမိကိုယ်ကိုယွန်းရှာသလိုခံစားမိပြီးတော့ရိုက်ကြီးတငင်ကိုချလိုက်ပါတယ်ရန်နေငယ်ကြတဲ့အခါမှာတော့ချမ်းသာကငွေထုတ်ပိုက်ပြီးတော့ပြန်လဲရောက်ရှိလာပြန်ပါတယ်ပလိန်များကတော့ဘိန်းမျိုးကိုလာပြီးတော့စုံစမ်းခြင်းမရှိလို့ဆိုတယ်ချမ်းသာကမနှင်းစီရဲ့ညှို့နှံ့နေတဲ့မျက်နှာကိုကြည့်ပြီးတော့မနှင်းစီမျက်နှာမကောင်းပါလားကိုမရှိလို့အိမ်မှာတယောက်တည်းအထီးကျန်နေရတာပြင်းနေလို့လားမနှင်းစီကမိသည့်စကားကိုမှမစိုးခေါင်းကိုခါရမ်းနေထိုအခါချမ်းသာဟာတမျိုးတမီအထင်လွဲသွားတယ်ဘိန်းမျိုးမှာကြုံတွေ့နေရတဲ့အကြောင်းတွေကိုလည်းပြန်လဲစဉ်းစားတယ်ဘိန်းမျိုးမှာကမိမိရဲ့စီးပွားရေးလုပ်ငန်းများကိုဘန္နာစုကြီးကဦးစီးပြီးတော့လုပ်ကိုင်နေရတယ်အချင်းတော်ကြီးဒေါ်သူစာကလည်းမှားခဲ့တယ်မလားလူလေးရဲ့ပြန်လာပါတော့ကွယ်ဒီမိမကိုမေ့ပစ်လိုက်စမ်းပါအချိန်တွေကြာလာရင်တဖြည်းဖြည်းနဲ့မိမရုပ်ကိုမေ့သွားမှာပါဒီပုံစံတိုင်းဆိုရင်လူလေးရဲ့စီးပွားရေးလုပ်ငန်းတွေကိုပြစ်ထားတာလည်းမကောင်းပါဘူးကွယ်ဂျိုင်းအားလုံးရှုပ်ကုန်လိမ့်မယ်ချမ်းသာသည်မိမိလူတက်မှုကျွလွန်ထားခြင်းကြောင့်ကိုဦးသီလာတို့လည်းများအားမပြောရဘဲနဲ့ရှိနေပါတယ်ယခုမိမိဘိန်းမျိုးမှပြောင်းလာတဲ့အခါမှာတော့မိမိစစ်သူမနှင်းစီရဲ့မျက်နှာကညှို့နှွမ်းနေပါတယ်ထို့သောနဲ့မနှင်းစီဟာစနေနေ့ကိုရောက်တဲ့အခါမှာတော့လူယုံမှာအောင်မောင်းတဲခုန်နေတဲ့ဆိုတဲ့နှင်းစီနေတဲ့ခိုကန်ကိုတွားရောက်တွေ့ဆုံရလေတယ်ထို့သောတွေ့ဆုံရမှာမနှင်းစီရဲ့စိတ်ဟာချမ်းသာထမ်းမှချမ်းပြီးတော့ရုပ်ခန္ဓာသာအောင်မောင်းထံကိုထွက်ခွာသွားပါတယ်မနှင်းစီကိုတွေ့တဲ့အခါမှာတော့အောင်မောင်းကအတင်းအဓမ္မပွေးဖက်နှမ်းရှုပ်ပြီးတော့ကျူးလွန်ရန်ကြိုးစားလေပါတယ်မနှင်းစီကရှင်ကျမကိုခေါ်တဲ့အဓိကအချက်ကိုပြောစမ်းပါရှင်တနာယူမနေစမ်းပါနဲ့ထိုအခါအောင်မောင်ကမနှင်းစီကိုဒေါသတကြီးကြည့်ပြီးတော့နင်တော်တော်လူပါဝနေပါလားနင်ကောင်ကငါလူလောကထဲမှာအရှင်မထားကျင်တော့ဘူးချမ်းသာကိုရှင်းပြဖို့ဆုံးဖြတ်လိုက်ပြီဟိုးရှင်သူစီကလူကျင်တာတွေအများကြီးရပြီးနေပြီဘာဖြစ်လို့ဒီလောက်တောင်ရက်ဆက်နေရသလဲသူ့ကိုဒီတိုင်းထားလို့ရမှာမဟုတ်ဘူးသူသေးတဲ့အခါကျမှနင်ဟာလင်းသေးမုံဆိုးမှဖြစ်ပြီးတော့သူ့ရဲ့စီစဉ်ဥစ္စာတွေအလုံးကိုတပြိုင်နက်ထဲရမှာဒါဟာပိုကောင်းတာပဲနင်ဟာလေအတော်လောဘကြီးရဲ့သူသေးသွားရင်တော့နင့်ကလက်ခံမှာမဟုတ်ဘူးနင်လက်ခံတာမခံတာအရေးမကြီးဘူးစီစဉ်ဥစ္စာတွေကိုရဖို့ပဲလိုတယ်နင်ငါကိုအာမခံနဲ့နော်အာခံမဲဆိုရင်တော့နင်ကိုပလိတ်လက်ကိုအပ်ပြစ်လိုက်မယ်ဒီကောင်နဲ့လက်ထက်မဲ့မနှင်းစီကိုနင်တက်တယ်လို့ပလိတ်တွေကတန်ရဖြစ်နေတာမနှင်းစီသည်အောင်မောင်းကိုကြည့်ပြီးတော့အလွန်ကိုမုန်းတင်ရွှင်ရှာလာပါတယ်ဒီမှာငါဓာကသွေးမတောက်ရတာကြားပြီးနော်နင်ငါအလုပ်ကိုဖျက်ဆီးရင်တော့နင်လင်နဲ့အတူတေးရွာကိုလိုက်သွားနင်အိမ်ကိုလည်းငါလာခဲ့မယ်နင်ကအိမ်တကားကိုဖွင့်ပြီးငါစကားကိုနားမထောင်မနဲ့ဂလန်ကစံလုပ်ရင်တော့နင်လေငရဲပြည်ကိုတွားရမယ်စကားဆုံးတာနဲ့အောင်မောင်ကမနှင်းစီကိုကတင်မောကိုတွန်းလဲပြီးတော့ကာမဂုဏ်အာယုံကိုစိတ်တိုင်းကျခံစားနေပြန်ပါတယ်မနှင်းစီသည်စိတ်ဆင်းရဲကြီးစွာနဲ့အိမ်ကိုပြန်လာခဲ့လေတယ်အောင်မောင်ဟာသွေးစာနေတဲ့လူသက်သမားလက်ရဲစရဲနိုင်ကြောင်းလဲမိမိဟာကောင်းစွာသိပါတယ်ရခင်ကအောင်မောင်ကိုအလိုလိုက်အကြောင်းဆောင်ရနေရခြင်းမှာတော့ချမ်းသာရဲ့အသက်အန္တရာယ်ကိုစိုးရိမ်လို့ပါယခုတော့လူယုံမအောင်မောင်ကချမ်းသာကိုတတ်မဲ့ဆိုသဖြင့်အဖြစ်မှန်များအလုံးကိုချမ်းသာအားဖွင့်ပြောရန်ဆုံးဖြတ်တယ်မနှင်းစီသည်ထုံနေညမှာပင်ချမ်းသာအားကျမနဲ့ရှင်ရဲ့ဘဝအတွက်အသက်တမျှအရေးကြီးတဲ့အကြောင်းအရာကိုကျမပြောချင်တယ်ဒီအကြောင်းတွေကိုအရင်တုန်းကကျမဘက်ကရင်ကိုနှုတ်ပိတ်နေခဲ့တာဟာရှင်ရဲ့အသက်အန္တရာယ်ကိုစိုးရိမ်လို့ပဲဒါပေမဲ့ဒီချိန်ရောက်မှတော့ဖွင့်မပြောလို့မဖြစ်တော့ဘူးမင်းမလှုပ်ဝက်ချက်တစ်ခုရှိမယ်လို့ငါထင်ထားတာကြားပေါ့အခုမှပဲတိတိကျကျသိရတော့မယ်ကဲမင်းမဘာလှုပ်ဝက်ချက်တွေရှိတယ်လဲအမှန်တိုင်းပြောပြီးတော့ရှင်ကျမကိုစိတ်မဆိုးဖို့တော့ကြိုတင်ပြီးတော့မေတ္တာရက်ခံခြင်းနဲ့ရှင်ကိုချင်လို့ကျမရင်စီးပြီးခံနေရတာရပ်ပေါင်းတော်ကြပြီဒီလိုအဆစီပြီးတော့အလုံးစုံတော့ကိုသိန်းအောင်ဟန်ဆောင်ထားတဲ့လူရုံးမအောင်မောင်ရဲ့လှုပ်ဝက်ချက်များကိုပြောပြလိုက်တယ်ဟင်ဒါဆိုကျုပ်ရဲ့ညီမတစ်ချိန်လုံးကတ်နေတဲ့ကောင်ကလူရုံးမအောင်မောင်ဆိုတဲ့ကောင်ပေါ့ဒီကောင်ကအလုံးစုံတော့ကိုသိန်းအောင်ဟန်ဆောင်ပြီးတော့ကျုံနဲ့တစ်ချိန်လုံးရှိနေတာပဲဒါဖြစ်ရင်ကျုပ်လူတက်မှုဖြစ်တာတကယ်မဟုတ်ဘူးပေါ့သူကပြဆက်ကလာတဲ့သူဆိုတော့တရုတ်ဆောင်အင်မတန်မှကောင်းနေရှင်ရဲ့တနက်ထဲမှာကြီးစံကိုအစ်စ်နဲ့အတူလဲပြီးတော့တေးစင်ဟန်ဆောင်ခဲ့တာပဲဒီလူဟာအတော်ရုပ်မာတဲ့ကောင်ဒီလောက်ရုပ်မာကောက်ကျစ်တဲ့ကောင်ကိုကျုပ်တို့ကခေါင်းငုတ်ခံနေလို့မဖြစ်ဘူးမဖြစ်ဖြစ်တဲ့နည်းနဲ့ပြန်ပြီးတိုက်ခိုက်ရမှာပဲမလုပ်ပါနဲ့ရှင်နဲ့သူဟာအဆင့်တန်းချင်းလည်းမတူဘူးသူဟာလက်ရဲစရဲတိတ်နိုင်တယ်ကျမဒီတလောက်သူလူတက်မှုကျွလွန်ထားတာမနေတော့ဘူးသူကျွလွန်တဲ့လူတက်မှုတိုင်းကလက်တယ်မပေါ်တာများတယ်ဇက်ထဲမှာနေတော့ကလူမိုက်တယောက်ကိုတောင်တက်ခဲ့ဘူးသေးတယ်သူတက်တာကိုဘသူမှတက်တယ်မပြနိုင်တဲ့အတွက်လွမြောက်သွားခဲ့တယ်သူလိုလူကိုရှင်းမရှင်းမနဲ့ဟိုသူလည်းယောက်ျားကျုပ်လည်းယောက်ျားပါရှင်ရဲပါတယ်ဒီလူဟာယုံပါတယ်သူကိုလောကကြီးထဲမှာထားဖို့မကောင်းဘူးရှင်ကိုအတိမပေးပဲထားတာအဲ့ဒါလိုဖြစ်မှာဆိုလို့ကျမစကားကိုနားထောင်ဖို့တော့တောင်းပန်ပါတယ်ရှင်ကျမကိုချစ်တယ်မလားရှင်ကျမစကားကိုနားထောင်ဖို့တင်တယ်ကျမဟာအိတ်ကိစ္စအတွက်အိတ်လို့လည်းမပြောစားလို့လည်းမဝင်ဘူးညစဉ်လည်းအိမ်မဆူတွေမှတ်နေတယ်ဒါတွေကိုရှင်မသိဘူးမလားကောင်းပါပြီ
မင်းရဲ့စကားကိုနောက်ဆုံးချိန်နဲ့ကျုံနားထောင်မယ်ကျုပ်တို့ဘာလုပ်ကြမလဲကျမတို့နောက်နေ့မနက်မှာထွက်ပြေးမယ်ရန်ကုန်ကိုပြေးမယ်ရန်ကုန်ရောက်ရင်တော့အချိန်လေးကြည့်ပြီးခြေရာဖြောက်မယ်ကျမတို့မြန်မာပြည်ရဲ့တနေရာမှာပုံခိုနေရင်တော့နေပေါင်းများစွာပုံခိုလို့ရတယ်သူကျမတို့ကိုဘယ်လိုလုပ်ပြီးတော့ရှာနေမှလဲမင်းရဲ့ကြံစီကိုတော့ကိုသိမ့်မကြိုက်ဘူးဒါပေမဲ့နောက်ဆုံးအနေနဲ့လိုက်နာမယ်ကျုပ်ထင်တော့သူ့လိုလူကရှောင်ပြေးလို့မရဘူးတုံးတိုက်တိုက်ကြားကြိုက်ပြန်ချမှာပဲဖြစ်မယ်ရှင်ကယောက်ျားဆိုတော့လေယောက်ျားစကားပြောမှာပေါ့ဒါပေမဲ့ကျမဟာတော့ရှင်ကိုချစ်နေမိပြီရှင်ကိုလည်းအဆုံးရှုံးမခံနိုင်တော့ဘူးရှင်တခုခုဖြစ်သွားရင်တော့ကျမရင်ခွဲရလိမ့်မယ်ဒီလိုနဲ့ပဲဆန္ဒတို့ဟာနောက်တနေ့မနက်မှာတော့တင်မောနဲ့မုတ်တမဘက်ကံကိုကူတန်းခဲ့ပါတယ်၎င်းတို့ဟာခီလန်တစ်လျှောက်လုံးတတိကြီးစွာနဲ့ထားပြီးသွားနေရတယ်သူတို့ညလုံးဟာဘူတန်ယုံရှိမှောင်ချက်ချနေရမှာယထာမထွက်မီတော့ပုံခိုနေရတယ်နောက်ဆုံးယထာထွက်သွားတဲ့အခါမှာတော့ချမ်းသာကကျုပ်တို့တော့လူယုံမှာအောင်မောင်းရဲ့လက်ကလွတ်ခဲ့ပြီးထင်တယ်။အိုးမဟုတ်တာအောင်မောင်းဟာအင်မတန်မှလဲတဲ့သူလက်ကနေကျမတို့လွယ်လွယ်လေးလွတ်မြောက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။သူမှရည်ရွယ်ချက်တစ်ခုခုရှိပုံရတယ်။ကျမတို့စောင့်မကြည့်ပဲနဲ့မနေဘူး။အခုလိုအလွယ်တကူလွတ်မြောက်လာတာကျမရင်ထဲမှာတန်တရားဖြစ်နေတယ်။မင်းင်းစီဟာလည်းဒီလိုကိုအထင်ကြီးလို့နေပြီထင်တယ်။ဘာပဲဖြစ်ဖြစ်ကျုပ်တို့ကိုတစ်ချိန်လုံးပုံခုပြီးတော့ကြည့်မနေနိုင်ပါဘူး။သူမှအကြံကြီးတစ်ခုရှိမဲဆိုရင်တော့ကျုပ်တို့ကသူ့ကိုလှည့်စားနိုင်ပြီ။မင်းင်းစီကတော့ဆန္ဒစကားကိုမတုံ့ပြန်ပါ၎င်းတို့ယထာဟာစိတ်ထုတ်ဘူတာကိုယထာဆက်ခံနေမှာတော့မင်းင်းစီကကောင်းတဲ့ကိုအကြံတစ်ခုဝင်ရောက်လာပြီးတော့ကျမအကြံရပြီစိတ်ထုတ်ဘူတာမှာကျမတို့မမျော်လင့်မယ်နဲ့ဖြတ်ကနေဆင်းမယ်ယထာထွက်ခံပြီးမှကျမတို့ဖြတ်ကနေဆင်းလိုက်ကြမယ်လေသူဟာယထာပေါ်မှာကျမတို့နဲ့အတူရှိနေမယ်ဆိုရင်တော့စိတ်ထုတ်ဘူတာမှာကျမတို့ကိုယ်ရောင်ဖြောက်လိုက်တယ်ဆိုတာရိပ်မိမှာမဟုတ်ဘူးဒါဆိုရင်တော့ကျမတို့သူ့လက်ကလွတ်မြောက်ပြီစိတ်ထုတ်ဘူတာမှာဆင်းပြီးကျုပ်တို့ကဘယ်ကိုသွားမလဲစိတ်ထုတ်ရောက်မှတော့စိတ်ထူးပြပဲဖူးတော်မှာပေါ့ရှင်ဒီချိန်ဆိုရင်တောင်ပေါ်မှာဖျားဖူးတွေအများကြီးရောက်နေပြီ။ကြိုက်တီယိုအနံကဖျားတွေကုန်လုံးလိုက်ဖူးပြီးတော့ကျမတို့ကိုရောင်ဖြောက်နေလိုက်ပြီ။ဒါဆိုရင်တော့အောင်မောင်တယောက်တော့ကျမတို့ကိုယုံတောင်ပြေခွင်းနောက်လိုက်ဖြစ်နေတော့မှာပဲ။တေကောင်းတဲ့အစီအစဉ်ပဲ။ကျုံလေကြိုက်တီယိုဖျားမဖူးရတာကြပေါ့။ချမ်းသာတို့သည်အထုပ်ပိုးများကိုအသင်ပြင်ဆင်ပြီးတော့ယထာထွက်ကန်ပြီးဘိန်းစားတင်လိုက်တဲ့အခါမှာယထာပေါ်မှာကမကရန်စင်ကြပါတယ်။ယထာပေါ်မှာပလက်ဖောင်းကိုရောက်တဲ့အခါမှာတော့ဘူတာယုံရှိဘုရားဘူးလူစုတွင်မှာဝင်ရောက်ပုံခိုလေတယ်။ထိုချိန်ကတော့ဘုရားဘူးရာသီဖြစ်တာကြောင့်ဘုရားဘူးများနဲ့စီကားနေပါတယ်။ထိုနောက်မှာတော့မနှင်းစီသည်ကင်မွန်စကန်ကိုလှည့်ငါဖို့ပြင်တယ်။လှည့်ငါရမှာတော့လက်တစီကိုနှစ်ယောက်တည်းမငါတခြားသောဘုရားဘူးမိသားစုများနဲ့ဆက်တူငါတယ်။၎င်းတို့ဒီတန်ငါရင်တော့ဘုရားဘူးများကြားမှာထင်းထင်းကြီးဖြစ်နေမှာဆိုလိုပါ။ဆန္ဒတို့ငါရလာတဲ့လဲကညနေဆောင်ခါမှာစိတ်ထုံမျိုးမှထွက်လေတယ်။ကြိုက်ထုံမှကင်မွန်စကန်ကိုသွားတဲ့လမ်းဟာလေတန်တန်လွန်လာတယ်။အတန်တန်ကြာအောင်မောင်းနေပြီးမှနွားလေးသည်အင်းဝါစကန်ကိုရောက်တယ်။လယ်သမားကခီးတဲ့မိသားစုဘက်ကိုလှည့်ပြီးတော့နေဘူးလို့နွားတွေလည်းပင်မတ်မိပြိုလဲဖြုတ်ပြီးတော့ခဏနားရအောင်။ဆန္ဒတို့ဒီကတော့အောင်မောင်းကိုအဆက်ဖြစ်လာပြီလို့ထင်တာကြောင့်အနေငယ်စိတ်အေးနေပါတယ်။ထို့ကြောင့်လဲနာတာနဲ့သူတို့ဒီလဲစားတောက်ဖွယ်အားများရောင်းချတဲ့ဆိုင်များကိုဝင်ပြီးတော့တခုခုစားနေလိုက်တယ်။အတန်ကြာတဲ့အခါနွားလဲပေါ်ကိုရောက်တော့လဲဆရာကချမ်းသာတို့လဲပေါ်တက်တာနဲ့လဲကိုထွက်ရန်ပြင်းနေ။ဟာနေပါဦးဗျာခီးတယ်တွေမရောက်သေးဘူး။လဲဆရာကခမရတို့လဲကိုချောင်းချောင်းကြီးကြီးစီးဖို့သာပြင်ပြီးတော့ခမရတို့နဲ့လိုက်လာတဲ့မိသားစုကအင်းဝစကန်ကနေနောက်ကလိုက်လာတဲ့ဖျားဘူးလဲကိုစောင့်မိတယ်လေ။ကျုံနဲ့မလိုက်တော့ဘူးဗျ။ဒါဆိုရင်လဲကျမတို့ညောင်တဲ့ချောင်းချောင်းကြီးကြီးစီးရတာပေါ့။လဲဆရာသည်လဲကိုတရီမောင်းပြီးတော့ထွက်ခွာလာခဲ့ပါတယ်။ထိုခိုင်းမှာပဲတောက်ချဆောင်းထားတဲ့ရတိကြီးတစ်ပါးကလဲရှိရာကိုအပြေးလွှားလိုက်လာပြီးတော့လဲကြုံလိုက်ခြင်းလိုပါလို့ပြောရာလဲဆရာကချမ်းသာတို့ကိုငဲဆောင်ကြည့်ပါတယ်။မင်းင်းစီကရတိကြီးကိုကြည့်ပြီးတော့ရပါတယ်ရှင်ကုသိုလ်ရတာပေါ့လိုက်ခွင့်ပြုလိုက်ပါ။ထိုကရတိကြီးကလဲပေါ်ကိုတက်ပြီးတော့တာရူ၃ချိန်ခေါ်တယ်။အေဝါစကန်မှာထွက်တဲ့အခါလဲမြစီတစည်းတည်းမထွက်၃-၄စီးပေါင်းရေးထွက်ကြတယ်။လဲမြကိုတစည်းကိုတစည်းဆောင်ရေးထွက်ကြတာကြောင့်လဲရဘာဖြစ်လို့တစည်းနဲ့တစည်းစောင့်နေတယ်လဲ။ဒီလိုမေးတဲ့အခါမှာတော့ရတိကြီးကအေဝါစကန်နဲ့ကင်မွန်းစကန်ကြားမှာတောပုံဓမြတွေမှာအများကြီးလဲတစည်းတဲ့ထွက်ရင်ဓမြတိုင်လွန်းလို့လဲ၃-၄စီးပေါင်းထွက်ကြတယ်။လဲပေါ်မှာလေဓာတ်လက်နဲ့တွေစောင့်ပြီးမှပဲထွက်ကြတာပေါ့။အော်ရတိကြီးကကြိတ်ထီယိုပြနဲ့ပတ်သက်လို့တော်တော်ကျွမ်းနေနော်။လောကမှာရတိကြီးမကျွမ်းတာဘာမှမရှိဘူး။ကြိတ်ထီယိုတောင်နဲ့ပတ်သက်ပြီးကျွမ်းနေတယ်လို့ကိုယ့်ကိုလိန်ညာလှည့်ပြပြီးထွက်ပြေးတဲ့သူတွေကိုလည်းလိုက်ဖမ်းတဲ့နေရာမှာကျွမ်းကျင်နေ။ဒီလိုပြောတဲ့အခါမှာတော့ချမ်းသာနဲ့မင်းစီဟာရင်ထဲမှာထိတ်ခနဲဖြစ်ပြီးတော့ရတိကြီးရဲ့မျက်နှာကိုဆူဆူရဲကြည့်တယ်။ရတိကြီးရဲ့မျက်နှာကရှည်လျားတဲ့မုတ်ဆွေမင်းများသာရှိပြီးတော့တောက်ချာကိုအသာမားပြတဲ့အခါမှာတော့လူယုံမှအောင်မောင်းဖြစ်နေကြောင်းသိရတယ်။ချမ်းသာလည်းရတိကြီးကိုအောင်မောင်းမှရိတ်စားမိသွားပြီးတော့ဒီလောက်တောင်မှလိတ်လာနိုင်တာချီးကျူးပါတယ်
ဒါပေမဲ့လောကမှာသူတစ်ပါးပစ္စည်းကိုမတရားလိုချင်တဲ့လောဘဆိုတာရှိတာမကောင်းဘူးဗျထိုအခါရသေးကြီးအယောင်ဆောင်ထားတဲ့အောင်မောင်ကလောဘဒေါသမောဟဆိုတာတတဝါရီနဲ့ကင်းနိုင်တာမှမဟုတ်တာလူတိုင်းလောဘရှိတာပေါ့ရသေးကြီးဟောတာမှန်မှဗျကျုပ်လည်းလောဘရှိတာပဲဒီနေ့ကိုလှဲတစ်ခေါက်လိုက်ရတာနဲ့မကျေနပ်ဘူးနှစ်ခေါက်သုံးခေါက်လောက်လိုက်ချင်တယ်ဒီလိုဝင်ရောက်ထောက်ခံပါတယ်မနှင်းစီကအန်ကိုကြိတ်ပြီးတော့ဒီမှာလောဘကြီးတဲ့သူတွေရဲ့ဇက်သိန်းကတော့မကောင်းဘူးနော်ကိုလန်းကိုသွားရင်ကောင်းမယ်ကျမတို့ကိုမနှောက်ယှက်ပါနဲ့တော့ရသေးကြီးကဖျားဘူးထွက်တာလေဘယ်သူတားလို့ရမှာလဲမင်းတို့ကငရဲတောင်ကြာသွားအောင်မေဒီလိုမထိလေစားပြောပါတယ်မကြမီ၎င်းတို့လည်းဟာကင်မွန်စခန်းကိုရောက်ရှိသွားပါတယ်ချမ်းသာနဲ့မနှင်းစီသည်ဇရက်တဆောင်ကိုတက်ပြီးတော့နားတယ်အောင်မောင်ဟာတော့၎င်းတို့ရဲ့ခက်လန်းလန်းမှစောင့်နေပါတယ်ရသေးဟန်ဆောင်ထားတဲ့အောင်မောင်ကိုမချင်မချမ်းစီပြီးတော့မနှင်းစီကဒီကောင်တိတ်လေတယ်ဆိုတာရှင်သိပြီမလားသူ့လက်ကလွတ်အောင်ပြေးဖို့ဟာအတော်ခက်တယ်ဟုတ်တယ်သူ့လက်ကပြေးလို့ကတော့မလွတ်တော့ဘူးသူကိုကြိုက်ထီရိုးတောင်ပေါ်မှာပဲအပြည့်ရှင်းပြဖို့ဆုံးဖြတ်လိုက်ပြီးကျုပ်တို့အနေနဲ့စွန့်စားမှဖြစ်မယ်သူလောက်တာကိုခေါင်းငုတ်ခံနေလို့တော့မဖြစ်တော့ဘူးယောက်ျားချင်းချင်းပဲသူသေးကိုသေးချမှာပဲတတိထားပေါ်ရှင်သူဟာအင်မတန်မှအသက်ပုတ်ကျွမ်းကျင်နေသူဒီလိုနဲ့ချမ်းသာတို့ဟာတောင်ပေါ်တက်ဖို့အတွက်တောင်ဝေးကိုစီဝယ်ယူလိုက်တယ်ချမ်းသာသည်လက်ထဲမှာရှိတဲ့တောင်ဝေးတစ်ချောင်းဟာကြောက်စရာကောင်းတဲ့လက်နဲ့ဖြစ်မှာပဲလို့ဒီတို့ပြောဆိုနေပါတယ်ချမ်းသာသည်ထိုချိန်မှစပြီးတော့အောင်မောင်းကိုလှုပ်ကြံရန်နီလန်းမျိုးစုံကိုစဉ်းစားနေတယ်ထို့သောစဉ်းစားရင်ကအကြံတစ်ခုရပါတယ်ထိုကြံကတော့မိသူမှထင်မှန်မထားတဲ့နေရာမှာလှုပ်ကြံရန်ဖြစ်ပါတယ်ချမ်းသာသည်ထိုချိန်မှစတကူလုံးငြိမ်သက်စွာနဲ့တွေ့တော်နေတယ်ထိုကြံဟာတော့အလိုအနေနဲ့များပြီးတော့စွန့်စားရနေပါတယ်မိတို့ပင်ဖြစ်စေလူယုံမှာအောင်မောင်မျော်လင့်မထားတဲ့အချိန်ဖြစ်တာကြောင့်မိမိရဲ့လှုပ်ကြံမှုကအောင်မြင်နိုင်နေမနှင်းစီကတော့ဒီလမ်းမှာရောင်းချတဲ့ဗပဲဆိုင်တစ်ဆိုင်မှာတွေ့တဲ့ဓာများကိုကြည့်ပြီးတော့ကျမတို့ဓာတစ်ချောင်းလောက်ဝယ်ပြီးတော့ကင်ထားရအောင်မောင်တို့အဟန့်ဓာတစ်ခုဖြစ်အောင်လို့ပါဓာကင်လို့မဖြစ်ဘူးဓာကင်လည်းရင်ငါအကြံစီတွေမအောင်မြင်နိုင်ဘူးသူ့ကိုလှုပ်ကြံနိုင်မယ့်နီလန်းကိုငါတွေ့ထားပြီးပြီဘလို့နည်းလဲကျမကိုပြောပြပါအောင်မင်းကိုပြောပြလို့မဖြစ်ဘူးပြောလိုက်လို့မင်းရဲ့အမူအရာပြတ်သွားရင်လူယုံမှာအောင်မောင်ရိပ်မိသွားမယ်အောင်မောင်ရိပ်မိအောင်လုပ်ရမယ်ဒီလိုနဲ့ချမ်းသာသည်အောင်မောင်ကိုလှုပ်ကြံနိုင်ဖို့အတွက်တစ်ချိန်လုံးစဉ်းစားနေပါတယ်။စိုက်တီယိုဘုရားကိုဖူးမြော်ပြီးနောက်ကြောက်ထက်ကြီးကြီးကံပါဇက်ရသေးတောင်စားတဲ့နေရာများကိုတွားရောက်ကြလေတယ်။စိုက်တီယိုတောင်မှာရသေးတောင်ဘက်ကိုအကူမှာတော့တောင်ရတစ်ဖက်မှာအလွန်နဲ့တဲ့ကြောက်ကံပါကြီးများရှိကြောင်းကိုတွေ့တယ်။အမလေးကြောက်ကြီးကနှက်လိုက်တာပြုတ်ကြရင်တော့မတွေ့ရစရာပဲ။မနှင်းစီဟာကြောက်ကပါအောက်ကိုမကြခဏလှမ်းစီရင်ကထိုးထိုးပြောတယ်။ဆန္ဒကတော့တောင်ဝေးကိုစီနဲ့ရသေးတောင်ဘက်ကိုကူတန်းသွားတယ်။ရသေးတောင်ကိုအသွားလမ်းမှာတော့ကျင်းမြောင်းပြီးတော့အကွေးကောင်များတယ်။မိမိတို့ကဲ့သို့ဖျားဘူးလူစုလူဝဲများကိုလည်းတွေ့ရပါတယ်။မနှင်းစီသည်ကြောက်ကပါကြီးများကိုထိတ်လန့်ဟန်နဲ့ကြည့်ပြီးတော့သွားနေတာကြောင့်ခရီးမတွင်မနဲ့ဖြစ်နေတယ်။ထိုခိုင်မှာရသေးဟန်ဆောင်ထားတဲ့အောင်မောင်ကချမ်းသာတို့အနီးကိုရောက်လာပြီးတော့နောက်ဆုံးခရီးကိုမသွားမီဖျားဒီဝအောင်ဖူးသွားကြပေါ့။လေတံတီတိုးနဲ့လောင်ပြောင်တရောလိုက်တယ်။ထို့နောက်ချမ်းသာတို့စုံတွေကိုကြော်ဖြတ်၍တက်သွားလေတယ်။ထိုခိုင်မှာပင်ဆန်းသာတို့ဟာအနောက်ဘက်တောင်ကပရံကိုလှည့်ကြည့်လိုက်ရာအနောက်မှလိုက်လာတဲ့ဖျားဘူးတစုကတောင်ကပါကွဲနေတာကြောင့်မိမိတို့ကိုမမြင်ရတော့ချေအရှင်မသွားနေတဲ့ဖျားဘူးလူတစုကလည်းတချင်းတကြော်ကြော်အဟိတီဆို၍သွားလာနေကြတယ်။ချမ်းသာသည်ထိုခွင့်ရေးကိုအရယူရန်အတွက်ဆုံးဖြတ်လိုက်တယ်။သူရဲ့ရှေ့ကိုကြောတက်သွားတဲ့အောင်မောင်ရဲ့နဘေးကိုရအောင်သွားပြီးတော့လက်ထဲရှိတောင်းဝင်းနဲ့အောင်မောင်ရဲ့လက်ရနဘေးကိုစောင့်ထိုးချလိုက်ပါတယ်။အောင်မောင်သည်မိမိကိုလှုပ်ကြံခံရမှန်ရိတ်စားမိလိုက်ပြီးနောက်ထိတ်လန့်တကြားနဲ့ချမ်းသာရဲ့လက်မတောင်ဝေးကိုလှမ်းဆွဲတယ်။သို့သောတောင်ဝေးရဲ့အပြားကိုသာဆုပ်ကန်ပြီးတော့အတန်နဲ့ကြီးနဲ့အော်၍ကြောက်ထဲကိုပလက်လန်ကျသွားပါတယ်။မနှင်းစီသည်လည်းထိုမြင်ကွင်းကိုကြည့်ပြီးတော့အထိတ်တလန့်ဖြစ်သွားတယ်။ချမ်းသာကတော့တခြားသောဖျားဘူးများအားရတဲ့ကြီးလိမ့်ကျသွားပြီလာကြပါအောင်ဗျာကြောက်ထဲကျသွားပြီအတကုံအော်ဟစ်နေပါတယ်။ထိုအခါဖျားဘူးများကစုပြုံရောက်ရှိလာပြီးတော့အကျိုးကြောင့်ကိုမေးတယ်။ထိုအခါမှာတော့ချမ်းသာကရတဲ့ကြီးကကျုပ်ရှိကသွားနေတာပါဒီလိုသွားနေတဲ့ခေါင်းကိုလက်နဲ့အုပ်ပြီးမူးတယ်လို့ပြောတယ်ကျုပ်ကရတဲ့ကြီးကိုဖေးမဖို့ကြံစီနေတော့ရင်းရံပြီးတော့ကြောက်ထဲကိုကျသွားတာပဲရတဲ့ကြီးကိုကဲကြပါအောင်ဗျာစေမကောင်းတဲ့အမူအရာနဲ့ပြောတယ်မနှင်းစီကလည်းအချင်းလေးကိုရိတ်စားမိပြီးတော့ရတဲ့ကြီးအတွက်စိုးရင်ပူပန်ဟန်နဲ့ပြောပါတယ်နှကြမီမှာပဲအထက်သမားလူငယ်များခေါ်ယူပြီးတော့ကြောက်ထဲကိုစင်ကအောင်မောင်ရဲ့အလံကိုတဲဆောင်ကြတယ်ဖျားပေါ်ရှိပလိန်များဟာလည်းရောက်ရှိလာပြီးတော့ချမ်းသာတို့လင်းများရသေးကြီးကြောက်ထဲကြခြင်းနဲ့ပတ်သက်ပြီးတော့မျက်မြင်သက်သေနေနဲ့မင်းမြန်လိပါတယ်။ချမ်းသာနဲ့မနှင်းစီတို့ကရသေးတီကျွမ်းစိတ်မကောင်းဟန်နဲ့ထိုဖြစ်ရအားစိတ်ပါဝင်စားစွာပြောဆိုပြလေတယ်။ပလိန်များက၎င်းတို့လင်းများအားအတန်ကြောင်စစ်စစ်မင်းမြန်ပြီးတော့ကျေးဇူးတင်ကြောင်းပြောဆိုပြီးတော့ပြန်လွတ်လိုက်ပါတယ်။
ချမ်းသာတို့ဟာပလင်များရှိမှမျက်နှာညှို့ငယ်စွာနဲ့ထွက်ခွာလာခဲ့ပြီးနောက်၎င်းတို့နဲ့ဝေးရကိုရောက်တဲ့အခါမှာတော့ဝမ်းသာအားရရီမောလိုက်ကြလေတယ်။ယနေ့မှစ၍မိမိတို့ဘဝဟာငြိမ်အေးသွားစေပြီ။အနေရပြုမဲ့သူလည်းမရှိတော့ချေအရာအလုံးပြီးဆုံးသွားလေပြီ။တနေ့တနေ့မှာတော့စုံတော်ဦးပေါ်ဦးကအင်းစိန် CID ကအမှုများပါကိုင်းမှာစိတ်တရိုးဖျားကိုတွားရဖို့မျှော်ရန်ကြံနေ။ဒါကြောင့်သူရဲ့မိတ်ဆွေကြီးစာပလင်မင်းအောင်ကိုအဖော်ခေါ်ရန်တိုင်ပင်ပါတယ်။ထို့သောနဲ့သူပါဝင်စုံတော်သုံးဦးသည်စိတ်တရိုးဖျားကိုဖျားဖို့ရန်အတွက်ထွက်လာခဲ့ပါတယ်။ကြိုက်ထုံမျိုးမှာငါတစ်တာနှုတ်စီဘူးပေါမုတ်တကြားစာတီတို့ကိုလည်းဝယ်ယူသေးတယ်။နောက်တနေ့မနက်မှာတော့ကြိုက်ထုံမျိုးမှာကင်မွန်စခန်းကိုလက်တစီကိုငှားပြီးတော့ခီးဆက်ခဲ့ပါတယ်။အင်းဝါစခန်းမှာကင်မွန်စခန်းကိုရောက်တဲ့အခါမှာတော့စိုက်တီရိုးတောင်စီကိုချင်းလင်းတက်ခဲ့တယ်။ကျုပ်တော့တိမ်ညောင်းနေပြီပြို့ပြန်ကျင်လာပြီ။အဖိုးကြီးတွေတောင်ဒီရောက်မှပြန်ကျင်တာပါဗျာ။ခမည်းဟာလေစုံတော့လုပ်ပြီးဒီလောက်တောင်ဇွဲမရှိဘူးလား။ဤကဲ့သို့မောပန်ဟန်မရှိဘဲနဲ့စာပလင်မင်းအောင်ကလန်းဆန်းတက်ကြွပြီးတော့စုံတော်ဥပေါ်ဦးကြီးကိုမကြားမီစိုက်တီရိုးတောင်မော်ကိုရောက်တော်မူဖြစ်ကြောင်းကိုနေသိနေရပါတယ်။သူတို့စုံတော်သုံးဦးဟာဖိုးပြန်တောင်နီးရှိဇရက်တဆောင်မှာတော့လူများအုံနေတာကြောင့်တွားရောက်ကြည့်ရှုတော့ဇရပ်ပေါ်ရှိကုပစ်ပေါ်မှာတေဆုံးနေရန်ရှိတဲ့ရတေးတူဦးကိုတွေ့ရတယ်။ထိုရတေးရဲ့အနီးမှာတော့ပလိမ်များဝိုင်းအောင်နေပြီးတော့ထိုပလိမ်များထဲမှာပလိတ်ကြီးတူဦးကဟာဆရာတို့ပါလားဖျားဘူးထွက်လာတယ်ဆိုရင်ကျွန်တော်တို့စီမှာတဲပေါ်ဗျာ။ထိုသူကတော့ကြိတ်တီယိုကတ်ထဲမှာရှိတဲ့ဌာနအုပ်ဦးလာမိုးပင်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ကကြိတ်ထုံမှာငွေသိမ်းပေါင်းများစွာတန်တဲ့စိန်ပြက်ကြီးတကုံပျောက်ဆုံးမှုနဲ့ဦးလာမိုးကသူတို့စုံတော်များအကူအညီပေးခဲ့ဘူးတဲ့။စာပလင်မင်းအောင်ကဇရက်ပေါ်ရှိသေးဆုံးနေတဲ့ရတင်းနဲ့ပတ်သက်ပြီးတော့မေးမြန်းနေတဲ့အခါမှာတော့ဦးလာမိုးကတပြင်းကိုချကဖျားဖွေးနဲ့တောင်ပေါ်ကလိမ့်ကြလို့ပါဗျာထုံးစံတိုင်းတောင်ပေါ်ကလိမ့်ကြတယ်ဆိုတော့ကျွန်တော်တို့ပလိတ်တွေအလုပ်ရှုပ်ရပြီပေါ့စာပလင်မင်းအောင်ကတေသူရတဲ့ရဲ့အနီးကိုတွားရောက်ကြည့်ရှုရမှာစိတ်ဝင်စားဟန်နဲ့ကိုခန္ဓာအချင်းချင်းဗမှန်စစ်ဆေးပါတယ်အနီးရှိတောင်ဝေးများရောက်တဲ့ဆိုင်ကိုတွားပြီးတော့တောင်ဝေးများကိုကြည့်ပါတယ်ထို့နောက်ရတဲ့ရဲ့လက်များကိုလည်းပြန်ကြည့်တယ်အတန်ကြောင်ကြည့်ရှုစစ်ဆေးပြီးရနောက်မှာတော့ဒီလူကရတဲ့အစ်စ်မဟုတ်ဘူးအယောင်ဆောင်ထားတာဗျရတဲ့အယောင်ဆောင်ထားကြောင်းအထောက်ထားတွေတွေ့ရတယ်သူဟာလွန်ခဲ့တဲ့ရက်လောက်ထိရှရင်ကြီးလက်တူကိုဝစ်စင်နေတဲ့သူပဲဖျားဘူးရသည်ဆိုရင်တော့ခါရော်မီရတဲ့အတူတွေကတော့အများကြီးပေါ်တာထုံးစံလိုပါပဲဗျာဒါဟာကျွန်တော်တို့အတွက်တော့အရေးမကြီးပါဘူးထိုခါမှာတော့စာပလင်မင်းအောင်ကတပြင်းချတယ်ရတဲ့အတူအစ်စ်ဆိုတာအရေးမကြီးတာကတော့ဟုတ်ပါတယ်ဗျာဒါပေမဲ့ဒီရတဲ့ရောင်ဆောင်ထားတဲ့သူဟာတောင်ပေါ်ကသူ့ရိုးသားရိုးပြုတ်ကြတာမဟုတ်ဘူးဗျသူတစ်ပါးတွန်းချခံလို့တေးရတာပဲဒါဟာကြိုတင်ကြံစီထားတဲ့လူတက်မှုပဲဌာနကိုဦးလာမိုးသားမကအာလုံးတော်စုံတော့ကျော်ညလုံးကအံ့ဩသွားပါတယ်စာပလင်မင်းအောင်ကြောက်တော့ကျုပ်တို့တော့အလုံးရှုပ်တော်မယ်ထင်တယ်ဗျို့ဒုက္ခပါပဲဒေဇာရဲ့လားဗျာထိုခါမှာတော့ရတဲ့ရဲ့လက်ရဆောင်ရှိအညိုမဲဆွဲနေတဲ့ဒဏ်ရာကိုပြသပြီးတော့ဟောဒီမှာတောင်ပေါ်ကတွန်းချခံရတဲ့ဒဏ်ရာရတဲ့ရဲ့လက်မှာလည်းဒဏ်ရာရှိသေးတယ်ဗျရတဲ့တောင်ပေါ်ကလိမ့်ကြပြီးတော့ဒဏ်ရာရထားတာရောမဖြစ်နိုင်ဘူးလားရင်ဘက်ကဒဏ်ရာကတောင်ပေါ်မှာပဲရတဲ့ဒဏ်ရာကျုပ်ခဏနေတက်တည်ပြပါမယ်ရတဲ့တောင်ပေါ်ကကြာခြင်းနဲ့ပတ်သက်ပြီးတော့ပလိများထံမှတေးချစွာမေးမြန်းပါတယ်ထို့နောက်တော့အိတ်လင်များနှစ်ယောက်ကိုတော့မတင်ငါဘူးသူတို့နှစ်ယောက်ရဲ့ပုံမှန်တံကိုပြောပါအောင်ဌာနအုပ်ဦးလာမိုးကလင်မယားနှစ်ယောက်ကိုတော့တန်ရမဖြစ်ပါနဲ့ဗျသူတို့နှစ်ယောက်စလုံးကရုပ်ရည်တန်တန်ပြပြရိုးသားဖြောင့်မတ်ပုံရတယ်လင်မယားနှစ်ယောက်ထဲကကိုချမ်းသာဆိုတဲ့သူကရတဲ့ကြီးကောင်းမှုပြီးတော့တောင်အုပ်ကိုကြတာမဆွဲလဲနိုင်လို့တို့ပြောနေရှာတယ်သူတို့နှစ်ယောက်စလုံးကစိတ်ကောင်းရှိတဲ့သူတွေပါဒါဖြစ်အိတ်လင်များနှစ်ယောက်ကဘဲကိုထွက်သွားလေသူတို့ကမပြန်သေးပါဘူးကြိုက်ချီရရင်မြင်တော်မှာပဲရှိနေအောင်မေဒါဖြစ်လေဒီနေရာမှာပလိတ်အဆောင်တွေချထားပေးပါအိတ်လင်များနှစ်ယောက်တောင်ပေါ်ကဆင်းလာရင်ကျုပ်စစ်ဆေးခြင်းနေကျုပ်တို့လည်းတောင်ပေါ်ကိုမတက်သေးဘူးဒီဇရက်မှာပဲစောင့်နေအောင်မေကိုမင်းအောင်ကတော့ရောက်လေရမှာအမှုတွေနဲ့တိုးနေတာပဲကိုအလွန်စုံတော့တာဆိုရင်တော့အတော်စည်းဝါးဖြစ်မှာပဲထိုခါမှာတော့စာပလင်မင်းအောင်ကခဏတော့တီးခံကြပါဗျာကျုပ်တို့ဟာဥပဒေဝန်ထမ်းဆိုတော့လေဥပဒေချိုးဖောက်တဲ့ပြုမှုကိုမြင်တော့ခေါင်းဆောင်လို့မရဘူးဗျဒါဖြစ်ရင်တော့ဒီနေ့တော့ဒီဇက်မှာပဲအချိန်ကုန်ရတော့မယ်ထင်တယ်ကျုပ်တို့လည်းခမရတို့နဲ့အတူကန်ဆိုးပြီးပြို့ဒီလိုမှသိရင်တော့စာပလင်မင်းအောင်ကိုမမြင်စင်ဟန်ဆောင်ပါတယ်ဒါနဲ့ပဲသူတို့လူစုဟာဇရက်ပေါ်မှာရင်နှွေးတောင်ရင်နဲ့တညက်နေလုံးအချိန်ဖြုံနေကြပါတယ်ညနေကိုရောက်တဲ့အခါမှာတော့တရက်ခန့်လူယူစားတဲ့လင်များညောက်ကစိတ်တီရိုးတောင်ပေါ်မှာဆင်းလာပါတယ်၎င်းတို့စုံတွေဟာရုပ်ရည်တံပြန်ပြီးတော့မိမဖြစ်သူရဲ့အလားကတော့ယောက်ျားတိုင်းငေးမော်ရတဲ့အလားမျိုးဥပေါ်ဦးကြီးတောင်ထိုမိမရဲ့အလားကိုမျက်လုံးကျွတ်မတက်ငေးမော်ကြည့်ရပါတယ်လှလိုက်တာဗျာနတ်ပြည်ကနတ်သမီးလေးနတ်သက်ကျွလာသလားအောက်မရတယ်
ထိုလင်များသည်ပလင်များကခေါ်ဆောင်လာခြင်းမဟုတ်ဘဲနဲ့၎င်းတို့သဘောဆန္ဒအရဇရက်ရှိရာကိုရောက်ရှိလာပါတယ်။ရန်ကုန်ကစုံထုတ်တွေစိတ်ထီးကိုမမျော်လင့်မဲနဲ့ရောက်လာပြီးတော့မောင်ရင်တို့လင်များကိုစစ်ဆေးခြင်းလို့ရပါတယ်ဗျာမေးစင်တာမေးပါဖြေဖို့အစ်စ်ပါပဲကျုံနာမည်ကိုချမ်းသာလို့ခေါ်ပါတယ်ကျုံမိမကမနှင်းစီရဲ့ကျုပ်ကမေးစင်တာထက်ကြည့်စင်တာလေးတစ်ခုရှိလို့ပါမိတ်ဆွေတို့ရဲ့လက်ထဲမှာကင်ထားတဲ့တောင်ဝေးလေးတွေကိုခဏပြပါထို့သောပြောတဲ့အခါမှာတော့ကိုချမ်းသာကရီမောလေတယ်ရပါတယ်ဗျာဒါကတော့ကျုပ်ကင်တဲ့တောင်ဝေးပါကျုံမိမကင်တဲ့တောင်ဝေးလည်းကြည့်ပါသူရဲ့ဇနီးထံမှာတောင်ဝေးကိုလည်းယူရပြတယ်စားပလင်မင်းအောင်ကတောင်ဝေးနှစ်ချောင်းကိုတေချာစွာကြည့်ပြီးတော့တပြင်းကိုချတယ်ဝမ်းနဲ့ပါလေကိုချမ်းသာခမ ्या ကိုရတဲ့အယောင်ဆောင်လူကိုတောင်ပေါ်ကလိမ့်ချအောင်တွန်းချမှုနဲ့ဖမ်းဆီးလိုက်ပါပြီကျုပ်ကအင်းစိန် CND ကစားပလင်မင်းအောင်ပါကိုချမ်းသာရဲ့အမူအရာကမပြတ်တော့လဲမနှင်းစီရဲ့မျက်နှာကတော့ကွက်ခနဲပြတ်သွားလေတယ်ကိုချမ်းသာကစားပလင်မင်းအောင်ကိုမထီလေးစားကြည့်ပြီးတော့နေစမ်းမအောင်ဗျာရတဲ့ကြီးတောင်ပေါ်ကကြတာကိုကျုပ်ကိုဘလို့မတင်ကားဖြစ်ပြီးတော့ဖမ်းဆီးတာလေစားပလင်မင်းအောင်ကကိုချမ်းသာမျက်နှာကိုစူးစူးဆက်ဆက်ကြည့်တယ်ကိုချမ်းသာဟာရတဲ့အယောင်ဆောင်သူကိုရန်ညိုးရန်စားတစ်ခုထားရှိတယ်ဒီရန်ညိုးကြောင့်ပဲရတဲ့တောင်ဘက်အခုမှရတဲ့အယောင်ဆောင်လူကိုတောင်ဝေးနဲ့ထိုးပြီးလှုပ်ကြံခဲ့တယ်ဒါပေမဲ့လှုပ်ကြံခံရတဲ့သူကလည်းတောင်တန်လူတော့မဟုတ်ဘူးတတိကောင်းနေတောင်အုပ်ကိုကြားကနေမှကိုချမ်းသာလက်ထက်ကတောင်ဝေးကိုလှမ်းဆွဲလိုက်သေးတယ်ဒါပေမဲ့ကိုချမ်းသာရဲ့တောင်ဝေးထိတ်ကနည်းနည်းဆွေးမြင်နေတယ်တောင်ဝေးရဲ့ထိတ်ကဝါးစားတစ်ခုပဲထွက်နေတယ်ရတဲ့ကတောင်အုပ်ကိုကြားကနေမှသွေးယူသွေးတဲ့နဲ့တောင်ဝေးကိုလှမ်းဆွဲလိုက်လို့ရတဲ့ရဲ့လက်ဖွားမှာလေဝါးစားကစိတ်ဝင်သွားတယ်ထို့သောဆိုကသူ့ရဲ့အင်ဂျီအိတ်ထဲရှိစက်ကူနဲ့ထုတ်ထားတဲ့အထုပ်ကလေးကိုဖြေပြတယ်စက်ကူထဲမှာတော့တင်းငယ်တဲ့ဝါးစားလေးတစ်စားရှိပါတယ်စားပလင်မင်းအောင်ကထိုစလေးကိုအများမြင့်သာအောင်ပြပြီးတော့ရတဲ့ရဲ့လက်မှာဆက်ဝင်နေတဲ့ဝါးစာကိုကျုပ်သိမ်းထားပါတယ်ပြောရင်ကကိုချမ်းသာရဲ့တောင်ဝေးထိပ်ရှိပဲနေရဲ့နေရာမှာဝါးစာလေးကိုကကြည့်ရာကွက်တီဖြစ်နေပါတယ်ကိုချမ်းသာကင်ထားတဲ့တောင်ဝေးနဲ့ရတဲ့ရဲ့လက်ဖွားထဲမှာဆက်ဝင်နေတဲ့ဝါးစာလေးကိုကြည့်ခြင်းအဖြစ်ရတဲ့ကိုတောင်အောက်ကျအောင်လှုပ်ကြံတဲ့သူဟာကိုချမ်းသာဆိုတာပေါ်လွင်နေပါပြီဒီလိုပြောလေရာကိုချမ်းသာကသဘောကျဟန်နဲ့ခေါင်းတက်ဆက်ဆက်ညိတ်ပါတယ်တော့ပါပြီတဲ့ဗျာဒါကြောင့်လည်းမြန်မာပြည်စုံတော့ဖွဲ့မှာစားပလင်မင်းအောင်ဆိုပြီးကြော်ကြတာကိုရတဲ့ရောင်ဆောင်တဲ့သူဟာအင်မတန်ရုံမှာကောက်ကျစ်တဲ့သူဗျသူကြောင့်ဒုက္ခရောက်တဲ့သူတွေများလာပြီဒါကြောင့်လူလောကကြီးတွေကကျုပ်ရှင်းပြလိုက်တာပဲဒီเจ้าတွေကိုကျုပ်ကတေးသေးချာချာအစ်စ်ခံပါမယ်ဒီလိုဝင်ခံကတိပြုလိုက်လေရာစားပလင်မင်းအောင်ကကိုချမ်းသာတို့လင်မယားအားကောင်းမွန်စွာနဲ့ခေါ်ဆောင်သွားဖို့အတွက်ဌာနအုပ်ဦးလှမှုအားမကြားပါတယ်ထို့နောက်မှာတော့သူတို့ဒီလေကြိုက်တီယိုဘုရားကိုဖူးပြီးနောက်ကိုချမ်းသာတို့လင်မယားအားအင်းစိန် CND ကိုဖမ်းဆီးခေါ်ဆောင်ခဲ့တယ်ကိုချမ်းသာတို့လင်မယားဟာရန်ကုန်မြို့ကိုလိုက်ပါပြီးတော့အင်းစိန် CND မှာအစ်စ်ခံပါတယ်ကိုချမ်းသာရဲ့အစ်စ်ခံချက်များကလွန်စွာစိတ်ဝင်စားပွဲကောင်းလာပါတယ်သူတို့စုံတော့ကြော်များသည်လေကိုချမ်းသာရဲ့ထွက်ဆိုချက်များကိုနားထောင်ရင်းကစိတ်ဝင်စားတာကြောင့်တခါတည်းရရေးမရံပင်မလျော့နေပါတယ်မိမတယောက်ကြောင့်ဘဝပြတ်သွားတဲ့တထေးကြီးတူဦးချောင်းကိုလည်းစိတ်ဝင်စားပွဲရတွေ့ရှိရတယ်မလားဒါကြောင့်ထိုစစ်ချက်ကြီးကိုရေးသားရင်းနဲ့တနေ့နေ့တစ်ချိန်မှာတော့ဝေထုဖြစ်နဲ့ရေးသားရန်ကြံစည်ခဲ့လေတယ်သူရဲ့ဆုံးဖြတ်ချက်ရနောက်ဆုံးမှအကောင့်ထဲပေါ်လေရာမာယာရှင်ဆိုတဲ့စိတ်ဝင်စားပွဲစွန့်စားခံဝိထုကြီးကဖြစ်ပေါ်လာခဲ့လေတယ်ဟုတ်ကဲ့ပါရှင်ဒါကတော့စာရေးသူမင်းမြတ်သူရရေးသားထားတဲ့မာယာရှင်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါရဲ့ရှင်နားဆင်အားပေးကြတဲ့ပရိသတ်ကြီးအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်